တင်းတော်ရဲ့အဓိကအချက်ကခရစ်တော်ရဲ့မေတ္တာကိုသိဖို့ခရစ်တော်ရဲ့နှလုံးသားနဲ့အမှုတော်ဆောင်ဖို့အတင်းတော်ကိုဖျားထားပေးခဲ့တာဖြစ်ပါတယ်အတင်းတော်ဆိုတာကအယံတကိုးကြီးရဲ့ဒီလိုပြောပြစေအတင်းတော်ဆိုတာကဒီနေ့အတင်းတော်လို့ပြောနေလူတွေကရှုပ်လိုက်တာလို့ပြောတဲ့ကိစ္စကြီးဖြစ်နေတယ်အတင်းတော်လို့ပြောနေရှုပ်ဟိုကတစ်မျိုးဒီကတစ်မျိုးဟိုကတစ်မျိုးဒီကတစ်မျိုးမဟုတ်ဘူးခင်ဗျာအတင်းတော်ဆိုတာအဲ့ဒါမဟုတ်ဘူးဧဖဩရာစာခန်းကြီး1အတင်းတော်ထဲမှာရှိရတဲ့မင်္ဂလာကအယံကြီးလွန်းပေမဲ့ခရစ်တော်ရဲ့အတင်းတော်မဟုတ်တော့ကြောင့်ရှုပ်ကုန်တာဒါအခုကျွန်တော်တစတဲ့ခါမှလည်းကျွန်တော်ပြောပြရတယ်ဒီမှာဥဆောင်မဲ့လူတွေကိုလည်းကျွန်တော် DNA ရအောင်ယူပေးပါအတင်းတော်လို့ပြောလိုက်ငါအတင်းတော်ဆိုတာမျိုးမလုပ်ရဘူးငါအတင်းတော်ဆိုတာမရှိဘူးခရစ်တော်ရဲ့အတင်းတော်ပဲရှိရမယ်အခုလက်ထပ်ပြောမယ်အတင်းတော်လို့ပြောပြီးတော့မှတင်းရဲ့အတ္တတာတော့ဘာလွတ်မြောက်ခြင်းမှမရှိဘူးဘာကောင်းခြင်းမှမရှိဘူးဆိုရင်တခုခုမှားနေပြီဗျခရစ်တော်ရဲ့အတင်းတော်ကြီးထူးခြားရမယ်ခရစ်တော်ရဲ့အတင်းတော်ဆိုတာထူးခြားတယ်ဧဖဩရစာခန်းကြီး1အငယ်21ကနေစပြီးကြည့်အောင်ဘယ်သူအတင်းတော်လဲခင်ဗျာဟုတ်ကဲ့ခင်ဗျာဘယ်သူအတင်းတော်လဲခင်ဗျာမမတယ်ခင်ဗျာမမတယ်ခင်ဗျာငါတို့အတင်းတော်သူတို့အတင်းတော်မလုပ်ကြပါနဲ့ခရစ်တော်ဝမ်းနေရပါတယ်ခရစ်တော်ဝမ်းနေရပါတယ်ဒီမှာကျွန်တော်အတင်းတော်စဖို့ဖြစ်လာပါတယ်အဓိကကတော့သိုးတွေကိုကြည့်တဲ့အချိန်မှာခရစ်တော်ရဲ့သိုးတွေဟာတော်တော်လေးပိန်လီနေပြီဗျဘယ်အတင်းတော်မှကျွန်တော်မစော်ကားပါဘူးခင်ဗျာပိန်လီနေပြီပြီးတော့ဒီအတင်းတော်မှာတခါတည်းပြောပြစေဒါကတော့ conference ဆိုသဘောဖြစ်တဲ့အတွက်ကြောင့်အလူငွေကောက်ကြလာတော့ဘာလာတော့မသိဘူးကောက်ကြတယ် regular service မှာအလူငွေကောက်ခြင်းအမှုမပြုနော်တင်းလူပူဇော်တကားဆိုတဲ့အချိန်တစ်ချိန်ထားပေးမယ်အဲ့ဒါနှုတ်ကပတ်တော်ရထည့်ခြင်းတဲ့သူထည့်မထည့်ခြင်းသူမထည့်နဲ့တင်းလူပူဇော်တကားဆိုတဲ့အချိန်ရှိတယ်ဒါနှုတ်ကပတ်တော်ရဘုံတွေထားဖပေးမယ်ဖျားတိုးထင်ထည့်မတိုးထင်လုံးဝမထည့်နဲ့စိတ်လုံးမပါဘဲနဲ့ထဲ့တဲ့လှုပ်တဲ့အရာမှန်သမျှအတင်းတော်မှာအရာမဝင်ကိုယ်ကွယ်ချင်းကိုလာတဲ့အခါမှာနှလုံးသားနဲ့လှုပ်တဲ့အရာတွေကပဲအဖတ်တင်လို့ကြံခဲ့တယ်ဝိจิตတန်းကြီးနဲ့တွားရမှာမို့လို့လှုပ်ရမှာမို့လို့ဆိုတဲ့အရာတွေအားလုံးကအချိန်ကုန်နဲ့လူပင်ပန်းနဲ့ဘာမှအဓိပ္ပာယ်မရှိဘူးခရစ်တော်ပြန်ကြွလာတော့မယ်ဆိုတာကိုသင်တို့ဒီကာလယူကြည့်ရင်ဝိညာဉ်မျက်စိရှိတဲ့သူကမြင်တယ်ဗျအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့
လူဘိန်းတောင်မှနားလည်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါတွေအကုန်ဖြစ်ပျက်တဲ့ဟာတွေအားလုံးကတတိယကမ္ဘာစစ်ကိုဥတည်နေပြီတစ်ဖက်ကလည်းလှုပ်လိုက်တဲ့ငလင်းတွေတိုက်လိုက်တဲ့စစ်ပွဲတွေသေနေတဲ့လူတွေဒါပေမဲ့နှုတ်ကပတ်တော်ကြီးကြည့်တဲ့အခါမှာအဲ့ဒါဒုက္ခဆင်းရဲခြင်းရဲ့အစလို့ပြောတယ်ညီကိုမောင်မတို့ဒီထက်ဆိုးလာဖို့ပဲရှိတော့တယ်ဗျာဒါဆိုရင်အဲ့ထက်ဆိုးလာတော့မယ်ဆိုရင်ကျွန်တော်ဘလို့ရက်တီမှာလဲအဲ့ဒီအတွက်ခေရင်စိုးရုပ်ရာကာလအတွက်ဖခင်ကဘာထားလဲသိလားအသင်းတော်ကိုထားတယ်လူလုတ်တဲ့အသင်းတော်ဖြစ်လို့မရဘူးဝိညာဉ်တွေကိုမချိတ်ရင်မှုတော်မဆောင်တဲ့တရားမှာပတ်စံမျက်နှာကြည့်ရင်မှုတော်မဆောင်နဲ့စီးပွားရေးလို့စီးပွားရေးလည်းမလုပ်တတ်ဘူးကျန်စာကြောင်းပဲဆွတ်တက်ကြတာကျန်ညီကိုမောင်မတို့ဖခင်ရဲ့အသင်းတော်ဆိုတာအင်မတန်တကူကြီးတယ်ခရစ်တော်ရဲ့အသင်းတော်ပြောရခရစ်တော်ရဲ့အသင်းတော်ရှာကြီးအော်ရောဘတ်ဆိုတဲ့ကဘာမှာဖခင်အင်မတန်မှချီးမြှောက်အသုံးပြုခဲ့တဲ့ဆရာကြီးတယောက်ရှိပါတယ်အမျိုးသမီးတယောက်ကသူ့အကြောင်းကိုရေးထားတယ်ခင်ဗျသူ့ရဲ့စာလေးကျွန်တော်ဖတ်လိုက်ရတယ်ဆရာကြီးအော်ရောဘတ်ရဲ့တရားဟောပွဲ3ရက်ကျွန်တော်သွားခဲ့တယ်ကျွန်မသွားခဲ့ပါတယ်တဲ့အဲ့ဒီသွားခဲ့တဲ့တရားဟောပွဲမှာတဲ့3ရက်လုံးဆရာကြီးအော်ရောဘတ်ကိုမမြင်မဲနဲ့ပြန်လာခဲ့ရတယ်တဲ့အဲ့ဒါကျွန်တော်စိတ်ဝင်စားသွားတယ်စဖတ်တဲ့အခါမှာဆရာကြီးအော်ရောဘတ်ကယေရှုကိုချီးမြှောက်လုံးအားကြီးလို့အော်ရောဘတ်ကိုမမြင်ခဲ့ဘူးယေရှုကိုမြင်ပြီးတော့မှပြန်လာခဲ့ရတယ်အသင်းတော်တွေကယေရှုကိုချီးမြှောက်နေတာလားမဟုတ်ရင်အသင်းတော်မဟုတ်ဘူးအသင်းတော်ဆိုတာက family business လည်းမဟုတ်ဘူးဆရာကြီးဦးတမောင်ထုံးနဲ့ကျွန်တော်နဲ့ထိုင်းနေတယ်ဒါကျွန်တော်ဝိညာဉ်ဖခင်ကြီးကျွန်တော်သူ့စီကဝိညာဉ်အမွေတွေအများကြီးရရှိခဲ့တယ်တေကန်นี้မှာအများကြီးကျွန်တော်သူဆွဲခေါ်ပြသခဲ့တယ်သူ့နှလုံးသားကိုပေါ့ရခဲ့တယ်ဒါကျွန်တော်ရဲ့အမှုတော်ဆောင်တွေအခုရာကျော်ရှိသွားပြီတကဘာလုံးမှာဆိုရာကျော်ရှိသွားပြီအဲ့ဒီအမှုတော်ဆောင်တွေကိုကျွန်တော်ပြောတဲ့စကားအများတန်းရှိတယ်ငါဘလို့ဟောလဲဆိုတာကိုအတုမယူနဲ့လို့နင်ငါလို့လိုက်ဟောရင်နင်မကြခင်အတန်ဝင်ပြီးတော့မှခေါ်တော်မူခြင်းခံရမယ်လို့နင်ကနေငါပဲမတူနိုင်ဘူးလို့ဝိညာဉ်သားသမီးတွေကိုပြောပြမတူနိုင်ပါဘူးတရားပဲဟောတာမဟုတ်ဘူးအခု intro မလို့နည်းနည်းလေးတိုးလေးနဲ့ဇက်ရှိန်တက်လာအတန်အကျဲတော့မယ်မျက်လုံးကပြူးလာတော့မယ်ပြန်တချင်းကလည်းအော်ဆိုးမယ်ဒီလိုမျိုးနေလို့လိုက်အဲ့ဒီစတိုင်လိုက်တူလို့မရဘူးလို့ဘာလုံနေလဲဆိုတာတော်တော်များများဗျာ conference တွေတွားတက်ကြတယ်ဗျာ Hillsong conference တို့ဘာ conference တို့ညာ conference တို့ Jesus image တို့ဘာတို့အချင်းကျယ်တွားတက်ကြတယ်ပြန်လာပြီးရင်ဘာလို့လဲလားသူတို့ပုံစံအတိုင်း worship လာလုပ်ကြတယ်ဖခင်เจ้าမှာနင်တို့ဘယ်တော့မှတိုးတက်မဲ့လူတွေမဟုတ်ဘူးလို့သူတို့ပုံစံအတိုင်းလုပ်လာတယ်ဟေးဆောင်ပြန်လာဟေးဆောင်ပုံစံနဲ့စတိုင်နေအစအဝတ်စားအစအကုန်ပြောင်းလာတယ်သူ
သူတို့ပုံစံအတိုင်းလိုက်လို့ခိုင်းတာမဟုတ်ဘူးဖခင်ကသူတို့ဘလို့နှလုံးသားနဲ့ကိုးကွယ်လဲဆိုတာကိုမင်းတို့လေ့လာမှာဘလို့နှလုံးသားနဲ့အမှုတော်ဆောင်နေလဲငါဘလို့နှလုံးသားနဲ့အမှုတော်ဆောင်နေလဲအဲ့ဒါမင်းတို့လေ့လာဆရာချင်းကျိုးဝင်သူတို့လိုက်ဝစ်ပြီနင်တို့အဲ့လိုပုံစံရှောက်တုခိုင်းတာမဟုတ်ဘူးဝစ်ရှင်တော့ဝစ်ပေါ့အဆရာဝစ်လို့လိုက်ဝစ်တယ်မဖြစ်စင်းနဲ့ပုံတူလုံးမနေနဲ့နောက်ခဏနေဆရာဒေးဗစ်လာချုံရင်လည်းချွတ်ပလိုက်ပါလေဒါတွေကနောက်ခဏပုံစံပြောင်းနေတာချုံရင်ယူမဲ့အဖွဲ့ကလည်းရှိသေးတယ်အရှိမတက်တယ်မဟုတ်အဲ့ဒါတွေအရေးမကြီးဘူးကျွန်တော်ဝတ်တယ်ဆိုတာကျွန်တော်ရဲ့ဇလန်းနဲ့ကျွန်တော်ရှိတယ်အဲ့ဇလန်းလည်းပြောလို့ရပါတယ်ဗျာကျွန်တော်မိတ်ဆွေတယောက်ဗျာကျွန်တော်ရဲ့အမှုတော်ဆောင်တယောက်ကအဲ့ဒီလူငယ်လေးတယောက်ဆိုးဆက်ပြီးတော့မင်းတို့ကောင်လေးကလောကသဒ္ဒါနဲ့မင်းတို့လူကောင်လေးကဆိုအဲ့ကောင်လေးကဖျားကြောင်မတက်ရတော့အရာကြေကွဲပြီးတော့ဘာဖြစ်တာလဲမင်းဘာလို့ဖျားကြောင်မလားဆိုကျွန်တော်ကလည်းအဲ့ဒီကြောသွားတိုင်းကျွန်တော်ရေးလဲဖဲ့တာတဲ့နဂတ်တွေလည်းဖဲ့ကျွန်တော်မှနဂတ်ဝစ်လည်းဖဲ့ကျွန်တော်မှဘာလို့မသိတော့အခုတက်တူးသွားထုံးပြီးတယ်ပိုးဆိုးဗျာကျွန်တော်ဟုတ်လားလို့အဲ့ဆိုငါလည်းဆွဲကြည့်မယ်လို့မင်းကိုပဲဆဲတာမို့ငါပဲဝိုင်းဆဲခံငါမင်းတဲ့လှုပ်ပေးလိုက်မယ်ကျွန်တော်လည်းဆွဲပေးလိုက်တယ်အပေါ်ယံကြောကိုကြည်တတ်တဲ့ခရိယန်တွေမဖြစ်စေချင်ဘူးကျွန်တော်သူ့အထဲမှာဒီကောင်လေးရဲ့အထဲမှာဘာရှိလဲဆိုတော့ဖះထည့်ထားပေးတဲ့ရွေကျဲတွေအကြံစီတွေအများကြီးရှိတယ်သူဝတ်ပုံစားပုံကိုမကြည့်ရဘဲနဲ့သူ့ရဲ့ရွေကျဲကိုမြင့်တင်ပေးဖို့ကျွန်တော်တို့ပြင်ဆင်တယ်ကျွန်တော်ကသူတို့ကိုဆွဲပါမဆွဲပါကျွန်တော်ပြောအချိန်တိုင်းသူတို့ဖះပြောတဲ့အချိန်ကျရင်သူတို့ဖြုတ်သွားလိမ့်မယ်နဂတ်တွေတက်ပါဘာလို့ပါဘာမပြောနဂတ်တွေဖြုတ်ပါလဲကျွန်တော်ပြောတက်ပါလဲမပြောဘာမပြောဒါပေမဲ့အရေးကြီးတာကဖះကိုတကယ်ယဉ်နီးသွားရင်သူတို့ဘာလုပ်မလို့ဆိုတော့သူတို့သိသွားတယ်သူများပြောစကားပေါ်မှာသူတို့အသက်မရှင်တော့ဘူးဒါပေမဲ့ကျွန်တော်လုပ်ပေးတာတော့ရိုးလေးပဲအေးမင်းနဲ့ငါအတူတူတွဲပြီးတော့တက်ပေးမယ်လို့မင်းနဲ့ငါအတူတူရှိတယ်ဆိုတော့ပြမယ်မင်းပဲတက်တာငါလည်းတက်တယ်လို့တကယ်ချင်းဆွဲမယ်ခါလေးမှာသူတို့နဲ့အတူကျွန်တော်တို့ကဟာမသွားတာမဟုတ်ပဲနဲ့လူငယ်တွေနဲ့အတူကျွန်တော်နေပေးတဲ့ခါမှာအဲ့လူငယ်တွေလွတ်မြောက်လာတယ်အတူတူသူတို့နဲ့ထိုင်ပေးတယ်အတူတူသူတို့နဲ့ထိုင်ပြီးတော့အေးမင်းဘလို့လဲဘာညာကျွန်တော်ဗျာဖီးငုတ်တယ်ဘာဖီးငုတ်တာလဲပြောဗျာဘာဖြစ်တယ်ညာဖြစ်ဖျားเจ้าလာလိုက်တယ်ပြဿနာကြီးပဲကျွန်တော်ရေးလဲပြဿနာရှာတယ်ဘာအဆူပဲခံနေရတယ်ကျွန်တော်ဖျားเจ้าလာရှင်တော့သူတို့နဲ့ထိုင်သူတို့နဲ့စကားပြောပေးမဟုတ်ဘူးမင်းပေါက်ကရလှုပ်လေဖျားเจ้าပို့ပြီးတော့လာလို့မင်းဖျားပေါက်ကရလှုပ်တယ်ဆိုတော့ဖျားเจ้าနဲ့ပို့ဝေးသွားရင်မင်းဖျားအတမကြားတော့တဲ့အခါမှာပို့ဆိုးသွားဖို့ပဲရှိတယ်မင်းပို့ပြီးတော့ဖျားထံသို့မတိုးဝင်လာခဲ့ဒီလူငယ်တွေခုမှုတော်ဆောင်နေဖြစ်ကုန်မယ်မှုတော်ဆောင်နေဖြစ်ကုန်မယ်အခုတက်ပါဆိုတော့သူတို့မတက်ချင်တော့ဘူးပဲငကဝစ်ပါဆိုတော့သူတို့မွေ့ချင်တော့ဘူးပဲတတူထိုးပါလို့ပြောတော့ကျွန်တော်မထိုးချင်တော့ဆရာတဲ့ထိုးချင်စိတ်လည်းသူတို့မှမရှိတော့ပြီးသွားပြီကျွန်တော်တို့ကလူတွေကိုမလုံနဲ့လှုပ်ပါလို့ပြောတာအဲ့ဒါပြည့်ညက်တရားတွေ do and don't ဆိုတာအဲ့ဒါပြည့်ညက်တရားတွေရဲ့လှုပ်ရက်တွေမလုံနဲ့ဒါလို့မလုံနဲ့ဒါလို့ပြောစရာမလိုဘူးအသင်းတော်ဆိုတော့ကျွန်တော်အရင်ရှင်းပြချင်တယ်ဖခင်ရဲ့အသင်းတော်ဆိုတော့ကျွန်တော်ရှင်းပြမယ်အားလုံးကြည့်အောင်ခတ်သိမ်းသောအထွတ်အမြတ်အာနာဇတ်တကူအားလုံးကြည့်အောင်ခတ်သိမ်းသောအားလုံးပြောခတ်သိမ်းသောခတ်သိမ်းသောအထွတ်အမြတ်အာနာဇတ်တကူအစိုးရခြင်းမှစ၍ယခုဘဝနောင်ဘဝ၌ခေါ်ဝသမုတ်သောဘွဲနာမအလုံးစုံတို့အထက်ကောင်းကင်အရ၌မိမိလက်ရာတော်ဘမှအလွန်မြင့်မြတ်သောနေရာကိုဘုသူ့ပေးလိုက်ပြီလေ very good ခရစ်တော်အားပေးတော်မူ၍ဘသူပေးလိုက်တာလဲခင်ဗျခမည်းတော်ကသားတော်ကိုပေးလိုက်တာဘာတွေလဲခတ်သိမ်းသောအထွတ်အမြတ်အာနာဇတ်တကူအစိုးရခြင်းမှစ၍ယခုဘဝနောင်ဘဝ၌ခေါ်ဝသမုတ်သောဘွဲနာမအလုံးစုံတို့အထက်ကောင်းကင်အရ၌မိမိလက်ရာတော်ဘမှအလွန်မြင့်မြတ်သောနေရာကိုဘယ်သူပေးလိုက်ပြီလဲ
ခရစ်တော်အားပေးတော်မူ၍စကြည်အောင်ခြေဘဝတော်အောက်သို့အလုံးစုံတို့ကိုခြေဘဝတော်အောက်သို့ခြေဘဝတော်အောက်သို့အလုံးစုံတို့ကိုချထားတယ်ဆိုတော့ဘသူရဲ့ခြေဘဝလဲခရစ်တော်ရဲ့ခြေဘဝအောက်မှာဘာကိုချလိုက်ပြီလဲအလုံးစုံဆိုတာဘာလဲအထွတ်အမြတ်အာနာဇတ်တကူအစိုးရခြင်းမှာစ၍ယခုဘဝနောင်ဘဝခတ်သိမ်းသောဘွဲ့နာမတို့အထက်မှာယေရှုထားလိုက်တယ်ဆိုတော့ challenge ကျွန်တော်ကြည့်ကြရအောင်အေဖတ်1 22 ကိုမသွားခင်မှာအေဖတ်6ကိုခဏလေးသွားရအောင်အေဖတ်6 12ကိုကျွန်တော်သွားကြည့်အောင်အေဖတ်6 12ကိုသွားကြည့်အောင်အေဖတ်6 12အကြောင်းမူကားငါတို့သည်အသွေးအသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်ဒီနေ့ဖြစ်နေတဲ့ပြဿနာတွေအားလုံးကအသွေးအသားကိစ္စမဟုတ်ဘူးအခုမြန်မာပြည်ရဲ့အခြေအနေကိုကြည့်လိုက်အဲ့ဒါအသွေးအသားပြဿနာမဟုတ်ဘူးဝိညာဉ်ပြဿနာဝိညာဉ်ပြဿနာဝိညာဉ်ရေးရရှုပ်ထွေးမှုတွေမြောက်များစွာဖြစ်နေတာဝိညာဉ်ပြဿနာအဲ့ဒီကိစ္စကိုဖျားဖြေရှင်းလိုက်မယ်ဖာရောကိုဘယ်သူမှဖြေရှင်းလို့မရဘူးဖျားပဲဖြေရှင်းတယ်ဖျားပဲဖြေရှင်းတယ်ဒါပေမဲ့သူ့ရဲ့ဒုစရိုက်ကမပြည့်စုံသေးတဲ့အတွက်ဖခင်ခဏစောင့်နေတာဟာတလောက်ကြီးစိုးနေပြီမဟုတ်ဘူးဖခင်နောင်တရဖို့အချိန်ကိုစောင့်နေဖခင်ကြော်ပြောမလားခါနန်ပြည်ကိုဖခင်ကအာဗြဟံကိုချက်ချင်းမပေးဘူး40လွန်ပြီးမှပေးမယ်လို့ပြောတယ်ဘာလို့40လွန်မှလဲတဲ့အဲ့ဒီ40လွန်မှပေးမယ်တဲ့အခုကဘာဖြစ်လို့လဲလို့ပြောတဲ့အခါမှာအခုကြတော့အဲ့ဒီခါနာနိလူတွေခါနာပြည်မှာရှိတဲ့သူတွေရဲ့ဒုစရိုက်ကမပြည့်စုံသေးတယ်ဖခင်ကလူတယောက်ကိုစီရင်တော့မယ်ဆိုရင်သူကဖြောင့်မတ်တဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်သူကဒုစရိုက်မပြည့်စုံသေးပဲနဲ့ဖခင်ကမစီရင်ဘူးဘယ်မင်းဆိုးအာနာတွေမှန်သမျှကိုဖခင်သခင်ကချက်ချင်းလှုပ်တာမဟုတ်ဘူးနောင်တရဖို့အချိန်ပြန်ပေးသေးတယ်နောင်တရဖို့အချိန်ပြန်ပေးသေးတယ်ဥပမာဗျာနိနဝေမြို့မှာရှိတဲ့သူတွေနိနဝေမြို့မှာနေတဲ့သူတွေကခါနာနိလူတွေအဲ့နိနဝေမြို့မှာရှိတဲ့သူတွေsorry အာရှုရီလူတွေနိနဝေမြို့မှာရှိတဲ့သူတွေကအာရှုရီလူတွေဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ဒီလူတွေကရိုင်းဆိုင်တယ်ဣသရေလလူမျိုးတွေအကြီးကျယ်တပ်ဖြတ်တဲ့သူတွေဖြစ်တယ်အင်မတန်ရိုင်းဆိုင်တဲ့သူတွေဖြစ်တယ်ဒါပေမဲ့ဖယားကအဲ့ဒီလူတွေကိုတဲ့အဲ့ဒီနိနဝေမြို့ကိုမီးနဲ့ဖျက်ဆီးမယ်တဲ့ဖျက်ဆီးမယ်အဲ့တော့သွားပြောတဲ့နောင်တရဖို့တဲ့ဆိုဖယားကဖြက်စီးခြင်းနဲ့ဖယားမဟုတ်ဘူးနောင်တရစေခြင်းနဲ့ဖယားအာမင်ဆိုတော့ယောနာကဖယားနဲ့ယဉ်နီးတဲ့ပရောဖက်ဖြစ်နေတယ်ဒါပေမဲ့တစ်ချိန်တည်းမှာဖယားနဲ့ယဉ်နီးပေမဲ့သူကလူမျိုးရေးစိတ်ဓာတ်ရှိတယ်လူမျိုးရေးစိတ်ဓာတ်ရှိတိုင်းနိုင်ငံရေးစိတ်ဓာတ်ရှိတိုင်းဖယားနဲ့မယဉ်နီးတာမဟုတ်ဘူးနားလည်အောင်ပြောပြမယ်ချက်လေးနားထောင်ပေးလူမျိုးရေးစိတ်ဓာတ်ပြင်းထန်တဲ့သူတွေရှိတယ်နိုင်ငံရေးစိတ်ဓာတ်ပြင်းထန်တဲ့သူတွေရှိတယ်ဒါပေမဲ့နိုင်ငံရေးတို့လူမျိုးစိတ်ဓာတ်ပြင်းထန်တိုင်းဖယားနဲ့မယဉ်နီးတာမဟုတ်ဘူးဖယားနဲ့ယဉ်နီးတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့သူကြတော့ဖယားနဲ့ယဉ်နီးတဲ့
နိုင်ငံရေးသမားဖြစ်တယ်ယောနာကဘာလို့သူ့လူမျိုးရေးနိုင်ငံရေးမှာအင်မတန်မှအားကြီးတဲ့သူတယောက်ဖြစ်တယ်သူကဘာလို့သူရှေ့မှာပဲဣသလလူမျိုးတွေကိုဒီနိနဝေမြို့မှာရှိတဲ့အာရှုရိလူတွေကတိမ့်ပြီးဆိုရင်ဝင်လာပြီးတော့မှအရင်ရိုင်းဆိုင်တာမိန်းမတွေဆိုရင်ဘိုက်ကြီးတယ်ဆိုရင်ဘိုက်ကိုအဲ့လိုဓာတ်နဲ့ထိုးခွဲခလေးကိုဆွဲထုတ်အဲ့လိုရိုက်တလောက်ခဲ့တော့လူမဆန်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ဖယားသခင်ကယောနာကိုတွားပြီးတော့မှနောင်တရဖို့တွားဟောခိုင်းတယ်မှာယောနာမဟောချင်ဘူးယောနာကောင်းကောင်းသိတယ်ဖယားပြောခိုင်းတဲ့စကားပြောရင်လူပြောင်းလဲမယ်ဆိုတာကိုယောနာသိတယ်ဒါကြောင့်ဒီနေ့အမှုတော်ဆောင်ဖို့ပြင်ဆင်နေတဲ့သူတွေအားလုံးလည်းပြောပြမယ်လူပြောင်းလဲခြင်းရင်တင်ထားတဲ့တရားတွေမဟောနဲ့တင်ထားတဲ့တရားတွေမဟောနဲ့ဟိုကနေဒီကနေကျောင်းကနေတင်ထားတဲ့တရားတွေမဟောနဲ့ကိုနဲ့ဖယားနဲ့မိတ္တဟာယဖွဲ့ပြီးတော့မှအဲ့ဒီထဲကနေဖယားသခင်တွန်တင်တဲ့စကားဖယားပြောခိုင်းတဲ့စကားကိုပြောဒါကြောင့်အမှုတော်ဆောင်ရင်အရေးကြီးတာကငါဒီနေ့ဘာဟောမယ်ဆိုတာမဟုတ်ပဲနဲ့ကိုယ့်ဘာသာကိုအခန်းထဲမှာဖယားနဲ့မိတ္တဟာယဖွဲ့ပြီးတော့မှဖယားဘာပြောခိုင်းလဲဆိုတာကိုစောင့်တက်ရတယ်အဲ့ဒီအတန်ကိုရသွားပြီဆိုတာနဲ့သွားပြောတော့တကယ်လူပြောင်းလဲတာတော့ကျွန်တော်ပြောပြမယ်နော်မြန်မာပြည်မှာလူတွေဘာဖြစ်အမှုတော်ဆောင်တော်တော်များကကျွန်တော် allergic ဘာလို့ဖြစ်လဲဆို allergic ပြောရအောင်ဘာလို့ allergic ဖြစ်လဲဆိုရင်လူတွေရေလေပြောင်းလဲလို့2012ကျွန်တော်မြန်မာပြည်ထဲပြောင်းဝင်သွားတဲ့အခါမှာဘယ်ကြိုက်မလဲကျွန်တော်နှစ်ချင်းနေအကြီးကျယ်ပြောင်းလဲတာနှစ်ချင်းပြောင်းလဲသိမကြောက်အင်္ဂလိကန်တွေရေးလဲပြောင်းလဲတာပြီးတော့ပို့ဆိုးတာအခုလုံးဝကျွန်တော်မကြိုက်ရိုမန်ကက်သလစ်တွေအကြီးကျယ်ပြောင်းလဲတာဂျေမီပြောင်းလဲကြတယ်သွားပြရတာဂျေမီတို့မေရီတို့ဆိုတာရိုမန်ကက်သလစ်ရှေ့ကြီးတွေဟုတ်လားဂျေမီဒါရိုမန်ကက်သလစ်ရဲ့ဟိုစားဒါရိုမန်ကက်သလစ်ဒါရိုမန်ကက်သလစ်လင်းလက်လို့ဖျားကြောင့်ထဲကဝိုင်မှာတော့ဆွဲခဲ့တာလားမသိဘူးဆွဲခဲ့တယ်လားနဲ့ဆွဲခဲ့တယ်ဂျေမီကျွန်တော်တို့အင်္ဂလိကန်ဝိုင်တော့ခိုးတောက်တယ်အင်္ဂလိကန်မှာပွဲတော်ပေးတာတကယ်ဝိုင်စစ်လေဟိုတော့ကမူတော့ကလေဝိုင်ခါတော့မတတ်နိုင်တာဝိုင်အရသာလေးအရန်ခံချင်တော့အင်္ဂလိကန်တို့ Holy Trinity ဟိုစားပါလေဒီဘာခေါ်လဲဟိုစကော့စီဗီနာဟာပါလဲလားကက်သီဒရယ်မှာကက်သီဒရယ်သွားလဲတော်ပြီးတော့အမှတို့လိုမျိုးဒီလိုကက်စီနဲရတဲ့လေးတိုက်တာမဟုတ်သူကခွက်ကြီးနဲ့တိုက်တာဒါပေမဲ့လက်မကန်ရဘူးသူတို့က father တိုက်တာဆိုကိုလေရောက်မယ်ဆို father လက်ကိုအဲ့လိုတွန်းလိုက်တာနည်းနည်းတွန်းလိုက်တော့ဂွားဆိုဝင်လာပြီအများကြီး father တိုက်လဲတိုက်တယ်ခောက်လဲခောက်တယ်ကိုဂွားဆိုဒါပေမဲ့အခောက်ခိုင်မတန်တယ်ပါစက်ထဲမှာအပြည့်ဝင်သွားတာဝိုင်းအသေးဆွဲလာအစစ်ကြီးဒါပေမဲ့ဂျေဇုတော်အဲ့ဒီကက်သီဒရယ်မှာလေကျွန်တော်တရားဟောခွင့်ရခဲ့တယ်တရားခွင့်ရခဲ့တယ်အဲ့ကက်သီဒရယ်မှာလည်းပြောင်းလဲတဲ့သူတွေအများကြီးဖြစ်ခဲ့တယ်အဲ့ဒီကက်သီဒရယ်မှာသွားတရားဟောပြီးနောက်ပိုင်းမှာလည်းအင်္ဂလိကန်တွေအများကြီးပြောင်းလဲတယ်ရိုမန်ကက်သလစ်တွေအများကြီးပြောင်းလဲတယ်ပြောင်းလဲမှုတွေဖြစ်တယ်ဘာလို့ပြောင်းလဲမှုဖြစ်လာတဲ့အပေါ်မှာပေါ့ဗျာဟိုဘာသာရေးခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေတော်တော်များများတော့မကြိုက်တော့ဘူးပေါ့ဗျာမကြိုက်တော့ဘူးပေါ့ဘာလို့မကြိုက်လဲဆိုတော့မကြိုက်လို့ပေါ့ဆိုတော့အဲ့မင်းတို့ဒီဒေးဗစ်လာဆိုတဲ့ကောင်နားမထောင်နဲ့ဘာညာအကြီးကျယ်ပြောပြီးအဲ့နဲ့တို့ပြောတာနေကြားပြီးတော့ကျွန်တော်တော့မသိတဲ့လူတွေကျွန်တော်အရေးလည်းမုန်းတာဘာမုန်းလို့မုန်းမှမသိဘူးမုန်းတာဖွဲ့နေရှိတယ်ကျွန်တော်တောင်ကူသွားတော့ဆိုရင်ဘယ်ဖះချောင်းမှအကုန်ပိတ်တာတောင်ကူမှာ
ဖျားเจ้าစာထုတ်တာလေစာထုတ်တာလုံးဝဒေးဗစ်လာဖျားเจ้าဘယ်သူမှမသွားရအဲ့ဒီတရားဟောမယ့်နေရာဘယ်သူမှမသွားရအဲ့လိုကိုင်းတာဒါပေမဲ့ဖျားကြီးတော့ပဲကျွန်တော်အစိုးရဖွင့်ချပေးလိုက်တာဟိုမိုးလုံလေးလုံးဂျင်းမီပြောင်းလဲပြလိုက်တော့တောင်ကူတော့မပြောင်းလဲသေးနော်ပြောင်းလဲသေးပြောင်းလဲပါပြီမပြောင်းလဲသေးလိုက်တော့အော်နော်လို့ပဲပါတယ်အဲ့တော့ကျွန်တော်သွားကြအောင်သွားတော့ဖျားเจ้าနေရကျွန်တော်ကိုလက်ခံမဲ့ဖျားเจ้าအကြီးရှိတယ်အဲ့ဒါဘာလဲပကူလာမသိပကူတောင်းမှာပကူဖျားเจ้าအကြီးဆုံးပဲအဲ့ပကူဖျားเจ้าလည်းလက်ခံပြီးတော့မှပြန်ပိတ်လိုက်ရတယ်အထက်ကအမိတ်နဲ့ဒေးဗစ်လာဆိုတော့လက်မခံတော့ဒီတင်းတော်လည်းကျေးဇူးတင်ပါတယ်လို့နော်ဒေးဗစ်လာဆိုတာတည်ရတဲ့လက်ခံပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်မွေရဆိုရင်နော်ကင်းလို့တခါတည်းကောင်းကြီးပေးလိုက်ပြီလုံးဝမပေးဘူးဒါနဲ့အစိုးရနေပြီးတော့မှမိုးလုံးလေးလုံးအားစားယုံကြီးပေးလိုက်တယ်အဲ့မှာအတကုံလူတွေလာတာလေဒါပေမဲ့သူတို့ကြော်ညာထားတဲ့ပုံကလည်းဘာလည်းမသိဘူးကြော်ညာကျွန်တော်ဝဘဝကြီးနှချောင်းထောင်လို့တော့ဟိုဇမင်းသားလို့ဘာလုံးနဲ့ဓာတ်ပုံကြီးလုတ်ပြီးတော့မှအဲ့လိုလုတ်ကြလေအဲ့မှာလူတွေအများကြီးလာတယ်အဲ့မှာဈေးပွဲတွေရောအများကြီးပဲဟိုဘာလဲစီကောရရောင်းတဲ့အဖွဲ့နဲ့ဟိုကွန်းရရောင်းတဲ့အဖွဲ့နဲ့ဟိုကြာဆန်ရောင်းတဲ့အဖွဲ့နဲ့ဇမင်းသားလို့ဘာလုံးနဲ့ကျွန်တော်စေမောတက်ပြီးတော့တရားဟောတော့မှရှင်မိုးရွာချပြီလေမိုးရွာချတော့အံ့ဩစရာကောင်းတာလေဖခင်အကုန်ကြားစေချင်တာယေရှုကြောင့်လေအဲ့ဒီအပြင်မှာရှိတဲ့ဈေးတယ်တွေအလုံးကအကုန်ပြေးဝင်လာပြီလေဘာနေနဲ့အားလုံးအကုန်ပြေးဝင်လာပြီအကုန်ဘာနေနဲ့အကုန်ရောက်ချလာပြီးတော့မိသက်တွေရောရဲတွေရောအကုန်ရောက်လာပြီအမှအကုန်ဝင်လဲဝင်အဲ့ကျမှယေရှုကြောင့်တုတ်တာကျွန်တော်ဟာလေလုယာတောင်းကူမှာလဲအခုဖခင်ကြီးတော့ပဲတောင်းကူမှာလဲအတင်းတော်စားတဲ့ခွန်ဖခင်ရှင်ပြင်ဆင်ပေးတယ်ဖခင်ကနာမပုံကြည့်ပါစေတောင်းညီကိုမောင်မတော့တားလို့မရပါဘူးဖခင်ဖွင့်တယ်လားဘယ်သူမှတားလို့မရဘူးပဲကျွန်တော်ဖခင်ဟလာဟိုဖခင်ခင်သုံးချင်တဲ့အခါမှာမြန်မာပြည်ကကျွန်တော်ကိုစီးစနစ်တကျနဲ့မောင်းထုတ်လိုက်တော့ညာလဲပဲစနစ်ကြမောင်းထုတ်တာနော်စနစ်ကြတယ်စနစ်တကျနဲ့မောင်းထုတ်လိုက်တာဒါပေမဲ့ကျွန်တော်ထွက်လာရပြီမဲ့ဂျေဇုတော်ကအင်တာနက်ပိတ်လို့မရဘူးလေပိတ်လို့မရတော့ကျွန်တော်တရားဟောချက်တရားဝင်နေတာလူတွေကအကြီးကျယ်လွတ်မြောက်တာပြီးတော့ပို့ဆိုးသွားတာဗုဒ္ဓဘာသာတွေအကြီးကျယ်ပြောင်းလဲတာကိုဘာဆိုဝိုင်းဆဲကြတော့ဒေးဗစ်လာဆိုတော့အဲ့ကြမှာသူတို့ကစိတ်ဝင်စားတော့လားဘိုးတော့စိတ်ဝင်စားဘူးဘာကောင်းမို့လို့လဲဆိုတော့သွားနာထောင်နေအဲ့မှာလွတ်မြောက်တော့တာအဲ့ဒါအများကြီးဖျားလို့တာဖျားလို့တာဗျာကျွန်တော်ပြောချင်တာဖျားလို့တာโอเคဖျားလို့တာတကယ်ပြောင်းလဲတာအများကြီးညီကိုမောင်မတော့မကြခင်တင်တို့ပုံမြင်ရလိမ့်မယ်အများကြီးစာတွေရေးလာတာအများကြီးဘုရားဘာသာတွေပြောင်းလဲနေတာ online နဲ့ဒီနေ့ကျွန်တော်ပြောပြချင်တာဖျားစကားမှန်ရင်လူပြောင်းလဲတယ်ခင်ဗျမေတ္တာမပါပဲဟောရင်တော့မှဖျားစကားမှန်ရင်ပြောင်းလဲတယ်ယုံလားမသိဘူးယောနာကြီးကအဲ့ဒီနိနဝေမြို့မှာဘာမေတ္တာမှမပါဘူးငါးဘိုက်ထဲမဝင်ချင်တော့လို့သာသူသွားပြီးတော့မှ3ရက်ခရီးကိုတစ်ရက်ထဲနဲ့ပတ်ဟောတာခင်ဗျစဉ်းစားကြည့်သွားရ3ရက်ခရီးနော်အမောဖောက်ရင်ဖောက်ပါစေကြားချင်ကြမကြားချင်နေငါတာဝန်ကြည့်အောင်ဆိုပြီးတော့ပတ်ဟောပြစ်တာဟောပြီးတော့ပြန်လာပြီးတော့ကြည်ဟန်နောင်တရမယ်လို့လုံးဝသူမမျှော်လင့်ထားဘူးသူမိုးရွာချရင် तू မပအောင်ဆိုတော့ तू မြို့ပြင်မှာထွက်ပြီးတော့နေတယ်စဉ်းစားကြည့်ယောနေသေးပါစေဆိုတော့ဒါပေမဲ့ဖြစ်ချင်တော့ဘာဖြစ်လဲဆိုတော့အဲ့လူတွေကတဲ့ခလေးရနေတာခလေးရနေတော့မကအောင်တရိတ်ဆန်ကစအစာရှောင်နေတယ်ပြီးသွားအဲ့ဒါနဲ့နောင်တရလဲရောက်ဖခင်ကမဖြက်စီးတော့တဲ့နင်းနွယ်မြို့တဲ့မဖြက်စီးတော့သိချင်တာဘာသူထင်လို့လဲယောနာ
သူတို့မဖြတ်စည်းအတွက်ကြောင့်လည်းကျွန်တော်ပဲဖြတ်စည်းလိုက်တော့တယ်အမေအဲ့ဒါပရောဖက်စဉ်းစားကြည့်ညီကောင်မောင်တို့ကိုတိတ်မုန်းတဲ့လူတယောက်ပြောင်းလဲသွားရင်မခံနိုင်ဘူးကိုတကယ်တော့သိစေချင်တာလေလှုပ်သွားတဲ့ကောင်တင်းဒီကောင်ဖေကောင်းဆုံးမမယ်ကောင်ကြည့်ကောင်းဆုံးမမယ်မဆုံးမတဲ့အပြင်ယာတူးတွေတိုးပြီးတော့မှကျွန်တော်ရဲ့မိတ်ဆွေဆရာစောစောဆိုတာရှိတယ်ဆရာစောစောအခုတော့ခေါ်တော်မချင်းခံသွားပြီအိမ်တော်ရောက်သွားပြီအိမ်ပေါ်ရောက်သွားပြီသူကအိမ်ရောက်မှာပဲရှိသေးတယ်အိမ်ပေါ်ရောက်သွားပြီသူကပြောဆိုဖယားသခင်စိတ်ရှည်လွန်းတာငါစိတ်တူလာပြီကွာသူမြန်လာပြောတယ်ဖယားကတိတ်စိတ်ရှည်လွန်းတယ်ငါစိတ်တူလာပြီတဲ့တကယ်ဖယားသခင်စိတ်တူလောက်အောင်တို့စိတ်တူစရာကောင်းအောင်သူလည်းစိတ်ရှည်တယ်ဖယားလူတယောက်ပြုတ်ပြင်းတဲ့နေရာမှာတော်စိတ်ရှည်တယ်ဖယားကြီးဒီခါပြီးတော့ဆွဲခေါ်တာကြည့်ယောနာဘာမစေနာပါလဲမတော့ပြောလိုက်လူတွေပြောင်းလဲသွားဒါကျွန်တော်ဘာပြောပြချင်လဲဆိုတော့ဖယားသခင်ရဲ့မေတ္တာကလူတိုင်းနဲ့ထိုက်တန်ပါတယ်ဗျာဆိုကောင်းလူတိုင်းနဲ့ထိုက်တန်ပါတယ်ဗျာဒါပေမဲ့အဓိကကဖယားရဲ့မေတ္တာကိုလူတွေသိစေဖို့အသင်းတော်ထားခဲ့ပေမဲ့အခုပြဿနာကအသင်းတော်ထဲမှာမေတ္တာမရှိတော့ဘူးဒီမှာမှုတော်ဆောင်ခေါင်းဆောင်တွေရှိရင်လေတခါတည်းကျွန်တော်ပြောလိုက်ပြစေမေတ္တာမပါဘဲနဲ့ဖခင်ရဲ့အမှုဟာမပြီးစီးဘူးဗျာအမှုတော်ဆောင်လို့တော့ရတယ်အမှုမပြီးတာအမှုဆောင်တဲ့သူတွေအများကြီးအမှုကမပြီးဘူးအမှုဆောင်တာလိုချင်တာမဟုတ်ဖခင်ကအမှုပြီးစီးတာကိုလိုချင်တာတို့လူကြီးတွေပြောတဲ့စကားရှိတယ်ရေပလာတာပဲငါလိုချင်တယ်ရေဘုံပေါက်တာငါမလိုချင်ဘူးအဲ့လားပြောတဲ့စကားရှိမလားဘာလဲရေပါတာပဲလိုချင်တယ်ဘာလဲရေဘူးပေါက်တာမလိုချင်ဘူးဟုတ်လားမှန်လားโอเคဒီလိုပဲအကြောင်းပြချက်အမျိုးနဲ့ငါတို့မှုတော်ဆောင်ရတော့ဝဒိဗေမရှိဘူးစိတ်မပြေဘူးကွာရှောက်ပြောနေမယ်အစားဘလို့ဆင်းပြေမှလဲမေတ္တာရှိခံမလို့မလုပ်မှတော့ဘလို့ဆင်းပြေမှလဲဖျားเจ้าမှာလူငွေနဲ့လာပြီနော်ဒီလူငွေပဲစိတ်ဝင်စားနေအလူငွေစိတ်ဝင်စားလို့အလူငွေမရှိတာလေအဲ့ဖျားเจ้าအလူငွေနဲ့အလုပ်ချင်တယ်ဖျားတော့လုပ်ချင်အလူငွေနဲ့အလုပ်မလုပ်ရဘူးကိုယ့်ခဲတဲ့ပတ်စံနဲ့ကိုယ့်ကတ်ထဲနဲ့အလုပ်လုပ်ရတယ်ကျွန်တော် ministry စခဲ့တယ်ကျွန်တော်အိတ်ထဲဟာနဲ့ပဲကျွန်တော်စခဲ့တာဖျားเจ้าပတ်စံနဲ့ကျွန်တော်လုပ်ဖို့စိတ်ဝင်စားဖို့ဘာလို့ဆိုတော့ဗျာစဉ်းစားကြည့်ဗျာကျွန်တော်တို့လူမိုက်တွေကျွန်တော်တို့လူမျိုးတကယ်လမ်းဘေးမှာသူများရိုက်တက်လို့သေမဲ့ကောင်တွေကဖះကောင်းမြတ်ချင်းကြောင်အမှုတော်ဆောင်ရတယ်ဗျာတန်နေပြီဘာမှထပ်မလို့တော့ဘူးတကယ်တော့ကျွန်တော်ပရောဖက်ပြုတဲ့အဖွဲ့တွေရှိတယ်ပရောဖက်ဆိုရှော့ပြောတဲ့အဖွဲ့တွေပါဒေးဗစ်လားဆိုတာတဲ့သူများရိုက်တက်လို့သေရင်သေမသေရင်အပတ်ဆုပ်လို့သေမဲ့ကောင်တဲ့ဒီနှစ်ခုပဲရှိတယ်တဲ့သူပရောဖက်ပြုတာဒါပေမဲ့သူတို့ prophet လွဲသွားတယ်ကျေးဇူးတော်ပဲဖယားသခင်ကကောင်းမြတ်လွန်အားကြီးတယ်ဖယားသိကောင်းမြတ်တယ်သူများပြောတဲ့အတိုင်းသင်ဖြစ်မှာမဟုတ်သင်ယုံတဲ့အတိုင်းပဲသင်ဖြစ်မှာဒါကြောင့်ယုံတာမမှားပါစေနဲ့လို့ကျွန်တော်မေတ္တာနဲ့အားပေးပါစေသူများပြောတဲ့အတိုင်းသင်ဘယ်တော့မှမဖြစ်ဘူးသင်ယုံတဲ့အတိုင်းပဲသင်ဖြစ်မှာဒါပေမဲ့တခုတော့ရှိတယ်သူများပြောတတ်တဲ့စကားကိုသင်ကသွားယုံမိတော့သင်ခံရလိမ့်မယ်တတိထားပေးကြပါညီကိုမောင်မတော်အမေဒီနေ့အတင်းတော်နဲ့ပတ်သက်လို့အတင်းတော်လို့ပြောနေစိတ်ညစ်နေကြပြီလူတွေအတင်းတော်ဆိုတာနဲ့စိတ်ညစ်စရာကြီးဖြစ်နေပြီအာနာလူနေကြတဲ့အဖွဲ့ကတမျိုးရှိတယ်နော်ညီကိုမောင်မတော်ဖျားเจ้าနေမှာတင်းဖျားเจ้าပဲလို့မထင်လိုက်နဲ့နော်ဖျားเจ้าတိုင်းမှာဖြစ်နေတာအာနာလူတဲ့ဖွဲ့တွေကတမျိုး
တင်းလူကြီးကပြန်အုပ်ထားတဲ့တင်းအောက်လူဆရာတစ်မျိုးတင်းအုပ်ဆရာမဟုတ်တော့သူကတင်းအောက်ဆရာဖြစ်သွားတာအတင်းတော်အောက်ကိုပြန်ဝင်ရတာမှတ်ထားအမှုတော်ဆောင်ဖို့စက္ကတဲ့သူတွေဘယ်တော့မှသူများခန့်နဲ့တင်းအုပ်ဆရာမဖြစ်စေနဲ့သူများခန့်ရင်သူများပြန်ဖြုတ်ခံရမယ်နဲ့ဖျားခန့်တာပဲဖြစ်ပါစေအာမင်သို့တော်ဖျားသခင်ကဖျားလူဆိုတာရှိတယ်မနာနာကြောင့်ညီကိုမောင်မတော်အမှုတော်ဆောင်နေလောကမှာအများကြီးရှိပေမဲ့ဖျားလူကအရန်နေတယ်ဖျားလူကိုဘာသာရေးခေါင်းဆောင်တွေကအယံမုန်းတတ်တယ်ယေရှုကိုတတ်ချင်တဲ့အထိမုန်းကြတာတွေကဖာရိရှဲနဲ့ဇဒ္ဒုကဲတွေဖျားလူဖြစ်ပြီဆိုရင်မှတ်ထားအကြီးကျယ်အတိုက်ခိုက်ခံရတာဘာသာရေးခေါင်းဆောင်တွေရဲ့အတိုက်ခိုက်ခြင်းအကြီးကျယ်ခံရတယ်အကြီးကျယ်ခံရလိမ့်မယ်ဖျားလူဖြစ်ဖို့လိုတယ်ဖျားလူကကျမ်းစကားမပြောဘူးဖျားစကားပြောတယ်မှတ်ထားဒီနေ့အတင်းတော်တွေမှာအဓိကရှုပ်ထွေးနေတာကျမ်းစကားနဲ့ဖျားစကားကိုမခွဲခြားတတ်တာထပ်ပြောမယ်ကျွန်တော်နားလည်ထပ်ပြောမယ်အားလုံးပြောကြည့်အောင်ကျမ်းစကားဖျားစကားမတူဘူးညီကောင်မောင်မတော်ကျမ်းစကားနဲ့ဖျားစကားဆိုမတူဘူးကျမ်းစာဆိုကိုလိုတာအကုန်ဆွဲယူလို့ရတယ်ကျမ်းစာအကုန်ဆွဲယူလဲယုံလားမသိကြောညီကောင်မောင်တော်အမေရိကမှာအဖွဲ့တစ်ဖွဲ့ရှိတယ်အဲ့ဒါကောက်တော့ခေါ်တယ်အဖွဲ့အဲ့ဒါတော့ဒီအစိုးရနဲ့ဝင်သိမ်းလိုက်ပြီဟိုတော့ဂျင်ဂျုံဆိုတဲ့သူဥဆောင်ခဲ့တယ်နောက်တစ်ဖွဲ့ထပ်ပြီးတော့ဥဆောင်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့အာဒံနဲ့အေဝါကတဲ့အပြစ်မပြုတ်ခင်မှာအဝတ်မဝတ်ဘူးတဲ့အဝတ်ဝတ်တယ်ဆိုတာအပြစ်ရဲ့လက္ခဏာတဲ့မဟုတ်ကျွန်တော်နောက်တော့အဲ့ဒီဖျားကြောင့် Angel Church လို့ခေါ်တယ်တကယ်ပြောတာ Angel Church ဆိုတာမကြားဘူးရင်နည်းနည်းလေးလာလို့ရမလေးလာပါနဲ့ပြီးသွားပါပြီတို့ကွာ Angel တဲ့ဘယ်လို Angel ဖြစ်တာလဲပြောပြမယ်သူတို့ကအဝတ်စားဝတ်နေသေးတယ်သူကဒါအပြည့်ရဲ့လက္ခဏာအာရနဲ့အေဝါဟာသူတို့တရားဟောရင်ရုပ်ကလုံးဝအတီနော်ကိုတော်မဟာချွတ်ရတော့မလားဆိုတဲ့အကွက်တွေဖြစ်လာတာဖြစ်သွားတာနားထောင်ရင်းနဲ့ကိုကငါအပြစ်သားလားပါလားမလုံးမချုံနေဖြစ်ကုန်တကယ်လုံရက်ကကြောက်စရာကောင်းတာခင်ဗျအပြစ်မပြုတ်ခင်လူကဘာအဝတ်အစားမှမရှိဘူးတဲ့ဖြူစင်တယ်တဲ့အပြစ်ပြုတ်တယ်ကနှလုံးသားတွေကမဖြူစင်တော့တဲ့အတွက်ကြောင့်အရှက်တရားတွေဝင်လာတယ်အကြောက်တရားတွေဝင်လာတယ်ဒါတွေနဲ့စပြီးတော့အဝတ်တွေဝတ်ကြတာယေရှုအဖြစ်တို့တွေအားလုံးအဖြစ်ကနေလွတ်မြောက်သွားပြီအပြစ်မရှိတော့ဘူးမှန်တယ်အဲ့ဒီအိုဆိုးသွားတာအပြစ်မရှိတဲ့အတွက်ကြောင့်အဝတ်ဝတ်စားတယ်သွားပြီခင်ဗျာစမ်းချထက်ကွန်းနေဟာတွေကြောက်စရာရန်ကောင်းတယ်သတိထားတာထက်ကွန်းနေဟာတွေသတိထားမတိစာရငါထက်ကွန်းတတ်တဲ့စကားရှိတယ်ထိုအတီးကိုစားရင်ဧကအမှန်သေရမယ်ဘာသူပြောရလဲဖယားစာတန်ကလည်းအဲ့ဒီစကားကိုပဲပြန်ခုတ်လုပ်တယ်ထိုအတီးကိုစားရင်ဧကအမှန်သေရလိမ့်မည်တိဖယားစကားအနောက်ကနေစာတန်ထည့်လိုက်တာမဟုတ်တဲ့ဧကမှတေရလိမ့်မည်ဖယားစကားမဟုတ်ဧကမှတေရလိမ့်မည်မဟုတ်တဲ့ဘယ်သူထည့်လိုက်လဲစာရန်ဧကမှတေရလိမ့်မည်လို့ပြောတဲ့ဖယားစကားကိုအာရန်စိတ်ဝင်စားအောင်ဧကမှတေရလိမ့်မည်မဟုတ်ဆိုတဲ့စကားကိုစိတ်ဝင်စားတယ်အကောင်ကဒါနဲ့ပဲတို့တွေကဒီလိုတွေဖြစ်ကုန်စဉ်းစားအဲ့ဒီအပူစာရာတွေဝင်လာရင်တတိထားတော့ဆိုတော့စဉ်းစားကြည့်အပြစ်သားမဟုတ်တော့ဘူးတဲ့တို့တွေအားလုံးကဒါကြောင့်ဘုရားကျောင်းနဲ့ဝင်တဲ့ခါမှာတဲ့ဝန်ဆောင်မပါနဲ့တဲ့ဒုက္ခပဲဒါမဲ့အဲ့ဒါကိုဒီ American တွေက free style ရမ်းကြိုက်တယ် American တွေ free style ရမ်းအဲ့တော့တဘောတွေကြားပြီးတော့ဝင်ကြအဲ့မှာဟိုကြည့်ဒီကြည့်နဲ့တတ်မှတ်ကြ
Emma Mayum do Yare Kaliu Jara, Kong it a man. Angel. Allow Josia gone. Allow Josia gone. Gilumio, Janza Suraga, Lo China, sway you lo yare. Simbolo of your daughter. Inia a year without a Venice, a bit without a good of it. The beers are English or wine. A man English of Pantel idea. Don't wine down Yara, so sweat Jabalio. Touching let out like Bob, Balu Janza, the shop of corner, let out lie. Mahobu to Janza, Nanning, I don't look at. Shaji Scudo ain't no pian dog be to le ho. Xiao Robert Tolly. Allah Tong Liang Tong Lang Robert Tong Lang. I did say you go here. John Mason, John Rolly Cheddar do. Nichin Maro, 2 day out, John Share not on. Jilo. The need to Lolo, a yeji so Brahma. Side the sign went on a phone session, hold on, phone a yan dikilo, Mabole, or sign him a boro, and my sign him a pony nelly, and we talk at her day the phone. Toy in a cat did a deal of you, like I little cube, and at a tone and point bed. Lolo and the women sat on Meshima. Pia John Tea, Athena Leo got Yatonida. Sign him. I mean, no balloon, to them, means I'm a zero to let me no balloon. Wallet, Tia Twido. Papia Mamadira, Piaki, a load and ye lonely Badesia. Hardane Yapsi like the bones of below mileage. Piaki, a load and ye lonely Badesia. Palo, let me know down it. Are you? How this ya? Equaka, a genoma, Luna and Londaba Zilo. General Sudan Bidoma, Chile de Sima, Malone was a seen it. I don't know that was it. Sumadong it out, long one, but talking, teach us Sudana. Lona Lane Londova, Chile Sima, quite in my peer, Malone, so I did. A load on any lonely one. Janza Sura, Lochina, sway you lo yare. Sway you lo yare. Janza Gane, Piazagara, Matuo. Dini attendo di tema Shiraga Janzagarila, Piazagara. Go ti tane Janzarigo, go balauti jang ta jang go timpianira la. Lude show twe gombi. No. Crypto e attendo ga Janzari Mahopu. Johan Kanying out Chelitwaya on Johnny Gomon Maro. Johan Kanying out Chelitano Twaya. Johan Kanying out Chelitwa, Johnny Gomon Maro. Johan Kanying out again, those are go Gia. Alo Pagia, those are Goma. Janza Apian Tara Atago Yami who say tin it tendo di Janza go say Jishu Jai. Tara Atago Janzaga Pena Namaho. The Chana be Tara Atago Yami who say tin it Bao Pajale. The Tara Atago Peda Janza Mogu. To Janza Naya Tati. To Janza nga John Tati Kantara. Have you not? Satwa. Tindo di Ataku Yao Natando Lachenga Lumashi. Janza Ropala. Taben Badusi Mduaule. Tala. Hard one, I mean, I'm the join you one model.
ပြန်ကြည့်39မှာကျမ်းစာအပြင်ထာဝရအသက်ကိုရမည်ဟုစိတ်ထင်တဲ့တင်တို့ဒီကျမ်းစာကိုကြည့်ရှုကြတယ်ဒါပေမဲ့ငါထံသို့လာဖို့တော့အလိုမရှိဘူးမင်းတို့ကျမ်းစာဖတ်လားဖတ်တယ်ဒါပေမဲ့ငါထံသို့မင်းတို့မရောက်လာဘူးကျမ်းစာတော့ဖတ်တယ်ငါထံသို့မရောက်လာဘူးပြောချင်တာပါလေကျမ်းစာဖတ်ကြတယ်တဲ့ထာဝရအသက်ကိုရဖို့ကျမ်းစာဖတ်တယ်တဲ့ဒါပေမဲ့ငါထံကိုလာဖို့မင်းတို့အလိုမရှိဘူးပြောချင်တဲ့အဓိပ္ပာယ်နားလည်လားမသိစာနဲ့ပဲအသက်ရှင်တာပုဂ္ဂိုလ်နဲ့အသက်မရှင်ဘူးခရိယန်တော်တော်များများအဓိကပြဿနာစာတွေနဲ့ပဲအလုံးရှုံနေတာပုဂ္ဂိုလ်နဲ့အသက်မရှင်ကြဘူးဖခင်ကပုဂ္ဂိုလ်နဲ့အသက်ရှင်စေချင်တာပုဂ္ဂိုလ်နဲ့တွာလာစေချင်တာအာမင်တင်ကကိုချစ်တဲ့ကောင်မလေးကိုစာပေးစာယူပဲတလုံးလုပ်ပြီးတော့မှမယူတော့ဘူးဆိုရင်လက်မထက်ခင်တော့စာနဲ့သွားကြတာပေါ့လက်ထပ်ပြီးတဲ့အခါမှာဘာဖြစ်လဲစာနဲ့မသွားတော့ဘူးလေဘာနဲ့သွားလဲပုဂ္ဂိုလ်နဲ့ပဲအတူတူသက်ရှင်တယ်ဒီနေ့ကျွန်တော်ပြဿနာစာတွေနဲ့တော့ကျမ်းစာတွေနဲ့ပဲကျွန်တော်တို့အလုပ်တွေရှုံတယ်ဘာနဲ့သွားတာလဲပုဂ္ဂိုလ်နဲ့သွားဖို့အလိုမရှိဘူးဒီနေ့ကျွန်တော်နားလေရမှာခရိယန်ဆိုတာကစာတွေနဲ့အလုပ်ရှုရတာမဟုတ်ခရိယန်ဆိုတာကဖခင်နဲ့ယဉ်နေရတာဟိုလူကတစ်မျိုးပြောဒီလူကတစ်မျိုးပြောဟိုလူကတစ်မျိုးပြောဒီလူကတစ်မျိုးပြောအဲ့လိုမဟုတ်တင့်ကိုဖခင်ကဘာပြောလဲဆိုတာအရေးကြီးတယ်ညီကိုမောင်မတို့ကျမ်းစကားနဲ့ဖခင်စကားကျမ်းစကားနဲ့ဖခင်စကားဒါကြောင့်ကျမ်းစကားတွေကလူကိုရှုပ်ထွေးစေတယ်ဖခင်စကားလူကိုရှင်းလင်းစေတယ်ထပ်ပြောမယ်ကျမ်းစကားကလူကိုဘာဖြစ်စေလဲရှုပ်ထွေးစေပြီးဖခင်စကားလူတွေကိုဘာဖြစ်စေလဲရှင်းလင်းစေတယ်ပြီးတော့မှကျမ်းစကားတွေကိုဖတ်ရင်နေဘာဖြစ်လာသလားကြောက်စိတ်တောင်ဝင်လာတယ်ကြောက်စိတ်တွေစိုးရင်တဲ့စိတ်တွေအများကြီးဝင်လာတယ်ဖခင်စကားလူကိုကြောက်တတ်တဲ့စိတ်မဖြစ်စေဘူးတကိုးပါတဲ့စိတ်ပဲဖြစ်စေတယ်ချစ်တတ်တဲ့စိတ်ပဲဖြစ်စေတယ်ရှင်းလင်းတဲ့စိတ်ပဲဖြစ်စေတယ်ဖခင်ကြောင့်သွားပြီးတော့ဖခင်စကားကိုမကြားဘဲနဲ့ကျမ်းစကားပဲကြားရင်အဲ့ဒီဖခင်ကြောင့်ထဲမှာဘာဖြစ်လာတဲ့လားကြားလာရင်မပျော်တော့ဘူးမပျော်တော့ဘူးတယောက်တယောက်မကြည့်လို့မရတယ်ဖြစ်လာအောင်ကျမ်းစကားတွေများပြီးဖခင်စကားမရှိတော့တဲ့ဖခင်ကြောင့်ဟာကြောက်เสียအရန်ကောင်းတယ်တောင်ဒီခစ်ကလေးတွေတော်တော်များများဖခင်ကြောင့်မလာတော့ဘူးကျွန်တော်ဒီအင်္ဂလိပ်တွေပဲကြည့်ဒီအမေရိကန်တွေပဲကြည့်တော်တော်များများလူငယ်တွေကဖခင်ကြောင့်မှမရှိတော့ဘူးဒါကြောင့်ဖခင်ကြောင့်တွေကရောင်းပလိုက်ရပြီအကုန်လုံးဖခင်ကြောင့်တွေကအကုန်လုံးသူများအစိုးရပြန်သိမ်းတဲ့ဟာတွေကသိမ်းကုန်ပြီရောင်းတဲ့ဟာတွေရောင်းကုန်ပြီဘာလို့အဲ့လိုတွေဖြစ်လာလဲဆိုတော့ဖခင်เจ้าကဘာသာရေးနဲ့တိဆောက်တဲ့ဖခင်เจ้าဖြစ်သွားလို့လူမှုရေးနဲ့တိဆောက်တဲ့ဖခင်เจ้าတွေဖြစ်သွားလို့ဒါကိုဖခင်เจ้าလို့တော့ခေါ်လို့ရပါမယ်အတင်းတော်လို့ခေါ်လို့မရဘူး Church is not a building Church is not a building ဒါပေမဲ့အခုဒီမှာစုဝေးနေတဲ့လူတွေကို church လို့ဖခင်ပြောလို့ရတယ်ဒီလူတွေမရှိတော့ရင်ဒီဖခင်เจ้าကမကြခင်မှာ night club လည်းဖြစ်သွားနိုင်တယ်ကျွန်တော် New Zealand တို့မှာသွားတဲ့အချိန်မှာ night club တွေဖြစ်တဲ့ဟာတွေအားလုံးဖခင်เจ้าနေများတယ်ကျွန်တော် Australia မှာ Melbourne မှာကျွန်တော်သွားတဲ့အခါမှာဖခင်เจ้าအကြီးကြီး pancake 24 hour pancake ဆိုင်ဖြစ်သွားတယ်ကျွန်တော်လည်းညဘက်တရားဟောပြီးဘိုက်ဆိုင်အဲ့ဒီ pancake ပဲသွားရတယ်အဲ့နေရာ Melbourne မှာရှိတယ်24နာရီဖွင့်တယ်အဲ့ဒီဆိုင်ပဲရှိတယ်အဲ့နေရာကဖျားเจ้าရင်းအစားကကြီးဖျားเจ้าရင်းအခုက pancake house ဖြစ်သွားပြီ International House of Prayer Model International House of Pancake ဖြစ်သွားတယ်သူလည်း24နာရီပဲဒါပေမဲ့ pancake သွားစားတဲ့နေရာဘာကြောင့်ဒါတွေဖြစ်သွားလဲအခုအင်္ဂလန်ဆိုရင်အယောင်ဝမ်းနဲ့ကြာကောင်းတယ်အင်္ဂလန်မှာဗလီတွေကြီးပဲတတ်ကိုအဲ့ဒီဗလီတွေကအဲ့ဒီဖျားเจ้าကိုလိုက်ဝယ်တာဖျားเจ้าကြီးတွေအုပ်ကြီးတွေနဲ့အထူကြီးတွေစောက်ထားတာအဲ့ဒါတွေအားလုံးဗလီတွေဖြစ်ကုန်ပြီခုဗလီအကုန်ဝယ်တာခရိယန်နေဘာတွေဖြစ်ကုန်ပြီလဲဆိုတော့အတင်းတော်မဟုတ်တော့လို့လေဖျားเจ้าတော့ဖြစ်ခဲ့တယ်ဘာမဖြစ်ဘူးလဲအတင်းတော်မဖြစ်ဘူးအတင်းတော်ဆိုတာက so powerful အဲ့ဒီအတင်းတော်ထဲမှာအနာရောဂါငြိမ်းချင်းရှိတယ် Come on အတင်းတော်ထဲမှာဘာတွေရှိလဲ
မလွတ်မြောက်တဲ့သူတွေလွတ်မြောက်ရမယ်မချမ်းမာတဲ့သူတွေချမ်းမာရမယ်ယူပါယုံမရှိတဲ့သူတွေယူပါယုံပြန်ရလာရမယ်အနာဂတ်မရှိတဲ့သူတွေအနာဂတ်ပြန်ရလာမယ်အဲ့ဒါဖခင်ရဲ့အသင်းတော်လို့ခေါ်တယ်အာမင်ဖခင်နဲ့ဝင်းတဲ့လူငယ်တွေပြန်ရောက်လာတဲ့ဖခင်ရဲ့မျက်မှောက်တော်နဲ့ပြန်တိုးဝင်လာတာဖြစ်ရမယ်အဲ့ဒါကိုကျွန်တော်တည်ဆောက်ရမယ်အသင်းတော်အလောကနာလေးရှိအောင်အခုနကအေဖက်ခန်းကြီး1အငယ်22ကိုပြန်သွားမယ်22ကိုပြန်သွားမယ်အေဖက်1 22ကိုပြန်သွားမယ်တောင်းချောင်းကြီးကိုမောင်မအားလုံးအသင်းတော်တွေတွဲဆူတောင်းပေးပါအခု Fort Worth မှာရှိတဲ့အသင်းတော်တွေ Dallas မှာရှိတဲ့အသင်းတော်တွေဒီ America မှာရှိနေတဲ့အသင်းတော်ဒီမြန်မာပြည်သားအသင်းတော်တွေတယောက်နဲ့တယောက်မတည့်ကြကွဲတာမှအစိတ်အမွာကိုကွဲတာကွဲပြီးသွားရင်လည်းတယောက်နဲ့တယောက်ဈေးမှာတော့မှကြီးလို့မရကြဘူး shopping mall မှာသွားတွေ့တယ်ကျွန်တော်လည်းအန်တီကြီးရဲ့တနေ့တော့ကြာပါပြီအန်တီတယောက်ကဆရာရဲတဲ့ဆရာဟိုတဲ့ဝယ်ကျွေးချင်နေတဲ့ဆရာစားချင်တာဆိုကျွန်တော်မလိုက်တော့ဆိုပဲလိုက်ခဲ့ပါဆိုကျွန်တော်လိုက်သွားလိုက်သွားလမ်းမှာသူကတွန်းလဲနေကောတော့နဲ့ရှက်နေထွက်သွားကျွန်တော်လည်းနောက်ကနေလိုက်ချက်ချင်းသူရပ်သွားပြီးတော့ဆရာဟိုဘက်ပြန်လှည့်အန်ဒီဘာဖြစ်လို့လဲဟိုဘက်ပြန်လှည့်မယ်ဆရာနောက်မှပြောမယ်ဆိုဒိန်းဆိုထွက်သွားကျွန်တော်လည်းသူ့နောက်ပြန်လှည့်အန်ဒီဘာဖြစ်တာလဲအန်ဒီဟိုမှာလေးတဲ့အတင်းတော့ခွဲသွားတဲ့စာတန်တွေဟာဒါမဲ့ဖြစ်ချင်တော့အဲ့စာတန်လေးကရှားနောက်ကိုလိုက်လာအောင်ဆရာဒေးဗစ်နောက်လိုက်ဆရာဒေးဗစ်လာဟိုလည်းလိုက်လာဆရာလက်မကြည့်လို့ရမလားဒီခရီးရနေတော်များဆရာတွေကိုပြန် control လုပ်ချင်တာဆရာလက်မကြည့်ကျွန်တော်နာမည်ခေါ်နေပြီကျွန်တော်လက်ကြည့်ရမယ်အန်ဒီလို့ဆရာဘာလက်ကြည့်တယ်ကျွန်တော်ဟိုဘက်ထိတ်မှာသွားဆောင်နေမယ်တဲ့ထွက်သွားအဲ့ဒါနဲ့ကျွန်တော်လည်းဟုတ်ကဲ့ခင်ဗျာညီကောင်လားဘယ်လိုလဲဆရာရဲ့တဲ့ဆရာမမီလားတဲ့အဲ့အဖွဲလည်းတမျိုးမမီလားဆိုတော့ဒေတော့လည်းပြန်စဉ်းစားလို့လည်းမရတော့ဆရာဟောရရတယ်ဆရာတော်မှထမင်းလာစားတယ်ဟာဒုက္ခပဲဒီမြိုင်မှာထမင်းစားရကျေးဇူးမသိတဲ့ကောင်မေ့ဝါကြီးကျွေးတာတွေကများတော့လည်းမေ့တာဗောဘယ်သိမလဲအဲ့တော့ဟုတ်ကဲ့အန်ဒီမတော်မမီတော့အန်ဒီမမီပြောရင်လိန်တာလေးတာစားတာလေးများတော့ဆရာအန်ဒီရဲ့မမီတော့ပါဟိုတယောက်မှလာတယ်သူလှုပ်ပြီဒီမျက်နှာနဲ့ဆရာတကယ်မမီဟိုတယောက်မှလာတယ်ပြတ်တနာဆရှာတာသူဟာသူအခုကျမတို့တွေ့မခံရဘူးလေကျမလာတယ်လေသူထောက်သွားတယ်သလားတွေ့မခံရဘူးစတာမီးကိုစရှို့တာသူဆရာတိလားတတိထားသူနဲ့ပေါင်းဟာကျွန်တော်မပေါင်းပါဘူးလို့ကျွန်တော်မပေါင်းပါဘူးအရေးထဲမှာကိုကပါခံနေရတဲ့ခလဲမှာဆရာပြေးလာပြီးတော့ပြောတာဆရာတတိထားသူတော့ကရင်လာကရင်သူဝိနာလေမူကောလီတဲ့မူကောလီဆိုတာစာတန်ဟိုကခေါ်တာသူစာတန်အခု तू ကပြန်ခေါ်တာစာတန်ဘယ်သူစာတန်မှမသိတော့ဘူးကျွန်တော်လေခလေးမအခုအတင်းတော်ရဲ့ပြဿနာဖြစ်နေတာโอเคတယောက်နဲ့တယောက်ဆူတောင်းပေးကြရအောင်နော်လို့ဆရာဟိုလေတွေ့တာနဲ့ထမင်းခေါ်ကျွေးချင်တာတဲ့အဲ့ဒီစာတန်ကြောင့်မခေါ်တော့ဘူးတဲ့ဆရာဖျက်ရှင်ကောင်းကြီးပေးပါစေတော့လေသွားတော့မယ်တဲ့โอเคဖျက်ရှင်ကောင်းကြီးပဲကျွန်တော်လည်းဘာလို့မသိကျွန်တော်လည်းဟိုဘာလဲတော့ရောက်ချင်းမယ်ရောက်ချင်းမယ်ဘိုက်ကစားနေပြီဒီကိစ္စမပြီးနိုင်ဘူးโอเคအန်တီအားရတယ်သူကပြောတယ်ထင်လို့လေကျမအကြောင်း तू အတင်းတုတ်သွားတယ်မှတ်လားဆရာမမပြောဟာလော်ဘီဟဲဒီလိုနော်တကယ်အော်ဆရာကြီးဖះเจ้าနေမှာဖြစ်ပြနေတာပြောသွားတယ်မလားဆရာတဲ့မမပြောတယ်လို့ဘယ်လိုပြောလဲဆရာတဲ့သူ့စာတန်လို့ပြောရင်အမပြထားတတ်ကြအောင်မဲလား
ဒီလိုပဲပေါ့အန်ဒီရဲ့လို့အစင်မပြေတဲ့အကြောင်းတွေပြောတာပေါ့လို့အစင်မပြောက်သူတော့စားတာလေးတဲ့ဟာသူစားပြန်ပြီဘာကြောင့်မှမသိတော့တဲမတန်ကြီးကိုမောင်းမတော့အတင်းတော်မလေးဘသူစကားမှနားမထောင်နဲ့ဖျားစကားကိုကြားတောင်းနားထောင်တော့ကွာအဲ့ဒါအဓိကအာမင်အဓိကအဲ့ဒါကျွန်တော်ဖျားတန်မကြားတတ်ရင်ကျွန်တော်အယံပင်မနဲ့လောကမှာဟိုကလည်းစာတန်းနဲ့ဒီကလည်းစာတန်းနဲ့ဆိုကွာခလဲမှာဟိုကလည်းမပေါင်းနေတဲ့ဆရာတဲ့ကျမအိမ်ကအမြဲတမ်းတကားဖွင့်ထားတော့ဆရာအတွက်တယ်အဲ့ဒီမိန်းမတော့မလာစေနဲ့တော့ဆရာအစင်မပြေချက်ချင်းလာခင်တော့ကျမအိမ်မလာတော့ဘူးလို့ဟိုတယ်ပဲတဲတော့မယ်လို့နောက်အခုကျွန်တော်ဩစတြေးလျသွားဟိုတယ်ပဲတဲတယ်ဘယ်အိမ်မှမတဲတော့ပြီးသွားအောင်ကျွန်တော်အဲ့လိုမဟုတ်ညီကောင်မောင်မတော်ငါတင်းတော့သူ့တင်းတော့ငါစခဲ့တာno ဘယ်တော့မှအဲ့လိုမဖြစ်စေနဲ့ယေရှုတော်ကြောင့်သာမဟုတ်ရင်ကျွန်တော်တို့ဒီနေရာမှာရပ်ပိုင်ခွင့်မရှိတာပါဗျာဒါကြောင့်အမှုတော်ထဲမှာပါဝင်ခွင့်ရတဲ့ယေရှုတော်ကကြီးပါတယ်လို့ဝန်ခံပြီးတော့မှသင်လှုပ်ဆောင်ပါဘယ်နေရာမှာပဲဖြစ်ဖြစ်နော်အတင်းတော်တွေအားလုံးကောင်းကြီးဖြစ် different church လာတာဆိုကျွန်တော်သိတယ်ဒါပေမဲ့ရောက်တဲ့နေရာတိုင်းမှာသင်တို့အပြင်ဖခင်ကောင်းကြီးခံစားရတဲ့သူတွေဖြစ်ပါစေခြေဘဝတော်အောက်သို့အလုံးစုံတို့ခြေဘဝတော်လို့ပါလိုက်မှတ်ထားယေရှုပြောနေတာတော်ပါလိုက်တည်းထားယေရှုခြေဘဝတော်အောက်သို့အလုံးစုံတို့ကိုပြောရအလုံးစုံတို့ကိုချထားသဖြင့်အသင်းတော်အဖို့အလုံးငါဘသူဖို့လုံးငါလဲခင်ဗျာသူ့ကိုဆိုတော့ဘသူပြောတာလဲယေရှုခရစ်တော်အလုံးစုံတို့ဤအလုံးစုံတို့ဤဘာဖြစ်စေလဲဒီမှာကြည့်အရေးကြီးတာပြောတော့မယ်ကျွန်တော်ခြေဘွားတော်အောက်သို့အလုံးစုံတို့ကိုချသဖြင့်တဲ့နော်အလုံးစုံနော်ခတ်သိမ်းသောအာနာတကိုအားလုံးဗျာကျွန်တော်ဝိညာဉ်တိုက်ပွဲတွေတိုက်တဲ့ခါမှာအရန်သိတယ်ခရိယန်နေတာမသိတာဝိညာဉ်စိုးတွေကတကုံကြောက်တာပြောပြမယ်အဲ့ဝိညာဉ်စိုးဘယ်လောက်ကျန်းတယ်ထင်လို့လဲဝါးလေဒီလိုဝါးလေနှစ်ပြန်စာရှိတဲ့ကြောက်သေးကိုခုံချလာအဲ့ဒီမိန်းမရေးမီလိုလူလေးယောက်မူဆဲပါလားမူဆဲမပါဘူးနော်နောက်တစ်ချိန်မှပါလားမူဆဲသွားတဲ့ချိန်တော့ဂျေမီလိုလူ၄ယောက်အဲ့ဒီဖလန်လေးကိုအဲ့ဒီတေးတေးလေးအဲ့ဒီအကောင်တေးတေးလေးကိုဒီလိုချုပ်တာမနိုင်ဘူးပြောအဲ့ဒီတယောက်ကဘယ်လိုလှုပ်ရှားလိုက်လဲမသိအဲ့၄ယောက်ကဟိုဘက်ဒီဘက်ရောက်သွားတာဆရာစန်တိုးဖျားเจ้าမှာလည်းအဲ့တိုင်းပဲလေမြေကြီးနာသွားတော့ဆရာစန်တိုးအဲ့မှာတော့ဂျေမီပါပြီဆရာစန်တိုးဖျားเจ้าမှာအဲ့ဒီအမဂျေမီကအဲ့လိုရက်နေတာ तू ကဒီလိုတားပေါ်မှာရှောက်သွားတာဒီလိုမျိုးတန်းလေးရှိတယ်အဲ့တန်းပေါ်မှာလုံးဝမပြုတ်ကြောက်ကွာအဲ့ဒီမိန်းမမျက်လုံးပိတ်ပြီးရှောက်တာဒီလိုမျိုးပဲရှောက်တာလုံးဝဂျေမီစီကတော့ဂျေမီအတားလေးဒီလိုဖယ်လိုက်တယ်အဲ့ဒီမှာကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်နောက်လိုက်တဲ့ဆရာတွေကိုနတ်ဆိုးနဲ့တွေ့ပြီဆိုရင်မျက်လုံးပိတ်ပြီးတော့မဆုတောင်းနဲ့မျက်လုံးဖွင့်ထားနှစ်ပေါက်ကမပါဘူးအဲ့ဖွဲ့တယ်မျက်လုံးမဲဟာလေလုယာလုံးနဲ့အဲ့ဒီနတ်ဆိုးကောင်းမလေးတဲသူ့စီသွားတော့ခွာကိုတက်ခံချလိုက်တာနင်မမီလာအဲ့ဒီဆရာကင်းဆရာတင်တယ်နော်အင်းဆိုထိုင်သွားတာသူကဂျမ်းမှန်ကျွေးလိုက်တာဟိုကဖရတက်လာမလို့ကချင်တိုင်းလေကဖရဆိုတာရှိဖန်းဆိုကျွေးလိုက်တာအင်းဆိုထိုင်တော့အဲ့မှာကျွန်တော်ချက်ချင်းသွားပြီးတော့အဲ့ဒီအမျိုးသမီးကိုယေရှုနာမနဲ့ထွားဆိုတော့ချလိုက်တော့မှဝုန်းဆိုထွားပြီးတော့ဘလို့တွေပါထွားပြီးတော့အလိုတည်းဖြစ်ပြီးတော့ထွက်သွားယေရှုနာမသုံးချင်တယ်သုံးလို့မရဘူးယေရှုခရစ်တော်ကကိုနဲ့ဘယ်လောက်ထိယဉ်နေပြီလဲယေရှုနာမသုံးတဲ့သူကယေရှုနဲ့ယဉ်နေတဲ့သူပဲယေရှုနာမသုံးရင်အဲ့ကောင်နဲ့ကောင်းသိတယ်ရိတ်လက်ထွက်ပြေးတာ
ရေးလက်ထွက်ပြေးတာနောက်တရားအဲ့ဒီမနောခွင်းမှာလှုပ်တဲ့အချိန်မှာအဲ့ဒီအမျိုးသမီးတယောက်ဆရာဆန်တို့ပြဿနာတွေရှာနာမောင်းထုတ်လာလည်းမထွက်ဘူးဆရာဆန်တို့ပြဿနာရှာအဲ့ကျွန်တော်မြင်တော့မရတော့ဆရာသွားကျန်းစာတော့တင်လိုက်တော့သွားဆိုပြီးတော့နင်ထွက်မလားမထွက်ဘူးလားငါ့ကိုပြောဟိုမှာအလုပ်တွေရှုပ်နေမှန်ပြောမြန်ပြောရေရှုပ်လာမှလည်းငါနေအောင်ထွက်ပါမယ်ထွက်တယ်အခါတကယ်မှာ authority ကိုမတုံးတိုင်ရင်ဒီလူတွေကတည်တယ်ဒီဝိညာဉ်ဆိုးတွေကဝိညာဉ်ဆိုးကသွားလုံးလို့မရဘူးသူတို့လဲတယ်ယေရှုနာမနဲ့ယေရှုနာမနဲ့သူကယေရှုနာမနဲ့ပြောတဲ့လူကိုစိတ်ဝင်စားတာမဟုတ်သူဘလို့နှလုံးသားနဲ့ပြောနေကြောက်နဲ့သွားပြောသူတော့ပြန်ဖေးလျှောက်တာငါဘာတူလဲနင်သိလားအဲ့လိုမျိုးနဲ့ကြိုင်ရတာငါဘာတူလဲမင်းသိလားမြန်ထွက်မထွက်မင်းနာတော့မယ်ယေရှုနာမနဲ့ငါမင်းအမိတ်ပေးနေဆိုထွက်ကိုထွက်ရတယ်ဒါကြောင့် authority အပြည့်ရှိရတယ်ကိုဘာတူလဲဆိုကိုကောင်းသိရတယ်မာနနဲ့သွားလို့မရဘူးဒီကောင်းလေးချတယ်ကောင်းလေးချတယ်ကြည်လေတကယ်ဆူတောင်းအဖွဲ့မှာဥဆောင်တဲ့ဆရာရဲ့ခွာအောင်မှာသွားခံလိုက်တယ်လို့အတူမကန်ဘူး तू ကတဲသူစီသွားတာဂျေးမီစီသွားတယ်ဆိုတော့ဂျေးမီအတားလေးပဲ သူကကြော်သွားတော့ဟိုကောင်တော့ကန်လိုက်တယ်ဒုံးဆိုတော့အဲ့လိုအမေယေရှုနာမကြီးမြတ်တယ်ကျွန်တော်ချက်ချင်းစင်းသွားတော့ထွက်ယေရှုနာမနဲ့အမိတ်ပြောတော့ကျွန်တော်ကြွေးတာထွက်သွားခြေပွားတော်အောက်တော့အလုံးစုံတို့ကိုချသဖြင့်အသင်းတော်ဖို့လုံးကဘသူဖို့လို့လဲမှတ်ထားကျွန်တော်ညီကောင်လာပြီဒါအရင်ကြီးကြည့်တယ်အသင်းတော်အဖို့အလုံးကသူ့ကိုအလုံးစုံတို့ရဲ့အချုပ်ချဥကောင်းဖြစ်စေတယ်ဒါဆိုရင်ဒီမှာပြောရအောင်ခတ်သိမ်းတော့တကိုးတွေအားလုံးဘသူအောက်ရောက်သွားပြီလဲခရစ်တော်အောက်ရောက်သွားပြီโอเคပြောတော့မနော်ခရစ်တော်ရောက်သွားပြီဒါဆိုကြည့်အောင်ခရစ်တော်အောက်ရောက်သွားပြီဘသူအဖို့ဖျားကဘသူအဖို့ဖျားကိုဖျားသခင်ကယေရှုရှိမြောက်တာလဲအသင်းတော်ဖို့โอเคအသင်းတော်အဖို့အလို့ငါဖျားသခင်ကဘာလုပ်လိုက်ပြီလဲဘသူရှိမြောက်လဲခရစ်တော်ချင်းမြောင်းလိုက်ပြီ okay good ဒါဆိုရင်ခရစ်တော်ရဲ့အောက်မှာအကုန်ရှိတယ်ဒါပေမဲ့ဒီမှာဘာပြောဆိုအချုပ်ချတော်ကြီးဥကောင်းတယ်ပြောရအောင်ဥကောင်းအသင်းတော်ရဲ့ဥကောင်းဘသူကြီးဖြစ်နေလဲခရစ်တော်ယေရှုခရစ်တော်ဟုတ်ပြီနော်ခရစ်တော်ကအသင်းတော်ရဲ့ဥကောင်းဒါဆိုရင်အသင်းတော်ကဘာကြီးလဲမကြည့်23ကိုကြည့်ထိုအသင်းတော်ကထိုအသင်းတော်ကပြောရအောင်အလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသောခရစ်တော်၏ကိုယ်ဖြစ်သည်ဟာလေလုယာဒါကြောင့်ဒီနေ့ခရစ်ယာန်ဖြစ်တာထအသင်းတော်ဖြစ်ဖို့အရေးကြီးတယ်အသင်းတော်ဆိုတာ building မဟုတ်ဘူးအသင်းတော်ဆိုတာကဖယားနဲ့အဆက်အသွယ်ရှိထားတဲ့ဖယားကိုကိုးကွယ်နေတဲ့ယုံကြည်သူတွေကိုပြောနေတာအာမင်ယုံကြည်သူများစုဝေးတဲ့နေရာဒီတို့နှစ်ဦးသုံးဦးငါဤနာမကိုထောက်ရစီဝေးတယ်အဲ့ဒါအသင်းတော်ပဲဘယ်သူနာမကိုထောက်ရစီဝေးတာလဲဘယ်သူမျက်နှာမှာထောက်တာမဟုတ်ယေရှုမျက်နှာထောက်ပြီးတော့အလုံးလုံးတတ်တာမှာအသင်းတော်လို့ခေါ်တယ်အာမင်ဟိုလူမျက်နှာဒီလူမျက်နှာဟို noခရစ်တော်ရဲ့မျက်နှာခရစ်တော်ရဲ့နာမကိုထောက်ပြီးတော့အလုံးလုံးတတ်ရတာငါတီးခံတယ်ဘာကြောင့်လဲဖယားရဲ့ဘုန်းတော်တွင်ငါတီးခံမယ်ဖယားရဲ့နာမဖယားရဲ့မျက်နှာကိုထောက်ပြီးတော့ရေတစ်ခွက်တိုက်တော့မှချီးနေမှဖြစ်เสียအောင်သင်ဖယားเจ้าလာတာဘသူမျက်နှာအတွက်လာတာလေယေရှုမျက်နှာတော့ပဲလာတာဖြစ်ရမယ်ယေရှုနာမတော့ပဲလာတာဖြစ်ရမယ်ဘသူတော့မှလာတာမဖြစ်ရဘူးအာမင်အသင်းတော်ကြီးပွားဖို့မလုံးနဲ့အဲ့အသင်းတော်ကအကျွေးတင်မယ်မကြခင်အသင်းတော်10ပိုင်းကွဲထွက်သွားလိမ့်မယ် no ငါအသင်းတော်ဆိုမရှိဘူးအမြဲတမ်းမှတာခရစ်တော်ရဲ့အသင်းတော်ပြောခရစ်တော်ရဲ့အသင်းတော်ထိုအသင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသောခရစ်တော်ရဲ့ဘာဖြစ်လဲ
ဒါဆိုဒီမှာအရင်ရေးကြည့်သွားပြီအသင်းတော်ကဘာကြီးလဲတဲ့အလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူဤဆိုတော့အလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတာကဘာတူလဲမကြည့်တေချာနာတော့ထိုအသင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူဤပြည့်စုံခြင်းဒီဟုသောခရစ်တော်ရဲ့ကိုယ်ဖြစ်တယ်ဆိုတော့ပြည့်စုံစေတာခရစ်တော်ကျမ်းစာကခရစ်တော်မြင်အောင်ဖတ်တယ်ကျမ်းစာတိသွားလို့မရအောင်ခရစ်တော်မြင်အောင်ဖတ်အလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတဲ့ခရစ်တော်ဤကိုကဘာသူဖြစ်နေတာလဲတို့လေဆိုတော့တို့ကဘာသူနဲ့အဆက်ရှိရမှာလဲဥကောင်းတီးဟူသောခရစ်တော်နဲ့အဆက်ရှိရမှာဟိုအတင်းကျုပ်ဒီအတင်းကျုပ်ဟိုဖွဲ့စီဒီဖွဲ့စီနဲ့အဆက်ရှိရမှာခရစ်တော်နဲ့အဆက်ရှိရမှာကျွန်တော်အယမ်းမျှော်လင့်တာအဲ့ဒီအတင်းတော်ကတကယ်ကိုဝိညာဉ်တော်လှုပ်ရှားလို့ရတဲ့အတင်းတော်ဖြစ်ရလားလူမှာဝိညာဉ်ရှိလို့အသက်ရှင်တာဝိညာဉ်ထွက်တဲ့နေရာမတာလို့ခေါ်တယ်ဖျားဒီအတင်းတော်ဆိုတာလည်းပဲဝိညာဉ်တော်မလှုပ်ရှားတော့ဘူးဆိုရင်အဲ့ဒီဖျားကြောင်အဲ့ဒီအတင်းတော်လို့ပြောတဲ့ဟာကြီးကအလကားကြီးဖြစ်သွားပြီအဲ့ဒါထုံနှန်းစင်လာတလေးအရာလာပြီးတော့အချိန်တိုင်းဖျားရှိခိုးတယ်ကျွန်တော်ပြောပြမယ်နော်ကျွန်တော်ပြောပြမယ်ဖျားเจ้าလှုပ်ရင်သူ့အချိန်နဲ့သူရှိတာတော့မှန်ပေမဲ့ဝိညာဉ်တော်လှုပ်ရှားရင်ကျွန်တော်အချိန်ကြီးမဆိုင်တော့ဘူးကျွန်တော်ဒါကြောင့်ကျွန်တော်တို့ကိုယ်ပိုင်အတင်းတော်ရအောင်ရမယ်သူများဖျားเจ้าမှာငှားပြီးတော့လှုပ်နေရအဲ့အချိန်တွင်းမှာလှုပ်နေရတာအတိတ်ပဲမရှိဘူးလားအချိန်အကန့်အသတ်လေးနဲ့ကျွန်တော်တို့လှုပ်နေရတဲ့အချိန်မှာကျွန်တော်တို့မပါဘူးဝိညာဉ်တော်လှုပ်ရှားရင်လှုပ်ရှားမယ်လူတွေကိုပြုစုရတဲ့နေရာလူတွေကိုကောင်းကြီးဖြစ်စေတဲ့နေရာဝိညာဉ်ရေးကောင်းကြီးဖြစ်ရမယ်ဒီဝေရေးခြေပိုင်းဆိုင်ရာမှာကောင်းကြီးဖြစ်ရမယ်လုပ်ငန်းပိုင်ရှင်တွေဖြစ်လာရမယ်အောင်မြင်ရမယ်အရာရာမှာအိမ်တောင်တွေအောင်မြင်ရမယ်သားသမီးတွေအောင်မြင်ရမယ်အဲ့ဒီအတွက်အသင်းတော်ကအရေးကြီးဆုံးဖြစ်နေတာအာမင်တင်းတို့ရဲ့အသင်းသားတွေကိုအောင်မြင်အောင်တင်းတို့ဒီအသင်းတော်တွေကtrain ပေးနိုင်ရမယ်နှုတ်ကပတ်တော်နဲ့အညီချပြနိုင်မယ်ဒီနှုတ်ကပတ်တော်ထဲမှာစီးပွားရေးဘယ်လိုလုပ်ရမလဲဟာလာမိသားစုဘယ်လိုလုပ်ရမလဲနိုင်ငံရေးဘယ်လိုလုပ်ရမလဲအများကြီးသင်ထားပေးပြီးသားအခုကပြဿနာကနှုတ်ကပတ်တော်ကိုဒီမှာဗျအသင်းတော်ရဲ့ပုံစံနဲ့မညီဘူးဗျအသင်းတော်တွေကအသင်းတော်ဆိုတာကတကယ်ရှင်ပေါလုရေးခဲ့တဲ့အသင်းတော်က5-fold ministry တမန်တော်ဆိုရှိရတယ် apostle လို့ခေါ်တယ်ပြီးရင် prophet ဆိုရှိရတယ် prophet ဆိုရှိရတယ်ပြီးတော့မှဆရာဆိုရှိရတယ်သင်းအုပ်ဆရာဆိုရှိရတယ်ဆရာနဲ့သင်းအုပ်ဆရာမတူဘူးဆရာဆိုတာကျမ်းစာကိုတေးသေးချာချာသင်ပေးတာကျမ်းစာထဲမှာကျမ်းစာဆရာဆိုတာရှိတယ်အဲ့ဒါဣဇရာတို့ဣဇရာဆိုတာကျမ်းစာကိုပြုစုတဲ့ဆရာတွေကျမ်းစာထဲကနေဖျားစကားကိုဆွဲထုတ်တတ်ရတာကျမ်းစကားကိုကျမ်းစကားကြီးတိုင်းပဲအသင်းတော်ချပြရင်ဒီအသင်းသားတွေကဘယ်လိုစားနိုင်မှာလဲစဘာကနေစံဖြစ်တယ်ဗျစံကိုတွားကျွေးလို့မရအောင်အစာမကြေအကုန်ဖြစ်ကုန်ပဲထမင်းချရတယ်ဗျအသင်းတော်မှာလာတဲ့သူတွေအားလုံးကအာဟာရပြတ်ပြီးတော့လာတာဝิญဉ်ရမှာကိုတိုင်းကစံကိုဘာဖြစ်အောင်လုပ်ရလဲထမင်းဖြစ်အောင်လုပ်ပြီးတော့မှထမင်းကိုတေချာကျွေးရတယ်အဲ့ဒီကြမှာအသင်းတော်ကကြီးထွားလာတာကျွန်တော်လည်းမကြွေးနိုင်ဘူးဒါကြောင့်အသင်းတော်ကဘာပြောလဲသိလားနှုတ်ကပတ်တော်ဘာပြောသလားတိုးရီချုံနေတဲ့တိုးသားစားတယ်တဲ့ဒါပေမဲ့တိုးတွေကပိန်လှိနေတယ်တဲ့တိုးတွေဝအောင်မကြွေးဘူးတဲ့ဘယ်လိုဝမ်းနေစရာကောင်းလဲနှုတ်ကပတ်တော်နဲ့တေးတေးချာချာသင်ပေးရင်တော့အသင်းတော်ကောင်းကြီးရှိပါတယ်ဒါပေမဲ့လမ်းစာတွေပျောက်နေပြီဆိုရင်အဲ့ဒီအသင်းတော်မှာနှုတ်ကပတ်တော်မရှိဘူးအနာဂတ်ပျောက်နေပြီဆိုနှုတ်ကပတ်တော်မရှိဘူး
ယူပါယုံနေမရှိတော့ဝေဝါးနေပြီတနေ့အလုံးနဲ့အိမ်နဲ့အလုပ်ပဲဖြစ်ပြီးတော့မှတနေ့ကိုဖျားကြောက်တဲ့ခါဝိကျတန်းကြီးသွားတက်တယ်ဆိုရင်အဲ့ဒီဖျားကြောက်မှာနှုတ်ကပတ်တော်မရှိဘူးနှုတ်ကပတ်တော်မရှိတဲ့နေရာမှာဘာမရှိဘူးလဲသိလားဝိညာဉ်တော်အလုံးမလုပ်ဘူးအဲ့ဒါလေးမှတ်ထားညီကိုမောင်မတော်နှုတ်ကပတ်တော်မရှိတဲ့နေရာမှာဘာမရှိဘူးလဲကျမ်းစကားလားဖျားစကားလားဖျားစကားရှိနေမှာအမြဲတမ်းနှုတ်ထားမှုဖြစ်တယ်ဖျားစကားရှိနေအမြဲတမ်းလွတ်မြောက်ခြင်းတွေဖြစ်တယ်အာမင်ဖျားစကားတနည်းအားဖြင့်ကျွန်တော်ပြောမယ်အဓိကငါတို့ရဲ့မူတွေကဘလို့ငါတို့ရဲ့ဓာတ်တယ်လို့အရေးမကြီးဘူးအရေးကြီးတာခရစ်တော်ကိုလူတွေမြင်ပါစေနှုတ်ထားမှုဆိုတာကဘယ်မှာစလဲဆိုနှုတ်ကပတ်တော်ကိုဖျားစကားအတိုင်းပြောတတ်ရင်နှုတ်ထားမှုဖြစ်ကိုဖြစ်တယ်တမန်တော်ဝတ္ထုခန်းကြီး8ကိုခဏလေးသွားကြည့်တမန်တော်ဝတ္ထုခန်းကြီး8အငယ်6လောက်ကနေစလို့ကြည့်အောင်โอเคဒီလိုလုပ်မယ်ဗျာတစ်ကနေနယ်လေးဖတ်ကြည့်အောင်မြန်လေးဖတ်မယ်တစ်ကနေစဖတ်မယ်ဟိုဒီ story ကိုနားမလည်တော့မှဆိုတော့တစ်ကနေစဖတ်ရအောင်ဒီကောင်မောင်မတွေဒီနို့ဘယ်လို60တွေရောက်ကုန်လားတစ်ကနေစဖတ်မယ်တစ်ကျေးဇူးတင်တယ်ရှေ့တစ်ထိုအခါယေရုရှလင်မြို့၌ရှိသောအသင်းတော်သည်โอเคဒီမှာကြည့်မယ်ယေရုရှလင်မြို့၌ရှိတော်ဘာကြီးလဲဘာကိုပြောတာလဲအဆောက်အုံပြောတာမဟုတ်ဘူးယေရှုခရစ်တော်ကိုတကယ်ယုံကြည်လက်ခံတဲ့ယုံကြည်သူတစုကိုအသင်းတော်လို့ပြောတာအမှโอเคအသင်းတော်ဒီပြင်းစွာသောညှင်းဆဲခြင်းခါတဲ့အဆောက်အုံကြီးညှင်းဆဲတာမဟုတ်ဘူးတော့လားမသိအသင်းတော်ဒီပြင်းစွာဘာဖြစ်လဲအတင်းတော်လို့ပြောလိုက်အဆောက်အုံပြောတာမဟုတ်တော့ဘူးအဆောက်အုံဘာမှသွားညှင်းဆဲလို့မရဘူးဖြိုလို့ပဲရတယ်ညှင်းဆဲခါတာအတင်းတော်တဲ့အတင်းတော်ဆိုတာပါလေခရစ်တော်ရဲ့နာမနဲ့သမုတ်ခံထားတဲ့တကယ်ယုံကြည်သူတွေအသက်ပေးဖို့ပြပြင်ဆင်ထားတဲ့သူတွေအဲ့ဒါခရစ်တော်ရဲ့အတင်းတော်ဒီပြင်းစွာသောညှင်းဆဲခြင်းကိုခံရသဖြင့်တမန်တော်တို့မှတပါးသင်းဝင်သူအပေါင်းတို့သည်ဘာလဲကွယ်တမန်တော်တို့မှတပါးဘာဖြစ်လဲသင်းဝင်သူပြင်းစွာညှင်းဆဲခြင်းခံတဲ့အတွက်ကြောင့်ဘာလဲတမန်တော်တို့မှတပါးသင်းဝင်သူအပေါင်းတို့ဒီဘာဖြစ်လဲယူဒာပြည်ရှမာရိပြည်အရတို့၌အနှံ့ပြားကွဲပြားကြတယ်ညှင်းဆဲတဲ့ခါမှာဘာဖြစ်ပြီလဲတကယ်အတင်းတော်တကိုးကြီးလို့တဲ့အတွက်ကြောင့်စာတန်ကအယမ်းမကြိုက်ဘူးခွဲတာဒါကြောင့်ပါကြည့်ကနဦးအတင်းတော်တွေကကွဲတယ်ဆိုတာကတယောက်နဲ့တယောက်မုန်းလို့ကွဲတာမဟုတ်ဘူးနေလို့မရနိုင်လောက်ညှင်းဆဲခြင်းလာလို့ဒါခွဲထွက်သွားတာဒါပေမဲ့တယောက်နဲ့တယောက်အမြဲတမ်းအဝေးမှာဘာလို့ကြလဲဆူတောင်းပေးနေတယ်မဲအတင်းတော်ရဲ့တကူကဘာလို့ကြီးလဲဆိုတာကြည့်အတင်းတော်ဆိုတာဘာလဲဖယားကိုယုံကြည်တဲ့သူတွေပါဇက်နဲ့ယုံတာမဟုတ်ဘူးယုံကြည်သူဆိုတာဘာလဲတနည်းအားဖြင့်ဆက်ပြောမယ်ဖယားကိုကိုးကွယ်ခြင်းမှာမွေးလျော်နေတဲ့လူတွေဝိจิตတန်ကြီးတပတ်ခါလာတော့ကိုးကွယ်တာမဟုတ်ဘူးတော့ဘာလို့လဲတယောက်တည်းရှိနေလေပဲဖယားနဲ့ပျော်တတ်တဲ့သူတွေတချို့ကဖယားเจ้าမှာပဲလာပျော်တတ်တာဖယားနဲ့မပျော်တတ်ဘူးတင်းဝင်သူအပေါင်းတို့ဒီယူဒာပြည်ရှမာရိပြည်အရတို့နဲ့အနှံ့ပြားပါလို့လဲကွဲပြားသွားတယ်ဒီနေ့ကဘာမှညှင်းဆဲခြင်းတော့မလားတော့ကိုယ့်ဘာသာကိုကွဲနေပြီကွဲပြားကြတယ်ဆက်သွားတရားကိုရိုးတည်တော်သူတို့ဒီတတိဖန်ကိုဘာလို့လဲဘလောက်ညှင်းဆဲလဲဆိုတတိဖန်ကိုတပ်ပလိုက်ပြီလေခဲနဲ့ပေါက်တပ်ပြတာတတိဖန်ကိုတကြိုရေးပါလဲညင်းစော်သောငိုကြွေးမိတန်းချင်းကိုပြုကြတယ်ဆက်သွားရှောလူဒီအတင်းတော်ကိုအိမ်များတို့ဝင်ပြီးလေယောက်ျားမိန်းမတို့ဆွဲငင်တဲ့ထောင်ထဲမှာလောင်ထားတတ်တယ်ဆက်သွားခဏလေးပြောမယ်ညီကိုမောင်မတို့အထူးဆုတောင်းပေးပါကျွန်တော်ဝိညာဉ်ထဲမှာမြန်မာပြည်အတွက်အရန်ဆုတောင်းဖို့လိုအပ်တယ်ဒါကိုပြောနေနေဒီလိုမျိုးစင်မလားဖြစ်လာနိုင်တယ်ဒါကိုကျွန်တော်ပြန်ဝင်သွားခြင်းနဲ့ဆိုတာချားမဟုတ်ကျွန်တော်အသက်ကခရစ်တော်နဲ့ရှိပြီးသားကျွန်တော်တိုင်လဲဒီခန္ဓာကိုယ်ပဲတတ်လို့ရတယ်ဒီခန္ဓာကိုယ်ပဲသူလှုပ်လို့ရမယ်
ကျွန်တော်တို့ထိလို့မရတော့လှုပ်လို့ရမယ်လေဒီခန္ဓာကိုယ်ပဲကျွန်တော်ထောင်နဲ့ဒီခန္ဓာကိုယ်ပဲပို့လို့ရတယ်ကျွန်တော်စိတ်ကိုပို့လို့မရဘူးကျွန်တော်ထောင်ထဲမှာရောက်လေဘုရားနဲ့ကျွန်တော်ပြောနေတာပဲသူတို့လှုပ်လို့မရဘူးကျွန်တော်လှုပ်လို့ရပြီထင်တယ်ကျွန်တော်ခန္ဓာကိုယ်ပဲသူတို့လှုပ်လို့ရမယ်ကျွန်တော်ပြောရမလားကျွန်တော်မိတ်ဆွေတယောက်အဖမ်းခံရတယ်အဖမ်းခံတော့အဲ့ဒါတော့နိုင်ငံရေးအမှုနဲ့ဖမ်းခံရတဲ့ကြောင့်အသေးရိုက်တာအဲ့ရိုက်တဲ့ကြိုးကိုရိုက်တဲ့အတန်လေတော်ဝင်းလုံးကြားရတယ်ငယ်ရိုက်တာအော်စရာအရန်ကောင်းတာအဲ့ဒီဆရာကသူ့ကြိုးမထိဘူးတဲ့ရိုက်တဲ့ဟာကသွေးအန်သွားနိုင်တဲ့ထိရိုက်တာနော်ဒါမဲ့ရိုက်ပြီးရောခင်ဗျားဘယ်လိုခံစားလို့ပြောတဲ့အခါမှာငါ့ကိုမထိဘူးတဲ့ငါ့ကိုမထိဘူးတဲ့ဟိုကရိုက်နေတဲ့စိတ်ဆိုးလာတာမင်းလူမဟုတ်ရဲ့လားမင်းရစရိတ်ဆိုင်ကြီးလားချွေးချချတာမရဘူးနော်ဖျားနဲ့ဒါကြောင့်ကျွန်တော်အားပေးရှင်တဲ့ကြောင့်ညီကိုမောင်မတွေတကယ်အတင်းတော်ထဲမှာရှိဖို့လိုတယ်ခရစ်တော်အတင်းတော်လာသိမ်းဆဲမယ်လို့ပြောတာဗျ။ဘာလဲအတင်းတော်လာသိမ်းဆဲမယ်လို့ပြောတာဒီ building လာသိမ်းဆဲမှာမဟုတ်ဘူးဒီဖျားကြောင့်ချွင်ကြီးတက်သွားမှာမဟုတ်ဘူးငါပြန်ကြွလာလို့အတင်းတော်သိမ်းဆဲမယ်ပြောကျွန်တော်တို့သိမ်းဆဲမှာဗျ။ဟာလေလုယာဖျားစိတ်ဝင်စားတာအတင်းတော်ကိုစိတ်ဝင်စားတာဒီနေ့လောကကြီးမှာမျော်လင့်စရာမရှိပေမဲ့မျော်လင့်စရာကအတင်းတော်ထဲမှာရှိနေတယ်ဗျ။တောင်းအသင်းတော်ဆိုတာမျော်လင့်စရာရှိတဲ့နေရာဖြစ်ဖို့အလိုရှိတယ်။ဒါကြောင့်လူတွေကိုခိုင်းတဲ့လူတွေကိုစက္ကကြပါလောက်ကြပါပြောတဲ့ဖျားเจ้าမှာဖြစ်စေနဲ့ဖျားလှုပ်ပေးနေတဲ့ယုံရဲတဲ့သူတွေဖြစ်ပါစေဝန်ခံရဲတဲ့သူတွေဖြစ်ပါစေဒါပဲကျွန်တော်ပြောရမယ်။လူတွေကိုလှုပ်ကြပါပြောနေဖျားတင်းကိုလှုပ်ပေးခဲ့တယ်လှုပ်ပေးနေတယ်လှုပ်ပေးအောင်မယ်ဆိုတာစိတ်ချယုံကြည်ရဲတဲ့သူတွေဖြစ်ဖို့ပဲအတင်းတော်ဟောပါ။အာမင်မကြည့်အရရက်တို့ကွဲပြားတော့သူတို့တွေလှဲ့လေရွနှုတ်ကပတ်တော်ဒီဟုတော့အေးဝင်ကလေးတရားကိုဘာဖြစ်ပြီလဲကွယ်ဟောပြောကြပြီအတင်းတော်မှန်ရင်တင်းအုပ်ဆရာကြောက်ပဲဟောရတာမဟုတ်ဘူးဗျလူတိုင်းကဖျားစကားကိုပြောတတ်တဲ့သူတွေပြောနိုင်တဲ့သူတွေဖြစ်ဖို့အရေးကြီးတယ်ကွဲပြားတော့တဲ့ခါမှာဘာဖြစ်လဲလူတိုင်းရဲ့ထဲမှာဘာရှိလဲဖျားရဲ့စကား come on အခုကဆရာနောက်လိုက်တဲ့သူတောင်မှငါဒီနေ့ဘာဟောလဲဆိုရင်ကျန်စောက်ပြန်လှန်နေစောက်ပြန်လှန်ခိုင်းတာမဟုတ်နှလုံးသားထဲမှာထည့်ထားမှာအာမင်အေးတော့ကွဲပြားသောသူတို့တွေလှည့်လည်၍နှုတ်ကပတ်တော်ဒီဟုသောအင်္ဂလိပ်တရားဘာဖြစ်လဲဟောပြောကြ၏ပြေးတာကျမ်းစာအုပ်တော်မပါလောက်ဘာနဲ့ဟောမှာလဲထဲမှာရှိတဲ့ခါမှာဟောလို့ရတယ်โอเคဆက်သွားမင်းတို့ထဲမှာနှုတ်ကပတ်တော်ရှိရမယ်ဆက်သွားဖိလိပ္ပုဒီလေရှမာရိမြို့သို့တွား၍ရောက်တာနဲ့ဟလာထွက်ပြေးအခုလည်းဗျာကျွန်တော်ထွက်ပြေးလာတာပေါ့ဗျာတော်တော်များမဟုတ်ဒီမဲနဲ့မပါပါဘူးကျွန်တော်ထိုင်းနဲ့မှာတော့လို့ဆိုလေထိုင်းအဖွဲ့တွေအားလုံးရေးလက်တောင်းကြိုးတွေထွက်ပြေးလာတာရေးလက်ဒိုးလာတာဘာပဲဖြစ်ဖြစ်မင်းဘယ်မှာပြီးမှအဖမ်းမခံပြောထိုင်းမှာဖမ်းရင်လည်းဖမ်းမလို့ဆိုဝင်လာတဲ့ကောင်တွေအပလိုင်းအဲ့လိုတွေဝင်ချလာတာမြန်မာပြည်ကအဖမ်းမခံပြီးရုံနဲ့ထိုင်းဖမ်းတန်းกว่าဆိုလေရုပ်နဲ့လာတဲ့ကောင်တွေအများကြီးဒီရောက်တော့လေဒီမှာလည်းဖမ်းတာမလွယ်ဘူးဆိုရှင်းပြပြီးတော့အဲ့လိုမလုံနဲ့မယူရဲမဆန်နဲ့နင်တို့တရားဝင်ပြန်လုံကြပါညာကျွန်တော်ပြန်လာနဲ့အလုပ်ရှုပ်ပြီးကျွန်တော်တယောက်ပြီးတယောက်တဲ့ယုံခံရှိမှာယုံကလည်းတိတ်မသွားရဘူးအစာရှောင်းစုတောင်းတော့သွားပဲပြေရှားနာပဲအဲ့ဒါလည်းတစ်မျိုးဖိလိပ္ပုဒီလေရှမာရိမြို့တို့သွားရခရစ်တော်ကြီးအကြောင်းကိုဘာဖြစ်လဲဟောပြီးရောက်တာနဲ့အလုတ်လိုက်မရှာဘူးရောက်တာနဲ့ဟလာအလုတ်လိုက်မရှာဘူးရောက်တာနဲ့ဘယ်ရနဲ့သူအရင်ဆုံးလောက်တာပါလေခရစ်တော်တရားဟောပြီဟာလေလုယာဖိလိပ္ပုကခရစ်တော်ရဲ့တရားကိုဟောပြီမကြည့်ခရစ်တော်တရားဟောတယ်ခရစ်တော်တရားဘာတရားလဲခရစ်တော်ရဲ့အကြောင်းကိုဟောတယ်တဲ့ခရစ်တော်ရဲ့အကြောင်းခရစ်တော်ရဲ့တရားဘာတရားလဲယေရှုတရားပဲမောရှေကတရားဘာတရားပညာတရားခရစ်တော်ရဲ့တရားဘာတရားယေရှုတရားဒီနေ့ကျွန်တော်ဟောမှာပါလဲယေရှုတရားဆိုတာက
ပြညတ်တရားနဲ့လုံးဝကွာခြားတယ်ဒီနေ့အသင်းတော်တွေမဟောတော့တဲ့ဟာကိုကျွန်တော်ဒီနေ့ဟောနေရတာပြညတ်တရားကဘာတရားပြညတ်တရားဘာတရားမောရှေရဲ့တရားမောရှေတရားလှုပ်ခိုင်းတဲ့တရားပြောမောရှေတရားဘာတရားလှုပ်ခိုင်းတဲ့တရားဂျေဇုတရားဘာလဲလှုပ်ပေးတဲ့တရားဒီနေ့ကျွန်တော်တို့အသင်းတော်မှာဟောရမှာလှုပ်ခိုင်းတဲ့တရားတွေဟောရမှာမဟုတ်ဘူးလှုပ်ပေးတဲ့တရားကိုကျွန်တော်ဟောရတော့မှာအရက်သမားတွေမလွတ်မြောက်နိုင်ဘူးမင်းအရက်ကနေလွတ်မြောက်ဖို့ယေရှုလှုပ်ပေးနိုင်တယ်မင်းရဲ့ဘဝမလွတ်မြောက်တော့ယေရှုလှုပ်ပေးနိုင်တယ်ယေရှုလှုပ်ပေးနိုင်တယ်စေသမားဘဝမလွတ်မြောက်နိုင်တော့ဘူးယေရှုလှုပ်ပေးနိုင်တယ်ကျွန်တော်ဒါပဲပြောတယ်တကယ်လွတ်မြောက်ကြတာကိုအသင်းတော်ဆိုတာကဟောရမှာကလူတွေကိုခိုင်းစားတာမဟုတ်တော့ဘူးလှုပ်ဆိုတဲ့မောရှေတရားဟောရမှာမဟုတ်လှုပ်ပေးတဲ့တရားကိုအသင်းတော်ရတော့မှာအာမင်ယေရှုတရားဆိုတာလှုပ်ခိုင်းတာလားလှုပ်ပေးတာလားလှုပ်ပေးတဲ့တရားယေရှုတရားဆိုတာဘာလဲလှုပ်ခိုင်းတာလားလှုပ်ပေးတာလားလှုပ်ပေးတဲ့တရားဒီနေ့စဟောပြီးလှုပ်ပေးတဲ့တရားမင်းတို့မလွတ်မြောက်နိုင်ဘူးလားယေရှုအားဖြင့်လွတ်မြောက်ရမယ်မင်းမချမ်းသာဘူးလားယေရှုအားဖြင့်ချမ်းသာရမယ်မင်းမအောင်မြင်ဘူးလားယေရှုအားဖြင့်အောင်မြင်ရမယ်ဆိုတာတွေဟောရတော့မယ်ကာလဖြစ်နေပြီအဲ့ဒါတင်းတော်ပဲအောင်မြင်အောင်လှုပ်လို့ပြောတာပြည့်ညတ်တရားယေရှုအားဖြင့်မင်းကိုအောင်မြင်ခြင်းဖြစ်စေမယ်လို့ပြောတာကယေရှုတရားဒီနေ့ကျွန်တော်တို့ယေရှုတရားကိုမဟောတော့ဘဲနဲ့လောက်ခိုင်းတဲ့တရားတွေပဲဟောနေအဲ့ဒါပြည့်ညတ်တရားတွေပြောင်းဝင်နေပြီဖိလိပ္ပုဒီလေရှမာရိမြို့သို့သွားခရစ်တော်ရဲ့အကြောင်းကိုဘာလို့လဲဟောလေဆက်သွားနောက်ကြောင့်ညီကိုမှကျွန်တော်ပြောပြမယ်လူတွေတော်တော်များစိတ်တက်ကြပြီလားမကြနဲ့လို့ပြောလိုက်မင်းဘဝမှာလွတ်မြောက်ရလမ်းရှိသေးတယ်လို့ပြောလိုက်မင်းမလုံနိုင်ဘူးလားယေရှုအပြင်မင်းရဲ့အသက်တာလမ်းနေပြောင်းပွင့်လာလိမ့်မယ်မလုံနိုင်ဘူးယေရှုလုပ်ပေးလိမ့်မယ်မတတ်နိုင်ဘူးယေရှုတတ်နိုင်တယ်မသွားနိုင်ဘူးယေရှုသွားစေလိမ့်မယ်မဖွင့်နိုင်ဘူးယေရှုဖွင့်ပေးလိမ့်မယ်ဘုရားခင်အကောင်းဆုံးလုပ်ပေးလိမ့်မယ်အာမင်တင်ယုံကြည်စမ်းပါတင်ယုံကြည်စမ်းပါတင်အကောင်းဆုံးလုပ်ဖို့တင်ကြိုးစားနာလားအကောင်းဆုံးလုပ်ပေးတဲ့ယေရှုရှိတယ်ဆိုတာစိတ်ချတာနဲ့ပိတ်တဲ့တကားတွေအကုန်စင်ဖျားရှင်ဖွင့်ပေးလိမ့်မယ်ဒါယေရှုကဘာပြောလဲငါပိတ်သောတကားကိုဘယ်သူမှမဖွင့်နိုင်ငါဖွင့်သောတကားကိုဘယ်သူမှမပိတ်နိုင်သရှင်းတော်ရှိတယ်မို့လားငါဖွင့်သောတကားကိုဘယ်သူမှမပိတ်နိုင်ဟာအဲ့ဒါလည်းလို့စားကိုတော့ဖွင့်အဲ့ဆိုကိုတော့ပိတ်တာနဲ့စားနော် sorry ဟိုဒါဘယ်ကိုတော့ဖွင့်တယ်တကားတွေဘယ်သူမှမပိတ်နိုင်ကိုရောပိတ်တဲ့တကားတွေဘယ်သူမှမဖွင့်နိုင်ကိုရောဒီအော်ဘွယ်ဖြည့်သည်စပ်တော်ကိုရောပိတ်တဲ့ကတိရောဘယ်သူမှမဖြတ်နိုင်ကိုရောပြောတဲ့စကားတွေရာရာတိုင်းဖြစ်လာကိုရောဒီအော်ဘွယ်ဖြည့်သည်ကိုရောကဲတော်သူရှိပါကိုရောနဲ့တူတော်သူရှိပါကပါဆက်ဆံဆိုစံဒီကပါဆက်ဆံထိုက်တန်ဒီကိုရောရှိနိုင်ရန်သူတွေမနေနိုင်ဘူးကိုရောထမရန်သူလည်းနဲ့ထမမြောက်ဘူးAkabasasa Taitani Koroshina Yandu Remani Naibu Korot Pama Yandu Lana Tamyabu Kabasasa Bom Jesus Amen Erabe Tapadu Yida Lesia Sayida la No salava Very good Wow Seasonဒီလိုညီကိုကြီးနဲ့လက်တွဲတော့မှုလို့ဆောင်တာဂုဏ်ယူပါတယ်ဗျာဂုဏ်ယူပဲဖျက်ခင်တားရအသုံးပြပါစေကဲပါကျွန်တော်သူတို့ဖျက်ကြောင်းသွားတော့သူ့ကိုကျွန်တော်လက်ဝဲသမားပဲထင်တာလုံးဝဆရာခွာပြီးအဲ့ဒီတော့လည်းဆရာခွာပြီးအထားဒီလိုတချောင်းဆောင်ကြီးဟုတ်တယ်ပါဆရာစပယ်တချောင်းဆောင်ကြီးလေပြီးတော့အနီရောင်ကြီးနဲ့ကြီးလိုက်လဲလူကိုချိုကြီးတယ်ကွက်နဲ့ကြီးဟာဖိုက်တာလားပေါ့ဒါမဲ့သူ့ထဲစီးထွက်တဲ့အားကြီးတယ်ကြောက်စရာကြီးတယ်အယမ်းမိုက်ဒီချင်းကိုဘာသူဆိုရလဲဆရာထန်တောင်ဆိုထားတာဟုတ်တယ်
မိုက်တယ်ကိုတော့ဖွင့်တဲ့တကားတွေဘယ်သူမှမပိတ်နိုင်သိမှန်နေတာဖခင်လှုပ်ပေးပြီဆိုရင်အံ့ဩစရာကြီးတယ်ဒီကဟိုကျွန်တော်ပြောမယ်ဗျာတင်းရဲ့အရေးချင်းနဲ့တင်းမရနိုင်တဲ့အလုပ်ဗျာဖခင်ပေးနိုင်တဲ့ယုံလားတကယ်ကြီးအဲ့ဒါစိတ်ချအဲ့ဒါကျွန်တော်လက်တွေ့ဒါကြောင့်လေလောက်ခိုင်းတဲ့တရားမင်းဒီလိုမျိုးအရာချင်းမင်းစူးစမ်းမှာပေါ့စူးစမ်းလို့မရနိုင်တဲ့ကိစ္စဟုတ်တယ်ကျွန်တော်လည်းဘလောက်စူးစမ်းတာတင်ချဆိုမအောင်ဘူးခိုးချလေးမအောင်တကယ်အဲ့ဒါကျွန်တော်ဘယ်လိုမှတင်ချဆိုတာကျွန်တော်မပါလာတာကျွန်တော်ဘွားမပါလာတာစူးစမ်းပါတယ်ကျွန်တော်ပါကိုမပါလာတဲ့ဟာမပါဘူးမရဘူးနော်ဘလို့မှမရနိုင်တဲ့ကိစ္စဒါကြောင့်ကျွန်တော်လေပညာမအားနေတယ်ကျွန်တော်လောကပညာပြောတာဒါပေမဲ့အခုတော့ဖခင်ကျေးဇူးတော်ဘာဖြစ်လဲဆိုတော့ပညာတတ်တွေအားလုံးကကျွန်တော်နားမှာပဲအလေကျွန်တော်သူတို့အလုပ်ပြန်ပေးရတယ်အလေဖခင်လောက်တာကွန်ပျူတာကြောင့်တစ်စက်မှနားမလဲဘူးကျွန်တော် IT company ပိုင်ရှင်အလေစဉ်းစားရင်ရည်စရာကြီးတကယ်ဒါမဲ့တက်ဆရာမလို့လေကျွန်တော်ဖခင်ညာပညာပေးလိုက်တာကျွန်တော်အကုန်တက်ဆရာမလို့တက်တဲ့လူတွေအားလုံးကိုအလုပ်ပေးတတ်ဖို့အရေးကြီးတယ်ဒါပဲလွယ်လေးပဲတက်တဲ့လူတွေအားလုံးကိုကျွန်တော်ကပြန်ခိုင်းတတ်တယ်လေခိုင်းတတ်တာလည်းလွယ်တယ်မထင်နဲ့ဟုတ်တယ်အဲ့ဒါဖခင်ပေးတဲ့ညာပညာနဲ့ဟုတ်တယ်အခုကျွန်တော်သွားရင်အေးဆေးပဲကျွန်တော်သွားရင်လိန်ခွင်းနဲ့ဝင်သွားတယ်ကျွန်တော်လာချိုတဲ့လူနဲ့လေရင်အပေါက်ဝမှာကျွန်တော်ကားလေးနဲ့လာချိုးရတာအမဲကျွန်တော် VIP တွေတီနဲ့သူများကိုဒီလိုလုပ်တော့သွားရတယ်အဲလေကျွန်တော်အလုံးဖခင်ကျေးဇူးတော်ဒါဆိုပြောပြမယ်ကျွန်တော်အရေးချင်းကဘာမှမရှိဘူးထိုင်းနိုင်ငံကျွန်တော်ရောက်တော့1995ခုနှစ်မှာကျွန်တော်ထိုင်းနိုင်ငံရောက်တော့ကျွန်တော်10တန်းမှမအောင်တော့ဘာလို့မထင်လို့လဲ construction မှာပြီးလက်မြေဖြော်တဲ့အလုပ်ဒီပညာရေးချင်းနဲ့ဒါပဲရမယ်တဲ့မလုပ်ရှင်မလုပ်နဲ့တဲ့မကြည့်ကျင်နဲ့တဲ့ကျွန်တော်စဉ်းစားတယ်ပြီးလက်မြေဖြော်ရင်ငါလက်တွေရောငါခြေထောက်တွေရောအကုန်လုံးတိုးတော့မယ်ရုပ်တွေရဆုပ်ပြတ်ပြီးတော့ငါအသားအရည်နဲ့ဆိုရင်ငါရေရုပ်ကနိကိုနဲ့မှာတော့ပြီးလက်မြေဖြော်လို့ရလားမရဘူးအဆဲခါမှာဟိုနေပူထဲမှာဖြော်ရတဲ့ကိစ္စကြီးလွဲမလားဒါဆိုဒီရုပ်နဲ့ပြီးလက်မြေဖြော်လိုက်နေပူထဲမှာနေလိုက်ကပလီထဲတော့ဆိုးသွားမယ် proper ပြုကြမလို့ဒီကိစ္စကြိုသိနေတဲ့ကိစ္စဒီရုပ်ကဒီလိုဖြစ်သွားမယ်ဆိုတာသိတယ်ဒါနဲ့စိတ်တကြပြီးတော့ပြန်လာတဲ့အခါမှာကျွန်တော်အိမ်ရောက်တော့ကျွန်တော်ဆူတောင်းတယ်ကိုတော်လို့ကျွန်တော်ငယ်တော့ market တာကျွန်တော်ပြောပြမယ်မတန်တရာဖျားခဲ့စီမှာမတောင်းနဲ့တဲ့တိတ်မှားတယ်အဲ့စကားမတန်တရာဖျားခဲ့စီမှာတောင်းရတာလူတွေကဘာပြောလဲတန်ရမှန်းစားမှာဟဲအဲ့ဒါလူတွေဖះအလုံးမပြောဘူးဖះအလုံးမပြောဘူးမကြားမှာဆိုလို့ပြန်ပြောမယ်ဖះကဘယ်တော့မှအလုံးမပြောဘူးလူပဲပြောတာမတန်တရားတွေတိတ်ပြောလို့နေတဲ့အခုမတန်တရားပြောတဲ့ကောင်မတန်တရားကောင်းကြီးခံစားရတယ်လေဒါပဲကျွန်တော်သူများဘာပြောလဲမုံတိုင်းနဲ့ငယ်တော့မုံတိုင်းနဲ့အရန်လေထွားလုံးအားကြီးလို့မုံတိုင်းနဲ့မုံတိုင်းလာပြီးတော့ကျွန်တော်ဘာသူပြောတယ်နင်းရောပြောလဲမုံတိုင်းလေထွားလို့အားကြီးလို့မုံတိုင်းဒါပေမဲ့ဖះပြောတဲ့စကားကိုကျွန်တော်နားလည်သွားတာလေနှုတ်ကိုကြဲကြဲဖွင့်တယ်အဲ့ဒါလေထွားခိုင်းတာလေနှုတ်ကိုကြဲကြဲဖွင့်ဆိုတာများတည်ယုံကြည်ခြင်းနဲ့ဝန်ခံခိုင်းနေတာဖះကတေချာအဲ့ဒီ original text ကိုလေ့လာတဲ့အခါမှာကြဲကြဲဖွင့်တယ်ငါဝါဆိုတာကျွေးမယ်တဲ့မင်းရဲ့နှုတ်ကိုကြဲကြဲဖွင့်ငါဝါဆိုတာကျွေးမယ်ဆိုတာပါစကြီးအဲ့လိုဟာခိုင်းတာမဟုတ်ဘူးနှုတ်ကိုကြဲကြဲဖွင့်ဆိုတာဘာလဲဖះကအာရပါရယုံကြည်ခြင်းနဲ့ဝန်ခံကြွေးကြော်ခိုင်းတဲ့အရာတွေကိုပြောနေတာဆိုကျွန်တော်နားလည်သွားတဲ့စပြီးတော့ကျွန်တော်စချပြီးကျွန်တော်ကဘာပတ်မယ်ပြောတော့လူတွေချီးမရဘူးကျွန်တော်နီးတော်လို့ပြောနေစားငါရှက်တယ်တကယ်ပြောတာအဲ့ဒါဘာသူထင်လို့လဲဖခင်เจ้าကအန်တီတွေ
န်ဒီလို့ကျွန်တော်ကဘာတန်ရပြောတန်ရပြောကျွန်တော်အလိုကိုင်းတာလောင်းစားလို့ပဲလေဟိုဘာတိမဲလေတိမဲတာဘာတိမဲလေယေရှုဖြတ်လာတဲ့လမ်းမှာမြင်တော့ဗာပြောလေဒါဝေတာတော့ယေရှုတော့ကဲပါတော့ထုံးစားတက်နေရဘေးနာလူတွေဝိုင်းပြောတာတိတ်နေပါပြောမှ तू ပိုးအော်တယ်တဲ့ပိုးတယ်တဲ့တာရွေးဟစ်ကြော်တယ်တဲ့သူများကပစပိတ်ထားလို့ပြောလေဒီပိုးရကျွေးကြော်ရဲတဲ့သူယုံကြည်ရဲတဲ့သူပြောရဲတဲ့သူဖြစ်ပါစေအာမင်ယုံရဲတဲ့သူပြောရဲတဲ့သူဖြစ်ကိုဖြစ်ရမယ်ငါဖယားမတတ်နိုင်တာဘာတစ်ခုမှမရှိဘူးဆိုတာတင်းယုံရဲရင်တင်းဘဝထူးခြားစွာပြောင်းလဲသွားလိမ့်မယ်တင်းအခြေအနေကြည့်ပြီးတော့ပြောရတာမဟုတ်ဘူးအခြေအနေအထက်မှာရှိတဲ့ဖယားကိုကြည့်ပြီးတော့တင်းစကားပြောတတ်ရမယ်ဖယားခင်နာမှာဘုံကြည့်ပါစေဖယားခင်နာမှာဘုံကြည့်ပါစေဒါမဲ့ကျွန်တော်ပြောမယ်ကျွန်တော်မုံတိုင်းလို့ပြောခဲ့တဲ့သူတွေကျွန်တော်ဖယားအသုံးပြုလို့ကျွန်တော်ကအမျိုးသားစိတ်ယုံမှာတရားဟောတဲ့အချိန်မှာအောက်မှာအဲ့ဒီမုံတိုင်းလို့ခေါ်ခဲ့တဲ့ဟာလေးတွေဒီလိုကြည်နေရပြီဟာလေလုယာဖယားမှာမတတ်နိုင်နေရဘာတစ်ခုမှမရှိဘူးဟာလေလုယာတောက်ကြဲနှုတ်ကိုကြဲဖွင့်ဝန်ခံကြွေးချော်ဖယားအလုံးလုံးပါပဲဟာတိမေယတာပါတိမြောက်အော်တယ်ဒါဝေတာတော့ကျွန်တော်ကဲပါဖယားကြားပြီလေဖယားကြားပြီလေကြားတော့ရက်လိုက်ပြီးတော့ခေါ်ခဲစမ်းတယ်အင်္ဂလိပ်စကားနဲ့ဗမာစကားမှာကွာတာသိရှိတယ်အဲ့ဒါအခုကျွန်တော်ကလေDream Ministry International Bible မကြခင်ထွက်လာတော့မယ်မကြခင်ထွက်လာမယ်အဲ့ဒါတော့ရိုးပဲမကြခင်မှာကျွန်တော်ရဲ့ study Bible Dream Ministry ရဲ့ study Bible ကျွန်တော်ကိုယ်တိုင် study Bible လို့တဲ့ Bible ထပ်ထုတ်မယ်ဒုတိယတစ်ခုအနေနဲ့ထုတ်မယ်မကြခင်တော့ကျွန်တော်တို့အညူရောင်ကျန်းစာအုပ်လေးထွက်လာမယ်အညူရောင်ကျန်းစာအုပ်လေးထွက်လာမယ်အဲ့ဒါတော့အတင်းတော်အတွင်းပေါ်နေကန်တာထုတ်တာပေါ့ဒီမှာလည်းရောက်ရှိလာပါလိမ့်မယ်အခုအောက်ပေါင်းဘလောက်ထုတ်လဲ4,000အောက်ပေါင်း4,000ကျွန်တော်ထုတ်တယ်အောက်ပေါင်း4,000ဂျပန်နဲ့ကျွန်တော်ထုတ်တယ်ဂျပန်နိုင်ငံနဲ့ထုတ်တယ်နောက်ကျွန်တော်တို့study bible မကြခင်ထွက်လာမယ်အဲ့ချိန်ကျရင်တော့ကျွန်တော် correction နဲ့အကုန်ပြန်လုပ်မယ်အခုအဲ့မှာပါတွေ့ရတယ်ဆိုတော့အဲ့ဒီတောင်းစားကလေယေရှုခေါ်ပြီးတော့ကြားလဲကြားအောင်တဲ့အဝတ်ကိုခြုံမှုတော့သွားတယ်တဲ့ကျမ်းစာမှာအင်္ဂလိပ်မှာအဝတ်ကိုမခြုံအဝတ်ကိုဖယ်ထုတ်ပလိုက်တာခြုံနေဆိုရင်ယုံကြည်ခြင်းမရှိတော့ဘူးအဲ့ဒီအဝတ်ကတောင်းစားအဝတ်သူကယေရှုခေါ်တဲ့အတန်ကြားလဲကြားအောင်အဲ့ဒီတောင်းစားအဝတ်ကိုခြံထားခဲ့တာခြံထားပြီးတော့ယေရှုစီကိုသွားတာမဟုတ်တော့ကြည့်နော်ခေါ်တဲ့အချိန်တုန်းကအဲ့ဒီတောင်းစားမျက်စိမြင်ပြီလားမမြင်သေးဘူးမမြင်သေးတဲ့ခါမှာဗမာစကားလေဗမာစကားတလို့ရှိတယ်ဗမာစကားတလို့ရှိတယ်ခြုံရွေ့တယ်သွားတယ်ဆိုရင်ဒါဆိုရင်ခြုံနဲ့သွားတယ်ဆိုတော့ဘာဖြစ်လဲတကယ်လို့မြာပေါ့နော် just in case ပေါ့နော်အင်္ဂလိပ်စကားမှာရှိတယ် just in case ပေါ့ကွာပြန်မမြင်ခဲ့တည်ရှိတော့လေဒီတောင်းစား license ရထားတဲ့အင်ဂျီလေးနဲ့ငါပြန်လှုပ်ရှားမယ်ဆိုတော့အကွက်တကယ်တော့အမှားအဲ့ဒါဆိုတော့ယေရှုခေါ်ပြီဆိုတော့အတန်ကြားနဲ့အဲ့ဒီအင်ဂျီကိုသူကလွှတ်ပစ်ခဲ့တာလွှတ်ပစ်အင်္ဂလိပ်စကားမှာကျတော့လွှတ်ပစ်တာငါနဲ့တောင်းစားပွားနဲ့ဘာမှဒါပေမဲ့ तू မြင်ပြီလားလွှတ်ပြပြပါသွားလဲ तू ထိုးပြီလွှတ်ပြခဲ့တယ်ဆိုပါလေငါဒီနေ့ကစပြီးတော့ငါဘဝပြောင်းလဲပြီယေရှုနဲ့ဆိုရင်ငါဘဝပြောင်းလဲပြီမကြခင်ကျွန်တော်တချင်းနေကျွန်တော်ထွက်မဲ့ချင်းနေတော်တော်များနေ sorry ပဲနော်ယေရှုနဲ့ဆိုရင်ကျွန်ုပ်ကအရာရာကျွဲဝါတော်သူယေရှုနဲ့ဆိုရင်ပြောသမျှစကားအတိုင်းဖြစ်နေသူယေရှုနဲ့ဆိုရင်ကျွန်ုပ်ရတော့မသိတော့ဖြစ်သွားပြီအဲ့ချင်းမဆိုင်ခင်ထွက်လာမယ်ယေရှုနဲ့ဆိုရင်ကျွန်တော်ဖြစ်ကိုဖြစ်ရမယ်ဗျာဖြစ်စရာအကြောင်းမရှိဘူးဆိုထားခဲ့တော့ပါသွားပြီလေယေရှုသွားပြီယေရှုရောက်တဲ့ခါမှာ तू မတမရတောင်းတာမတမရကြီးတွေတောင်းတာမတမရတောင်းပြီနော်ဘာတော့ယေရှုရှိမှရက်လေးရပြောယေရှုကပြောပြီ तू what do you want me to do for you
What do you want me to do for you? I want to see. Ha, me matama yare shout down the Yeshua Piobu. Me nga lo shimaro me wigere ne bro ma mielo hala miense ma bo. Wigere ma bala sumaro me alodo won kan lo Yeshua ma piobu. Ma piobu. I want to see it. လူတွေတော့မဖြစ်နိုင်မဲ့ကိုရောရှိမှာတော့ကျွန်တော်ဖြစ်ကိုဖြစ်တယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်အဖြစ်နေတဲ့နေရာကိုရောမဘာမှမရှိဘူးဆိုတော့ကျွန်တော်ယုံတယ် I want to see အဲ့ဒါနဲ့ယေရှုပြောစကားရန်ကောင်းတယ်တင်ယုံကြည်တဲ့အတိုင်းတင်နိုင်ဖြစ်စေပြီတဲ့ Wow Wow ပြောရအောင်တင်ယုံကြည်တဲ့တင်နိုင်ဖြစ်စေပြီအင်္ဂလိပ်လို့ဆိုဘာပြောသလား Be unto you according to your faith unto you according to your faith. Hallelujah. Be unto you according to your faith. At the end of the day, I tararabia. A pin and a yard, a labo. Loka yapian la chidoma, a two you are at that people, Acha at that people, all yard at that people, a dino pay a tararabia. Amen. ကျွန်တော်တင်းတော်တွေမြမပြည်သားတွေရှိနေတင်းတော်တွေနှုတ်ထမှုတွေပြန်ဖြစ်စေဖို့ကြောင့်ဆုတောင်းကြရအောင်မေတ္တာနဲ့ပြန်လဲဖွဲ့စည်းတဲ့တင်းတော်ဖြစ်ဖို့ပြန်ဆုတောင်းရအောင်ကြောက်တော့ပြန်ကောင်းချီးပေးတဲ့တင်းတော်တွေဖြစ်ဖို့ပြန်ဆုတောင်းရအောင်ဟာဒီမှာရောက်လာပြီဒေးဗစ်လာဘာလာရှုပ်ပြန်ပြီလဲမသိဘူးအမေရိကမှာပြောကြအောင်မယ်ဒီအမေရိကမှာမက်ဒိုနာဆိုင်မရှိတာမှမဟုတ်တာမက်ဒိုနာဆိုင်နေအများကြီးပဲဒီမြို့ထဲမှာတော့မက်ဒိုနာဆိုင်နေအများကြီးပဲတယောက်နဲ့တယောက်ရမ်းမဖြစ်တာဒီမက်ဒိုနာငါရက်ကွက်လာလို့ပြန်ဘယ်သူမှမပြောသူ့ဘာသာသူဖွေးကိုပါလဲကိုဖွေးမော်စားရှင်တယ်လို့စားရှင်တယ်လာစားလေပေါ့ငါဆိုင်မှာပဲလာစားဟိုဆိုင်တော့မစားနဲ့အဲ့လိုလုံးလုံးမမြတ်သူ့ဘာသူတော့စားရှင်တယ်ဆိုတော့စားပေါ့မို့လား service ကောင်းတဲ့နေရာတော့ပို့တော့စားမှာပေါ့မမလား customer service တော့နည်းနည်းကောင်းမှုလို့တာပေါ့မျက်နှာမမော်ယူနေဒီလိုတော့မလုပ်နဲ့ပေါ့နှုတ်ကိုကြဲကြဲဖွင့်ကြကျွန်တော်တို့မဖြစ်နိုင်တဲ့အရာတွေဖြစ်စေရမယ်ယေရှုအပြင်ကျွန်တော်ထိုင်းနိုင်ငံမှာကျွန်တော်ရောက်တဲ့ချိန်တော့ကျွန်တော်ရေးလေကျွေးချော်တာငါကတော့ဘယ်တော့မှပြီးလိုက်မြင်မပြောဘူးလို့ဘေးနာဖော်ရနေမကြည့်ကြနေနဲ့အကောင်လေးကတွတ်တွတ်လေးနဲ့ကြီးကြီးကျစကားရှောက်ပြောမြန်မာပြည်မှာလည်းမုံတိုင်းအပြောခံပြီးပြီထိုင်းနိုင်ငံရောက်တော့လေကြီးကျယ်တယ်တဲ့စကကြီးစကကျယ်ပြောတဲ့ကောင်လေးကဘာပတ်ပိုးဆိုးကျွန်တော်ပြောတာဒါပေမဲ့ပြောလို့ပြောမှာမဟုတ်လေဘာပြောမှာမဟုတ်ဒီမှာကြည့် construction မှာပြီးလက်မီမဖြောအောင်ခင်ဗျာကျွန်တော်ဂျေဇုတော်ချီးမွမ်းဆုတောင်းဂျေဇုတော်ချီးမွမ်းဆုတောင်းဂျေဇုတော်ချီးမွမ်း no ငါဘယ်တော့မှအဲ့နေရာမလို့အဲ့ဒါငါနေရာမဟုတ်ဘူးအကောင်းဆုံးနေရာငါ့ကိုပြင်ဖျားရှင်ပြင်ဆင်ထားတယ်ငါ aircon နဲ့အလုပ်လုပ်ရမယ် aircon နဲ့အလုပ်လုပ်ထိုင်းနိုင်ငံပူတာ哦ဆို aircon နဲ့အလုပ်လုပ်မယ်ငါစပွဲမှာထိုင်ပြီးတော့မှစုံလေခုံလေးနဲ့စုံလေလေးပါသေးတယ်စုံလေလေးပါတကယ်ဒါမမရကျွန်တော်ဆူတောင်းပြီးတော့3ရက်မြောက်ချေးဆိုချီးမွမ်းအဲ့လိုပဲအချိန်အားတိုင်းကျွန်တော်ချီးမွမ်းကြွေးကြော်ဝန်ခံဒါပဲလုံတာတင်းရဲ့အသက်တာမှာလွတ်မြောက်ရှင်လေအချိန်အားတိုင်းချေးလိုပဲချီးမွမ်းကြနှုတ်ကနေဝန်ခံကြည့်ရလုံကြည့်မယုံရှိလုံကြည့်အလကားကျွန်တော် free ပေးတာလုံကြည့်လေယုံကြည်ချင်းမှာတော့ကာစီနေရင်တော့မတတ်နိုင်ဘူးငါနဲ့ကျွန်တော်ရှေးလေရေးလေဆွဲနေချင်းမှာ3ရက်မြောက်တဲ့ချင်းမှာဆရာကြီးဦးတမောင်ထွန်းရဲ့သားဆရာဇော်မင်းဖုန်းဆက်လာတာဒေးဗစ်ကအလုံးရှာနေပြောလို့တဲ့ဟုတ်ပါတယ်လို့အဲ့ဒါလာခဲ့ပါတယ်ဆရာတို့ယုံကိုတဲ့အလို့သွားအမေလုံနေတော့လုံနေပါတယ်လို့စာပေးစာယူဘာညာပေါ့အဲ့ဒါတွေစာရွက်စာတမ်းနဲ့အမေကျွန်တော် position ကဘာလဲဆို dispatch officer ဘီလာမီဘဝနဲ့ dispatch officer တွေပဲဖြစ်သွားပြီ officer ပြောင်းသွားတာဝန်ခံခြင်းရဲ့ကောင်းကြီး
AMG ဆိုတဲ့ရုံးမှာကျွန်တော်လုပ်ရတယ်အမဆရာဦးစောမင်းကသူက AMG ရုံးရဲ့ director ကျွန်တော်အမလုပ်ရခဲ့တယ်ဟာဒါနဲ့ဒါဒေးဗစ်တဲ့မင်းထိုင်ရမယ့်နေရာတဲ့ဒီနေရာတဲ့ဇပွဲခုံနဲ့ထိုင်မယ့်နေရာဆိုကျွန်တော်ထိုင်ကြည့်တော့စုံလေဆရာစောမင်းအလစ်မှာကျွန်တော်2ပတ်လောက်လှဲပလိုက်တယ်ကိုယ်နဲ့မတမရကိုတောင်းပန်ခွင့်ဖျားပေးထားပြီးသားဟာလေလုယာဟာလေလုယာအသင်းတော်မှာကောင်းကြီးဖြစ်ကြပါစေအရောက်စီတိုင်းမင်းမြတ်ကျွန်တော်မျက်စိမြည်လို့ပြောတဲ့ခါမှာမင်းမတမရတောင်းနေလို့မပြောဘူးယေရှုကတင်ယုံကြည်သည့်တိုင်တင်နိုင်ဖြစ်စေတဲ့စနေပါလုံးတွန်းတာဆွဲတဲ့မိန်းမအကြောင်းပဲကြည့်အောင်မလားစနေပါလုံးတွန်းတာဆွဲတဲ့အမျိုးသမီးကဘာဖြစ်ပြီလဲပတ်စံလည်းမရှိတော့ဘူးသူ့ကိုပြုစုမဲ့သူလည်းမရှိတော့ဘူးပြီးတော့မှဆရာဝန်တွေလည်းလက်လျှော့လိုက်ပြီးယောဂပိုတိုးလာတယ်သူနာမှာဘယ်သူမှကတ်ချင်တဲ့စိတ်မရှိတော့ဘူးတနေ့2နှစ်3နှစ်4နှစ်မဟုတ်ဘူးဒီမိန်းမကသွေးသွန်တာဆွဲနေတာ12နှစ်ဆိုတော့အနန္တလည်းတိတ်ကောင်းမှာမဟုတ်တော့ပါဘူးသူဖတ်တာတော့မှသူသွေးသွန်တယ်ဆိုတာအားကုန်တယ်ယေရှုမှာ12နှစ်ဆိုတာစဉ်းစားကြည့်သူ့ဘဝသွားပြီးယောဂပိုတိုးလာတယ်ဒုက္ခတွေနေပြီဘယ်သွားဟိုနားမှာတစ်စက်ဒီနားမှာတစ်စက်အဲ့လိုပေါ့ဗျာမြင်ဘူးတယ်ကျွန်တော်တကယ်တစ်ချိန်လုံးတုံနေရတဲ့သူတွေရှိတယ်ရိုင်းသွားခွင့်လို့ပါဒါတကယ်ဆိုတာသူတို့ဆိုလေမျက်နှာလေးအဲ့လိုဖြူပတ်ဖြူရောနဲ့တနာဖို့အရန်ကောင်းတာဒီအမျိုးသမီးယောဂတနာဖို့အရန်ကောင်းတယ်တစ်ချိန်လို့ sorry နော်ဆရာ sorry နော်ဘာမှမပြတ်နာမရှိဘူးနော်အတင်းတော်ဆိုတာအတင်းတော်ရဲ့ခုံနေပေးသွားတာဟုတ်ပြန်လုံးဝပြတ်နာမရှိဘူးလုံးဝဝမ်းနဲ့ဆရာမလို့ဘူးဒီကကိုတုတ်တာတော့မဟုတ်ဘူးအေးမင်းတို့တောက်လိုက်ကြအဲ့ကောင်နေအရန်စိတ်ကြီးတယ်ပြောတော့ဆရာလေဆရာညီတို့စေခမယ်စောခေါင်းတော့အဲ့နဲ့တို့အကြီးကျယ်ဆူတောင်းတာအဲ့ဒီမျိုးသမီးပြန်ကောင်းသွားနော်တို့ချစ်လို့ဆူတောင်းတာမဟုတ်ဒီတော့ရတာကြာလာလို့တို့သားတွေထွက်လာတော့အကြီးကျယ်မျက်ရည်နဲ့ဆူတောင်းကြတာဟေးမင်းတို့နှလုံးသားရန်ကောင်းနေနော်လို့မင်းတို့သူ့အတွက်မျက်ရည်နဲ့ဆိုတော့ဆရာတို့ချစ်လို့မဟုတ်ချိန်ကြလာပြီဆရာအထဲဒီစိတ်ဝင်သွားတာကိုခုန်ထဲသူတို့ချစ်ရတာမလွယ်ဘူးတဲ့သူတို့အရာစိတ်ညစ်တယ်သူတို့မျက်ရည်နဲ့ဆူတောင်းချစ်လို့ဆူတောင်းတာမဟုတ်သူ့ကိုမတုံနိုင်တော့လို့မလွယ်ဘူးဒီယောဂတနာဖို့အရင်ကောင်းတယ်ဆူတောင်းခြင်းနဲ့ပဲလွတ်တာဆရာဝန်နဲ့ဆုံရင်မလွတ်ဘူးနော်မလွတ်ဘူးဒီတိုင်းဒါပဲမဲ့နော်စနေပလုံးတူတူဆွဲတဲ့မိန်းမယေရှုတန်ကြလေကြောင်းငါသူ့ရဲ့ပပွားတို့ရနဲ့ငါပြောင်းမယ်သူဘာထင်မလဲဘယ်ဆရာဝန်တော်မှလုံးဝဆရာဝန်အားလုံးကလက်လျှော့တဲ့ကိစ္စကိုစကားကြီးပြောတယ်လို့ပြောမှာပဲဟုတ်လားပြောဆရာဝန်လက်လျှော့တဲ့ကိစ္စကိုနော်ဒီရှုံးလာမှငါကြားမှာလေပဲကြည့်တာအဲ့လိုပြောအဲ့ဒီရုပ်ကိုဘယ်သူကြိုက်မလဲဟမ်ဆရာဝန်အားလုံးနင်းလေးလာပဲခံတော့မယ်လို့ပြောတဲ့ခါမှာထားပါတော့မှာရှုံးလာမှငါပြောမယ်ကြည့်တာဖျားเจ้าမှာတက်တည်ခိုင်ဘာပြောမလဲတနာပါတယ်ဟဲ့သူတရားမှာဆိုလို့ကြောက်ကကားမတော့သူအဲ့ဒါအုံတော့မကောင်းတော့လားမသိဘူးအဲ့လိုဝိုင်းကြည့်မှတာဖျားเจ้าယုံကြည်ရှင်အရရှိတဲ့ဖွဲ့တယ်လေကြည့်ပါပဲအဲ့လိုတနာပါတယ်ဟဲ့သူအုံတော့ထိသွားပြီလားမသိဘူး तू အဲ့လိုရုပ်ပဲကြည့်မှဖျားเจ้าအဲ့လိုတယ်ဒါမဲ့အဲ့လိုမဟုတ် तू ကခတ်တစ်တယ်ပဲသူရဲ့ဘဝကိုတို့တာနဲ့ငါပြောင်းမယ်ဗျာဒီမတန်တရားမှန်းရရမယ်ယုံရရမယ်ဗျာဟယ်လိုဆရာရဲ့အဲ့တလုံးဝယ်ဖို့ဆိုတာမဟုတ်အဲ့လိုမျက်နှာမရှိအောင်ငါ့ကိုဖျားခင်အကောင်းဆုံးအိမ်ပေးမယ်အကောင်းဆုံးအိမ်ပေးမယ်အနည်း20 30လောက်ထိုင်ပေးရတဲ့ဟာလည်းငါမဖြစ်ချင်ဘူးဖျားခင်ကအကောင်းဆုံးမဆန်တင်းကျုံကျွန်တော်ပြောမယ်နော်ကျွန်တော်အိမ်နေအကုန်လုံးကျွန်တော် cash down မျိုးကျွန်တော်ဝယ်တာဘယ်နိုင်ငံဖြစ်ကျွန်တော် cash down မျိုးဝယ်တာဘာလို့သိလားငါအိမ်ကို cash down ပဲဝယ်မယ်လို့ယေရှုနာမနဲ့ကြွေးကြော်ခဲ့တဲ့20နဲ့ရှိတယ်အခုမှကျွန်တော်တို့ကအခုမှပင်ဆိုင်ပြီးတော့စားနေကောင်းနေမဟုတ်နှစ်ပေါင်းများစွာဝန်ခံခဲ့တဲ့တကူအခုရိတ်သိမ်းရတာဒါကြောင့်ကျွန်တော်အားလုံးအဲ့တိုင်းပြောနေတာဝန်ခံကြလို့ကျွန်တော်လကားပြောနေတာမဟုတ်ဘူးဝန်ခံခြင်းအကြောင်းကျွန်တော်အများကြီးဟောထားတယ်လိုက်ပြီးတော့နားထောင်ကြည့်ကြဖခင်ကျွန်တော်တို့ကိုလှုပ်ခိုင်းတာတခုပဲရှိတယ်ယုံကြည်ခြင်းနဲ့ဝန်ခံခိုင်းတာ
ယေရီခေါမြို့ကြီးပြိုကျဖို့ရန်အတွက်ဖယားကတူတွေဆောက်တွေသွားပြီးတော့ယူပြီးတော့မှဟာလာဟိုဆယ်ပေါင်ပါလဲဆယ်ပေါင်တူကြီးနဲ့ထူကြလို့မပြောဘူးဘာပြောလဲယုံကြည်ခြင်းနဲ့ဘာလို့ခိုင်းတာလဲကြွေးကြော်ခိုင်းတယ်ပတ်ခိုင်းတယ်တရက်ကိုတစ်ချိန်ခုနှစ်ရက်မြောက်တဲ့နေ့မှာခုနှစ်ချိန်ပတ်ခိုင်းတော့ဘာလို့ခိုင်းလဲကြွေးကြော်တယ်ကြွေးကြော်တဲ့အခါမှာဘလို့ပြိုကျတယ်ထင်လို့လဲဒီလိုလဲကြတာမဟုတ်ဘူးဒီလိုကြီးကြတာဟုတ်တေးစင်းသွားတာ archaeology တွေပြောချက်ရအဲ့ဒီမြေဒီကောမျိုးကြီးကျသွားတယ်လို့ကြီးကြသွားတာအဲ့လိုကြီးစင်းသွားတာကြွေးကြော်ခြင်းဘလောက်တကိုးပါလားရောက်တို့အလွယ်တကူလေးပဲတက်သိမ်းနေတာကြွေးကြော်ခြင်းတကိုးဟာတတိုင်းနဲ့အားလုံးဖြိုချနိုင်တယ်ဝန်ခံခြင်းကြွေးကြော်ခြင်းတကိုးကျွန်တော်တို့ဖျားပေးထားပြီးသားဖြောင့်မတ်တော်သူမှာဖျားပေးထားတဲ့အကြီးမားဆုံးတကိုးဟာနှုတ်ကနေဝန်ခံခြင်းတကိုးစနစ်ပလုံးတွေ့တဲ့ဆွဲတဲ့မိန်းမကတို့ပြီးမှပြောတာမဟုတ်မတို့ခင်မှတို့တာနဲ့ပျောက်မယ်လို့သူကပြောပြီးမှတို့တာပျောက်ပြီးမှပြောတာမဟုတ်ဘူးမပျောက်ခင်ကတည်းကတို့တာနဲ့ပျောက်မယ်ဆိုတဲ့ယုံကြည်ခြင်းသွားတို့လိုက်တဲ့အချိန်မှာမကြီးလောကမှာရှိသမျှ physician တွေအားလုံးက the guest great physician တွေအားလုံးကပြောလိုက်ပြီးတလုံးပျောက်တော့မှာမဟုတ်ဘူးယေရှုအပြင်ငါဘာလို့မပျောက်နိုင်ရမှာလဲဒီမိမရဲ့အတွေးခေါ်တင်ရောဒီနေ့ဆုံးဖြတ်ချက်ချစမ်းယေရှုအပြင်ငါဘာဖြစ်လို့ဒီအမေရိကမှာအဲ့ဒီ level မရောက်နိုင်ရမှာလဲယေရှုအပြင်ငါဘာလို့မလုံနိုင်ရမှာလဲယေရှုအပြင်ငါကဒီလိုမျိုးကောင်းကြီးဘာလို့မခံစားနိုင်ရမှာလဲယေရှုအပြင်ငါဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့ယုံကြည်ခြင်းထားရင်ဖခင်ကတင်းကိုယုံကြည်ခြင်းရှိသောသူလို့သတ်မှတ်လိမ့်မယ်ဖခင်ကဒါနဲ့စနေပလုံးတွေ့တဲ့ဆွဲတဲ့မိန်းမသွားပြီးတော့မတို့ခင်မှာတို့တာနဲ့ပြောင်းမယ်လို့ပြောလိုက်ပြောသွားတို့တဲ့ချိန်မှာဖယားတကူထွက်ပြီဖယားတကူထွက်စေတာပါလားတဲ့လားနှုတ်ကနေယုံကြည်ခြင်းနဲ့ဝန်ခံတဲ့အရာတွေအားလုံးရှေ့လဲဖယားဆက်တကူစီထွက်စေတယ်အဲ့ဒါအတင်းတော်တွေမှာဖြစ်ဖို့ဖယားလိုရှိနေပြီအလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းဒီဟုသောခရစ်တော်ရဲ့ကိုထူရှာရမယ်ရှားနာရမယ်မင်္ဂလာဖြစ်နေရမယ်သူများကြည့်လို့အားရစရာဖြစ်ရမယ်လောကရဲ့အလင်းဖြစ်နေရမယ်အာမင်ကျွန်တော်ကြားရှင်တယ်အာမင်ထူရှာရမယ်အတင်းတော်မှာငွေကြေးနဲ့ဆိုင်တဲ့တတ်တဲ့ခံချက်တွေအပတ်တိုင်းကြားနေရမယ်ဝန်ခံကြရအောင်တော့တိုးလိုက်တဲ့အခါမှာအနာကငြိမ်သွားပြီဖခင်တကူစီထွက်လာတာငွေကြေးနဲ့ဆိုင်တဲ့ကောင်းကြီးတင်ဝန်ခံရင်ဖခင်တကူစီထွက်လာလိမ့်မယ်ကျမ်းမာခြင်းနဲ့ဆိုင်တဲ့မင်္ဂလာစီးထွက်လာလိမ့်မယ်အိမ်တော်ကြီးနဲ့ဆိုင်တဲ့မင်္ဂလာစီးထွက်လာလိမ့်မယ် personal blessing hallelujah hallelujahဒါနဲ့နင်ငါ့ကိုတို့လို့ပျောက်သွားပြီလို့ယေရှုမပြောဘူးငါသမီးလို့လှမ်းခေါ်တာလောကသားတွေအားလုံးကဒီမိန်းမကတကယ်ကျင့်ချင်းခံထားတဲ့မိန်းမဘသူကုမပျောက်တော့တဲ့မိန်းမတခုတော့ဖျားနဲ့မှားနေပြီလို့ပြောတဲ့မိန်းမဘလောက်မှားဖျားစိတ်ဝင်စားဖျားစိတ်ဝင်စားတဲ့ယုံကြည်ခြင်းနဲ့သူ့ထံတိုးဝင်ရင်အဲ့ဒီအမှားတွေအားလုံးအမှန်ပြန်လုပ်ပေးနိုင်တဲ့ဖျားဖြစ်နေတယ်ဟာလေလုယာယုံကြည်ခြင်းနဲ့တိုးဝင်လာတုတ်လိုက်ခြင်းမှာငါသမီးသင်ယုံကြည်ခြင်းသည်သင်အနာကိုငြိမ်းစေပြီသူဘာယုံထားလဲသူဘာယုံထားလဲဘသူမှ no လို့ပြောတဲ့ခြင်းမှာ man say no God say yes man say no God say yesကျွန်တော်ကြားရှင်တယ် man say no God say yes မင်းတို့လူမျိုးကဒီလိုကောင်းကြီးရှိပါမလားလို့ပြောရင်ဖခင်ဘာပြောလဲ yes လမ်းမရှိတော့ဘူးလို့ပြောရင်ဘာပြောမလဲ I am the way ဒီ American တွေပြောတဲ့စကားရှိတယ် no way no way လောကသားတွေအမြဲတမ်းပြော American တွေပြောစကားရှိတယ် no way but Jesus said I am the way never say no way
Joyce Meyer never say never say never never say never never say no way Jesus said I am the way Loka ima lude lama shiro so yes Jesus said I am the way nga lante ko pin sin pe me phaya me ya la song ma nga ya lante ko pian phao pe de phaya me aphie mashi do nga me aphie phit de phaya hallelujah a kaung song ma sa me phaya a tin do ko ai twat tha tha da yong na man ne a tin do ri phit ba se pyai ni de a tin do ri ma phit se ne tayaw ne tayaw ma ji lo ma ya de a tin do ri ma phit se ne da Christ do ya a tin do the ma phaya ya myit ta be si sin de a tin do phit ba se ma phit dai ne aya ri phit se de a tin do phit ba se a pat dai ma tat ti thin sha de a tin do phit ba se hallelujah no ko che che phwin sa ma Eli share so de lu ha Eli ya naw ko like na 10 နှစ်ပြည့်ပြီဘုရားသခင်အေလိယကိုလေပွေနဲ့ခေါ်တော့မယ်အချိန်မှာလေပွေနဲ့ခေါ်တော့မယ်အချိန်မှာအေလိရှေအနောက်ကိုတကောကောလိုက်တော့မင်းဘာလို့လိုက်လာလဲကွာတဲ့မင်းဘာလို့ချင်လဲတဲ့အေလိရှေကနေပြီးနှစ်ဆတော့တကောကျွန်တော်လိုချင်တယ်အဲ့ဒါမတန်တရားတောင်းတာလေမတန်မရလားမတန်တရားလားမသိပါဘူးထားလိုက်ပါတော့ဟမ်မတန်မရမတန်တရားဟုတ်လားမတန်တရားကြည့်နေပါနော်မတန်တရားမတန်မရပါနင်းရလို့မတန်တရားနင်းသူများကြည့်နေတယ်ဟုတ်လားမသိမတန်မရနင်းဆရာတေးပလာအမားကိုထောက်ချင်တဲ့အဖွဲ့အများကြီးနေကြည့်ကြလဲလို့ဒါလေးနဲ့9မိနစ်စာပါသွားမယ်နင်းမတန်မရလားထားလိုက်နော်မတန်မရလဲမတန်တရားခွင့်လို့ပေးနော်အဲ့မတန်မရတောင်းတာနဆာတော့တကူတဲ့ဟာမင်းနဆာတော့တကူမင်းခဲရင်တော့စုမင်းတောင်းနေကွာတဲ့ဒါမဲ့ခဲရင်တော့စုတောင်းလို့မင်းတိုင်ရလို့မပြောဘူးအေလိယဘာပြောသလားမင်းနဲ့ငါခွာတော့မင်းမြင်ရမယ်တဲ့လိုက်တယ်တော့ချောလိုက်ပြောချင်တာပါဆိုမင်းအဆုံးထိယုံကြည်ကွာမင်းနဲ့ငါခွာတော့ဆိုမင်းအဆုံးထိမင်းလုံးဝဝန်ခံယုံကြည်ရင်မင်းရောက်ရမယ်ကျွန်တော်ပြဿနာလတ်တော့မှာပဲကျွန်တော်ယုံကြည်ခြင်းမရှိတော့တာအချိန်ကြီးကြည့်တော့စိတ်ဓာတ်တွေကြာတော့ပါပြီကိုတော့မပိတ်ရင်လည်းနေပါစေတော့သေတော့မယ်ဆိုတဲ့ဖွင့် no မဟုတ်ဘူး no မဟုတ်ညီကောင်မောင်မ no မတန်တရားမှန်တာမတန်တရားမတန်တရားတွေမှန်တော့လူတွေကမကြိုက်ပေမဲ့ဖခင်ကြိုက်တယ်ဗျာအေလိရှေရသွားလားရတယ်အေလိရှေရတယ်မတန်တရားမှန်တာပေးတယ်ဖခင်ကတော့ကြောင့်ညီကောင်မောင်မအားလုံးကျွန်တော်အားပေးရှင်ဒီနေ့အတင်းတော်ဆိုတာကမဖြစ်နိုင်တဲ့အရာတွေကိုတင်တို့အဖြစ်ဖခင်ကဖြစ်စေဖို့ဒီလောကကြီးမှာတင်တို့ထားလေတင်တို့အရေးချင်းကိုမကြည့်နဲ့ဖခင်သခင်တတ်နိုင်ခြင်းကိုကြည့်တင်တို့အရေးချင်းကိုကြည့်ခိုင်းတာမဟုတ်ဘူးအတင်းတော်ဆိုတာအရေးချင်းကိုကြည့်တင်တို့ရဲ့တတ်နိုင်ခြင်းကိုကြည့်ခိုင်းတာဖခင်တတ်နိုင်ခြင်းကြည့်ပြီးတော့တင်တို့အလုံးလုံးတိုက်ဖို့ဖခင်ကအတင်းတော်ထားတာဟေဘရဲခန်းကြီး7အငယ်2ကိုကြည့်ရအောင်ဟေဘရဲခန်းကြီး7ငယ်2ကိုအလုံးကြည့်အောင်အလုံးဖတ်ရအောင်ဒါကြောင့်ညီကောင်မအားလုံးကျွန်တော်ပြောပြမယ်တင်းရဲ့မစုံနေခြင်းတွေကိုတင်းကြည့်ပြီးတော့တင်းရဲ့မတတ်နိုင်ခြင်းတွေတင်းကြည့်ပြီးတော့မှတင်းကိုတင်းကြည့်ပြီးတော့အသက်မရှင်နဲ့တင်းကိုစုံလင်စေတဲ့မဖြစ်နိုင်တာကိုဖြစ်စေတဲ့ယေရှုကိုတင်းစေးစေးကြည့်ပြီးတော့ဒီနေ့ဆက်ပြီးတော့အသက်ရှင်ပါဟာလေလုယာအခြေအနေကြည့်လိုက်7နှစ်ပတ်လုံးတွေ့တဲ့ဆွဲတဲ့မိမမှာမျောလင့်စရာမရှိတော့ဘူးဒါပေမဲ့သူ့ရဲ့မျောလင့်စရာယေရှုအဖြစ်ငါဘာလို့မပြောင်းနိုင်ရပါလဲတိမဲပါတိမဲယေရှုအဖြစ်ငါဘာလို့မမြင်နိုင်ရမှာလဲအေလိရှေယေရှုဟလာဖယားသခင်ရဲ့တကိုးတော်အပြင်ငါဘာဖြစ်လို့အဲ့ထက်နှစ်ဆမမှန်းရရမှာလဲဒီအခြေအနေတိုင်းတင်ကြည့်လိုက်မဖြစ်နိုင်ပါဘူးကျွန်တော်ပဲကြည့်လေညီကိုမောင်မတို့
ကျွန်တော်10တန်းတော့မအောင်တဲ့လူတယောက်ညီကိုမောင်မတော်10တန်းတော့မအောင်တဲ့သူတယောက်ပါကျွန်တော်ကလောကပညာနဲ့ဆိုရင်ဒါမဲ့ကျွန်တော်ခု company 5ခု run နေတာတနိုင်ငံထဲမှာမဟုတ်ဘူးစင်ကာပူဂျပန်မှာဆို2ခုထိုင်းနိုင်ငံမှာ3ခုကျွန်တော်အလကား run နေတာမဟုတ်မကြခင်မှာကျွန်တော် Australia မှာ real estate company စပြီကျွန်တော်ဒါတွေဘယ်လိုလုပ်ကျွန်တော်သိနေလဲဒါတွေကျွန်တော်ဘယ်လိုလုပ်နိုင်မှာလဲကျွန်တော်မှာ construction company ရှိတယ်ကျွန်တော်မှာ hotel business တွေ hotel တွေကျွန်တော် run နေတယ်အခုမကြခင်ကျွန်တော် Bangkok မှာ နောက် hotel တစ်ခု run ဒါဒီပညာတွေဘယ်ရနာလဲကျောင်းရတာမဟုတ်ဘူး travel ဒီပညာကိုပေးတော်မူတတ်၏နားလည်နိုင်သောဉာဏ်ဒီနှုတ်ကပတ်တော်အဖြစ်ပဲဖြစ်တယ်ကျွန်တော်တတ်နိုင်ခြင်းနဲ့ကျွန်တော်အလုပ်လုပ်တာမဟုတ်တော့ဘူးကျွန်တော်ရည်ချင်းနဲ့ကျွန်တော်ကြည့်ပြီးအလုပ်လုပ်တာမဟုတ်ဘူးငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အဖြစ်ခတ်သိမ်းသောအမှုတို့ကိုငါတဆွမ်းနေတယ်ဆိုတဲ့စကားနဲ့ကျွန်တော်အလုပ်လုပ်ခဲ့တာဟာလေလုယာအသင်းတော်ဆိုတာကဒါပဲဖြစ်ရမယ်ဗျာခရစ်တော်ရဲ့အသင်းတော်ဆိုတာလောကသားတွေပြန်ကြည့်တော့အားကျတဲ့အတ္တဖြစ်တဲ့အထိဘုရားခင်တင်းကိုချီးမြှောက်ခြင်းနဲ့ I can do all things not something I can do all things ကျွန်တော်အမှုတော်လဲဆောင်တယ်ကျွန်တော် leadership ကျွန်တော်အများကြီးပေးနေတယ်ကျွန်တော်ခု leadership ပဲပေးနေတာမကဘူးကျွန်တော်ခု business နဲ့ပတ်သက်တဲ့ဟာတွေ administration နဲ့ပတ်သက်တဲ့ဟာတွေ leadership administration life alignment မကြခင် IT company ကျွန်တော်ဘုရားခင်လှုပ်ထားတဲ့အရာတွေဒါတွေဘယ်လိုတက်နာလဲဘယ်လိုနားလည်နေတာလဲဘုရားပဲနေ့တိုင်းကျွန်တော်ဝန်ခံတဲ့အရာကျွန်တော်ရဲ့ life မှာအကန့်အသတ်မရှိတဲ့ကျွန်တော် life မှာတော့ကျွန်တော်ရဲ့ဝိညာဉ်ရေးရမှာကောင်းကြီးဖြစ်စေခဲ့တဲ့ဆရာတယောက်ဘာပြောလဲဆိုတဲ့အခါမှာ don't limit yourself and don't limit your God don't limit yourself and don't limit your God He is able to do exceedingly abundantly above all things that we ask or think ကျွန်တော်တောင်းပန်ကြံစီသမျှထက်ထူးခြားသောအမှုကိုပြုနိုင်တဲ့ဘုရားတောင်းတာထက်ပိုပေးခြင်းတဲ့ဘုရားကြီးပေးနိုင်တဲ့ဘုရားကြီးဘာကြောင့်ကျွန်တော်တို့ကစီနေနေတာလဲဘာလို့ယုံကြည်ခြင်းကိုမမြင့်တင်တာလဲဘာလို့ယုံကြည်ခြင်းကိုမချဲ့ထွင်တာလဲဘာလို့ကိုယ်ပေါင်လေးနဲ့ပဲဘုရားခင်အကန့်အသတ်နဲ့တောင်းနေရတာလဲကျွန်တော်တစ်ဖက်ကလည်းကျွန်တော်ဒါကြီးလုပ်တယ်အခုကျွန်တော် international level တကယ် international level နောက်နှစ်မှာကျွန်တော်နောက်နှစ် revive America နေရာတိုင်းမှာမလုပ်တော့တနေရာမှာပဲလုပ်မယ်အဲ့ဒီနေရာမှာကျွန်တော်လုပ်မှာအခုဒီ America မှာ number top 5ထဲမှာပါတဲ့ the guest speaker နဲ့ကျွန်တော်တို့ဟောတော့မှာနောက်တစ်ခါလာရင်တော့ကျွန်တော်က revive America မှာကျွန်တော်ပမာလို့မဟောတော့ကျွန်တော်အင်္ဂလိပ်လိုပဲဟောတော့မယ် hallelujah hallelujah ဘာလို့ကျွန်တော်တို့ဒီလာမဲ့အနာဂတ်လူငယ်တွေကဗျာမြန်မာစကားမတတ်ကြတော့ဘူးဒီလူငယ်တွေဟာဒီ America မှာပဲပျောက်သွားလို့မရဘူးဗျာဟိုအလုပ်တွေနဲ့ဘာနဲ့ဘဝထဲရောက်သွားတယ်မဖြစ်စေချင်ဘူးသူတို့အတွက်ကျွန်တော်ပြန်မလို့မှကျွန်တော်လုပ်ပေးရတော့မယ်မြန်မာလူလဲဟောမှာပေါ့ကြောင်ကြောင်ကြားဟောမှာပေါ့ပြောချင်တာဟိုကြားတီကြားပေါ့လေအချိန်ပြောတာပါကြောင်ကြောင်ကြားဆိုတာတခြားမှားသွားတယ်အဲ့ဒါပြောမဲ့ဖွဲ့တွေကပေါ့ဦးမယ်မြန်မာလူအားတယ်လို့ဟောမှာပေါ့အဲ့ဒါကိုပြောတာအားသွားတယ်လို့ဟောမှာပေါ့ဒါပေမဲ့လည်းပဲတကယ်ဒီမှာရှိတဲ့ next generation အတွက်ကျွန်တော်မပြင်ဆင်လို့မရတော့ဘူး next generation မှာရှိတဲ့ကလေးတွေဖျားတန်းလာတို့ဘာမှလို့ဟောနေ What are you talking about? Yeah, I'm talking about Jesus. Oh, Jesus! အလိုလာတာဒီကလေးတွေတမျိုးချစ်စရာကောင်းတယ်ဒီကလေးဒါပေမဲ့သူတို့အတွက်ကျွန်တော်မလုပ်ပေးလို့မရတော့ဒါပေမဲ့ဘယ်လောက်ချစ်စရာကောင်းလဲကြည်သူတို့နားမလဲတော့ညာလဲအဖေမေနားမှာလာထိုင်တယ်ဒါပေမဲ့ရေရှည်မှမထိုင်ချင်တော့သူတို့သိလားဆက်ရှင်နေမပြည့်တယ်လို့ထိုင်ပေးမယ်ကွာဆက်ရှင်နေပြည့်တော့လာမထိုင်ခိုင်းတော့လုံးဝမရဘူးဆိုတာဖြစ်လာလိမ့်မယ်ဟုတ်တယ်မဟုတ်ဘူးသူတို့တွေကဖခင်မျက်မှောက်တော်တွေမှာပျော်တတ်ဖို့သင်ပေးရတော့မှာဒါကြောင့် Moses
God will use you. God will use you. You have to be ready for the youth. You have a heart for the young people, isn't it? God will use you. But you have to prepare your heart. You have to make the right decision to serve the Lord. And He will use you. He will anoint you. And so many young people will come to know through your ministry. I prophesy on you. Hallelujah. တချစ်စရာကောင်းတယ် Moses ကဗမာလိုတလုံးမှမတတ်ပဲနဲ့ကျွန်တော်ရဲ့ပထမဆုံး wisdom training center မှာလာကျောင်းလာတက်တာယုံကြည်ခြင်းနဲ့လာတာဗမာလိုတလုံးမှမတတ်ပဲနဲ့အင်္ဂလိပ်လိုပဲတတ်တယ် तू ကလာထိုင်လို့ तू ဘေးနာရှိတဲ့တယောက်ကို the one who sit beside you what is name တော့ah yeah what is his name I forgot his name Tuan okay he the guy who sit beside you he always explain you isn't it ကျွန်တော်လဲအားလုံးကမြန်မာလိုပဲပြောကြတာပေါ့မြန်မာလိုပဲနားလဲဆိုမြန်မာလိုပဲပြောနေသူ့တတိယလဲတော့ तू က you know Moses ဒါပေမဲ့တကယ်ကို तू အဲ့ရပြန်လာပြီးတော့ तू ကဒီနိုင်ငံရဲ့စစ်သားလေစစ်သားအဲ့ဒီစစ်ကိုခဏရက်ပြီးတော့မှ तू ရှောင်းလာတတ်တာဟောနော်ဖာဒါပေမဲ့အခုတော့ तू ကတကယ်ဖျားအတွက်ပဲ तू ကဖျားအတွက်ပဲလူငယ်ပေါင်းမြောက်များစွာအတွက် you have youth conference in it when is that come here come here where can you pass me some microphone you can invite all the young people so one thing that me and one of my friends Pastor Luke we're working on is we want to bring unity among Burmese people and upon this generation so we got an East Coast tour in January and February East Coast all so over East Coast in America East Coast so where we did Maryland to Florida north to south and East Coast from January and February and now we're going to do middle of America in September we're aiming to do in September. Or just a movement right not a conference yeah movement revival nights and then after that one thing we want to do is make a big conference possibly in Tulsa, Oklahoma, where we gather all the Burmese young people and just to be united as one and just lift the name of Jesus. Amen.ကျွန်တော်ရဲ့သားဗမာလိုမတတ်တော့ကျွန်တော်သားနောက်နှစ်ကျွန်တော်ပြန်ခေါ်လာမယ်ဒီကိုကျွန်တော်သား worship မှာအယံဖျားရှိမြောက်တယ် worship မှာအယံဖျားအသုံးပြုတယ်ကျွန်တော်သားပြန်ရောက်လာမယ်အခု he is going with me yeah he gonna sooner or later he gonna move to Thailand he gonna move to Thailand okay theလူငယ်တွေအားလုံး and also this young man I'm gonna mentoring him in June and July then after that full-time minister he become a full-time minister say amen amen yeah amen God will use you amen so your conference will hold in Tulsa. When is that? When is that? For next week, I'm still planning about it. Next year, not next week. Next year by this time, isn't it? Yeah, praying about it. All right. Can I come? Of course. I'm still young, man. Of course. Am I right? I'm still young, isn't it? Yeah. Okay. I'll be there. For sure. Got it. Amen. Yeah, ကျွန်တော်လူငယ်တွေအတွက်များစွာကျွန်တော်လုပ်ဖို့ရှိတယ်။လူငယ်တွေမြောက်များစွာအတွက်ကျွန်တော်လုပ်ဖို့ရှိတယ်။ကျွန်တော်သားတို့သူတို့တွေအခု conference လုပ်ဖို့ကျွန်တော်ပြင်ဆင်ပေးပါမယ်။ပြင်ဆင်ပြီးတော့ share အော်ဝေးဒါကြောင့်ကိုသားသမီးတွေကိုလည်းခေါ်လာပေးပါ။ကျွန်တော်တို့အနောက်မှာနေပေးမှာပါ။ဒီသူတို့တွေကိုကျွန်တော်ဆွဲတင်ဖို့ချိန်ကာလရောက်ပြီ။ခေါင်းဆောင်ဆိုတာကခေါင်းဆောင်ဝေါမြောက်များစွာကိုမွေးထုတ်ပေးနိုင်တဲ့လူမှာခေါင်းဆောင်အစစ်
တပည့်တွေအယမ်းများတော့ခေါင်းဆောင်တယောက်မှမမွေးထုတ်ပေးနိုင်အဲ့ဒါကိုခေါင်းဆောင်လို့မခေါ်ဘူးဒါခေါင်းဆောင်ပေါင်းမြောက်များစွာမွေးထုတ်ပေးနိုင်တဲ့ခေါင်းဆောင်တွေပေါ်ထွက်လာဖို့ဖခင်ရှင်ကောင်းကြီးပေးပါစေဒီနိုင်ငံပါလည်းပဲအာမင်ဟာလေလုယာဖခင်တိုင်ချီးမြှောက်ပါစေဒါကြောင့်ဒီနေ့ကျွန်တော်ညီကိုမောင်မအားလုံးကျွန်တော်အားပေးရှင်တယ်တကယ်ပဲနိုးထားတဲ့သင်တော်တွေကျမ်းစကားတွေနဲ့အလုရှုံနာမှုပဲနဲ့ဖခင်စကားနဲ့အသင်းတော်ကိုပြန်လဲကောင်းကြီးဖြစ်စေတဲ့အသင်းတော်တွေဖြစ်ပါစေဟာလေလုယာဟာလေလုယာလုတ်ခိုင်းတဲ့တရားတွေထိုင်ဟောနာထက်လုတ်ပေးတဲ့ယေရှုလုတ်ပေးခဲ့တဲ့တရားတွေလုတ်ပေးနေတဲ့တရားတွေလုတ်ပေးအောင်မဲ့တရားကိုများများဟောတဲ့အသင်းတော်ထဲမှာနေတတ်သောသူတွေဖြစ်ပါစေဟာလေလုယာဟာလေလုယာထို့သမကကိုယ့်ရဲ့တတ်နိုင်ခြင်းပေါ်မှာပဲမူတည်ပြီးအသက်ရှင်တဲ့သူတွေမဟုတ်ဘဲနဲ့သင်ကိုစုံလင်စေတဲ့သခင်ယေရှုကိုစစ်စစ်ကြည့်ပြီးအသက်ရှင်တဲ့သူတွေဖြစ်ပါစေသင်မလုံနိုင်ဘူးယေရှုအပြင်သင်လုံနိုင်ရမယ်ပြောရ I can do all things through Christ who strengthened me ဒီနေ့စတော့ငါမလုံနိုင်ဘူးငါမတတ်နိုင်ဘူးဆိုတဲ့အရာတွေအားလုံးအကုန်ဖယ်ရှားပြလိုက်တော့သင်ယုံကြည်သည့်တိုင်သင်နိုင်ဖြစ်စေလို့ပြောတဲ့အတိုင်းမဖြစ်နိုင်တဲ့အရာဖြစ်စေတဲ့ယေရှုကိုယထားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကနေစတော့ယူပါယုံကြည်ကြည်ထားတဲ့သူတွေဖြစ်ပါစေယုံကြည်ခြင်းနဲ့ဝန်ခံရတဲ့သူတွေဖြစ်ပါစေသင်တို့သားသမီးထဲမှာ president ပြန်ဖြစ်လာတဲ့သူတွေဖြစ်လာပါစေသင်ရဲ့သားသမီးထဲမှာ engineer တွေသင်ရဲ့သားသမီးတွေ doctor တွေသင်ရဲ့သားသမီးတွေ senior တွေမှာပြန်လဲပြီးတော့ဥဆောင်တဲ့တကယ်နိုင်ငံရေးခေါင်းဆောင်တွေဖြစ်လာတဲ့အထိဘုရားချီးမြှောက်ဖို့အတွက်ယူပါယုံထားရတဲ့သူတွေဖြစ်ပါစေမြန်မာပြည်ထဲကနေဒီနိုင်ငံမှာပြန်လဲဥဆောင်တဲ့သူတွေပေါ်ထွက်လာဖို့သင်တို့အားဖြင့်သင်တို့ယုံကြည်ခြင်းအဖြစ်ဘုရားခင်အလုံးလုံးပါစေဟာလေလုယာဘီလီဂရေဟမ်ရဲ့မိခင်ရပရိသတ်တွေစတဲ့နေရာနေစပြီးတော့ဘီလီဂရေဟမ်ရဲ့မိခင်ရပရိသတ်တွေတည်တဲ့နေရာနေစတော့ဘိုက်ပေါ်မှာလက်တင်လို့ဆူတောင်းခဲ့တယ်ဘလို့ဆူတောင်းလဲဒီလားတစ်ချက်ပဲဆူတောင်းတယ်ဒီဘိုက်ထဲမှာရှိတဲ့ကလေးရတကဘာလုံးတွန်ကောင်းကြီးဖြစ်စေတဲ့ missionary ကြီးဖြစ်ပါစေလို့ဆူတောင်းခဲ့တဲ့အရာကဘသူနဲ့မှမတူတဲ့ဒုထမှုသယ်ဆောင်တဲ့ missionary ဖြစ်ပါစေလို့တရားဟောဆရာဖြစ်ပါစေလို့ဘိုက်ထဲမှာပရိသတ်တွေတည်တဲ့ဆူတောင်းခဲ့တဲ့အရာကအချိန်တန်တဲ့အခါမှာနိုင်ငံတကာအတွက်ကောင်းကြီးဖြစ်စေတဲ့ဆရာကြီးဖြစ်စေခဲ့တယ်မဖြစ်နိုင်တဲ့အရာကိုတောင်းတယ်လို့ပြောလိမ့်မယ် No မဖြစ်နိုင်တဲ့အရာကိုဖြစ်စေဖို့အသင်းတော်ဘုရားလောကမှာထားခဲ့တာမဖြစ်နိုင်တဲ့အရာတွေသင်တို့အပြင်ဖြစ်လာဖို့ဘုရားရှင်လိုတော်ရှိတယ် Hallelujah Hallelujah ဒီမှာမှတ်ထားကြောင်းကြီးကိုကျွန်တော်ဘာမှဟုတ်တဲ့သူမဟုတ်ဘူးသူများဘလောက်ဝေဖန်ကျွန်တော်ပြောရမလားခုကျွန်တော်တကယ် top 10 TV တွေမှာtelevision တွေမှာဟောနေတဲ့ဆရာတွေနဲ့အခုကျွန်တော်ကတန်းတယ်အခုစတင်ပြီးတော့အလုပ်လုပ်ဖွင့်အတွက်ဘုရားအကုန်လမ်းနေဖွင့်ပေးဒါတွေကကျွန်တော်ဝန်ခံခဲ့တဲ့အရာတွေဗျာကြွေးကြော်ခဲ့တဲ့အရာတွေဗျာအခုသိမ့်ပိုက်ရတဲ့အခွင့်ကိုရပြီတလမဖြစ်လာလို့တင်1မိနစ်နဲ့တင်ဝန်ခံတဲ့အရာ2လမဖြစ်လို့တင်1မိနစ်နဲ့တစ်ပင်ဆိုတာကတစ်ပင်ဆိုတာဘာကြီးကျွန်တော်ပြောပြမယ်အခုကျွန်တော်စီးပွားရေးမှာရှိတယ်စီးပွားရေးမှာကျွန်တော်အခု Chinese bamboo theory ဆိုတာကျွန်တော်သင်ယူရတာပြီးတော့ကျွန်တော် theory နှစ်ခုသင်တယ်ဗျအခုကျွန်တော်ကြိုက်တဲ့ဟာပေါ့ bamboo Chinese bamboo theory ဆိုတဲ့ဟာနဲ့စီးပွားရေးလုပ်တဲ့သူတွေရှိတယ်ပြီးတော့မှ red ocean နဲ့ blue ocean ဆိုတဲ့ theory ဘယ်လိုပဲပြောမှာပေါ့ red ocean နဲ့ blue ocean ဆိုတဲ့ကျွန်တော်တို့ဒီလုတ်ပုံလုံနီးပေါ့ဗျာလုတ်ပုံလုံနီးပေါ့ရှိတယ်သူတို့မှလည်းမဖြစ်နိုင်တဲ့အရာမရှိဘူးဆိုတော့သူတို့ခံယူတယ်ဥပမာ Elon Musk ဆိုရင်ကားဆိုတာစီထည့်ပြီးတော့မောင်းရမယ်ဒါပေမဲ့ Red Ocean နဲ့ Blue Ocean နဲ့ theory ကတစ်မျိုးသူများစီထည့်မှမောင်းရမယ်ဆိုတော့ငါလက်မခံဘူးစီမပါဘဲနဲ့မောင်းလို့ရတဲ့ကားကိုငါတီထွင်ပြမယ်တည့်ရက်ဆိုတာအဲ့ဒါကမိုက်တာလူတွေရဲ့ဒီစီးမျောနေတဲ့အထိမ်းမှာပဲသူများလှုပ်ထားပြီးသားအရာထပ်မထွင်ချင်တော့အဲ့ဒါမရဘူးအတစ်တွေအများနဲ့ပေါ်ထွက်နေဖို့ဖရားအလိုတော်ရှိတယ်။ဒါကြောင့်ဖရားเจ้าနေမှာဒီပုံစံငါတို့ကဖိုးဖွားလက်ထက်ကလေးလုတ်ခဲ့တဲ့ပုံစံအဲ့တော့ပဲသွားမယ်ဖရားမရဘူး။မရဘူးငါတို့ဖိုးဖွားလက်ထက်ကလေးဒီပုံစံမဒီတိုင်းသွားမယ်။ဒါနဲ့ကလေးတွေဖရားเจ้าမလာချင်တော့ဘူး။အဲ့ဒါစဉ်းစားကြည့်2024 antivirus နဲ့2025မှာရှိတဲ့ virus ကိုတတ်လို့မရဘူး
2025 virus ကိုတတ်ချင်2025က anti virus နဲ့ပဲတတ်မှအဲ့ဒီ virus ကပြတ်တယ်လွန်ခဲ့တဲ့ဖိုးဖွားလက်ထက်ကလေးကပုံစံအတိုင်းပဲဒီနိုင်ငံရောက်လေဒီဖျားเจ้าပုံစံပြန်လို့တော့ဘယ်ကလေးမှမတတ်ရှင်တော့ဖျားเจ้า you cannot do that we need wisdom from God to do a new things a new strategy အဲ့ကြမှာလူငယ်တွေကလမ်းမရောက်တော့မှာ night club မရောက်တော့မှာဘာတွေမရောက်တော့မှာ we need wisdom from God strategically အလုပ်လုပ်တာတယ်ငါတို့ရဲ့ဖိုးဖွားလက်ထက်ကလေးလုတ်ခဲ့တာဒါကိုထိမ့်သိမ်းရမယ် no ခလေးတွေစိတ်ဝင်စားတော့ခလေးတွေအကုန်ပြက်စီးနေပြီကျွန်တော်ပြောပြမလားကျွန်တော်အမေရိကရောက်လာမှာခလေးတွေတော်တော်များကျွန်တော်နဲ့စကားပြောတဲ့အချိန်မှာလွတ်မြောက်သွားတဲ့ခလေးတွေဘာပြောသလားမင်းတို့အမှုတော်ဆောင်တွေငါတို့လိုချင်တယ်အပြစ်ပဲတင်နေတယ်မြစ်တာအကြောင်းမပြောဘူးလေလုတ်ပဲလုတ်ခိုင်းနေတယ်အခုမှငါသိသွားပြီယေရှုကငါတို့လုတ်ပေးနေတာသဘောပေါက်သွားပြီတကယ်တော့ငါတို့နက်ကလမှာမပြောဘူးတကယ်မျက်မှောက်တော်ထဲမှာပြောချင်ခဲ့တာဒါပေမဲ့မထိုက်တန်ဘူးဆိုတဲ့ဘဝနဲ့ပဲငါတို့ကြည့်ပြင်လူငယ်တော်များအခုအဖြစ်ဆုံးယောဂဘာယောဂသိလားညီကိုမောင်မတော်ဟိုတော့အရက်တွေဆက်လက်တွေအဲ့ဒါနဲ့မဟုတ်တော့မူရစေဝါမဟုတ်တော့ခုက depression 73နှစ်74နှစ်15နှစ်ကိုတတ်သိရှင်းနေပြီ depression နဲ့ဒုက္ခပေးနေပြီအဲ့လူငယ်တွေကိုမင်းတို့သွားလောက်ခိုင်းတဲ့တရားသွားဟောလို့သူတို့စိတ်ဝင်စားတော့မင်းအဲ့ဒီ depression နဲ့လွတ်မြောက်စေတာယေရှုဆိုတာကိုပြောတော့ဆွဲထုတ်ပြရတာအောင်ကျွန်တော်နောက်နှစ် America Revive America မှာကျွန်တော်လူငယ်တွေအတွက်ကျွန်တော် focus ထားပြီချာပြီလူငယ်တွေလွတ်မြောက်အောင်မယ်လွတ်မြောက်ရမယ်လွတ်မြောက်အောင်2026မှာကျွန်တော်မြင်ထားတဲ့အရာလူငယ်ပေါင်းသိန်းနဲ့တန်းနဲ့ရှိဖခင်နိုင်ငံတော်ထဲပြန်ဝင်လာမယ်ဆိုတော့ဖခင်ကျွန်တော်စကားပြောထားတယ်ကျွန်တော်ပြောခဲ့တယ်မြန်မာပြည်မှာကျွန်တော်ပြောခဲ့တယ်ငါမကြခင်မှာလို့2018မှာငါမကြခင်မှာမြန်မာပြည်ကနေထွက်လာလိမ့်မယ်လို့ဒါငါပြောတဲ့အချိန်မှာမင်းတို့ရအောင်ယူထားနော်လို့နှုတ်ပတ်တော်သူတို့မယုံ2020မှာကျွန်တော်နေချင်တော့မှနေခွင့်မရတော့ကျွန်တော်ထွက်လာပြီအခုလည်းကျွန်တော်ပြောမယ်အခုဆိုမြန်မာလိုဟောရတဲ့အချိန်ထပ်အင်္ဂလိပ်လိုဟောရတဲ့အချိန်ပိုများလာတဲ့ကာလရောက်လာလိမ့်မယ်မြန်မာလိုဟောချင်တာတောင်မှကျွန်တော် crowd ကအင်္ဂလိပ်ပိုများတဲ့အတွက်ကြောင့်အင်္ဂလိပ်လိုပဲဟောရမယ်ကာလရောက်လာလိမ့်မယ်ကျွန်တော်ပြောထည့်ပြီးကြည့်ထား2018မှာဟောတဲ့တရားတွေကိုပြန်ကြည့်လိုက်မြန်မာပြည်ကနေငါမကြခင်ထွားတော့မနော်ကျွန်တော်သိလို့ပြောတာမဟုတ်ကျွန်တော်ဝိညာဉ်ထဲနဲ့နှိုးဆော်လို့ကျွန်တော်ပြောတာမြန်မာပြည်အတွက်ဖခင်ကျွန်တော်စကားပြောခိုင်းတဲ့ချိန်တွေရှိတယ်အခု international အတွက်ကျွန်တော်ဖခင်စကားပြောခိုင်းတော့မယ်ဗမာလိုမတတ်တဲ့ကလေးတွေတောင်အခုလွတ်မြောက်နေတယ်ကျွန်တော်အင်္ဂလိပ်လိုဟောမှရတော့မယ်လူငယ်ပေါင်းများများဆိုတာဘာလို့ဒါကြောင့်အသင်းတော်တွေအမေချမ်းတယ်မြန်မာအသင်းတော်တွေအားလို့ကျွန်တော်ပြောပြစေလောက်ခိုင်းတဲ့တရားတွေကျမ်းစကားတွေပဲထိုင်မဟောတော့နဲ့လုတ်ပေးတဲ့တရားကိုစာဟောရင်သင်တို့တွေနိုးထားလာလိမ့်မယ်မဖြစ်နိုင်ဘူးဆိုတဲ့ဟာတွေကိုအသင်းတော်မှာမရှိစေနဲ့အရှိတိုင်းလက်ခံ no အရှိတိုင်းလက်ခံရင်ကျမ်းစာထဲမှာ12နှစ်ပတ်လုံးသွေးသွန်းတာဆွဲတဲ့မိန်းမပါလာဘူးအိမ်မှာပဲသူငုတ်တုတ်နေပြီးတော့တည်တဲ့ရက်ကိုထိုင်ဆောင်အောင်ပါအရှိတိုင်းဒါထားဆိုရင်မျက်စိကန်းနေတဲ့ဘာတီမဲကသူ့တောင်စာဘဝနဲ့သူလွတ်မြောက်မှာမဟုတ်ဘူးကျမ်းစာထဲမှာလည်းပါလာမှာမဟုတ်ရအောင်သူခေါ်တာဒါကြောင့်အဲ့ဒါမှတ်ထားဖ
ဖခင်နဲ့သွားခြင်း radical faith တဲ့ radical faith radical faith ဆိုတာကသူများနဲ့မတူတဲ့ယုံကြည်ခြင်းမဖြစ်နိုင်တဲ့အရာငါ့ဘဝမှာဘာလို့မဖြစ်ရမှာလဲရှိကိုဖြစ်လာမယ်ဖြစ်ကိုဖြစ်ရမယ်ရှိကိုရှိရမယ်ဆိုတဲ့နှလုံးသားကိုဖခင်အယံကြိုက်တယ်အဲ့ဒီလူတွေနဲ့ပဲဖခင်အလုံးလုံးသွားတယ်အသက်90မှာကလေးရတဲ့ကိစ္စကမဖြစ်နိုင်တဲ့ကိစ္စဒါပေမဲ့ဒါဝိတ်ကဆွဲလန်းနေတယ်ယောမဩရစာခန်းကြီး4အငယ်21မှာယောမဩရစာခန်းကြီး4ငယ်21မှာဘာပြောလဲဆိုတော့အသက်တလောက်ကြီးနေပြီရှိပါစီတော့ကိုတော်ရဲ့မပေးပါတော့နဲ့လို့ तू ပြောမှာပေါ့ကျွန်တော်မိန်းမလည်း60ကျော်နေပါပြီကိုတော်ရဲ့စခေါ်တဲ့ခလေးမင်းရဲ့လာရင်မင်းထဲကနေရင်သွေးပေးမယ်လို့ပြောတဲ့အချိန်မှာမမဆာရာအသက်ဘယ်လောက်ရှိနေပြီလဲဟမ်ဂတိပေးတဲ့အချိန်မှာအသက်ဘယ်လောက်ရှိပြီလဲလို့ဘာ60လဲ65နှစ်သူမြောက်မအော်ပါဘူးဆရာသားမို့လို့ဆရာအော်လိုက်တာဘာလို့သူတရားဟောရင်60လျှောက်ပြောနေမှာမလို့65နှစ်65နှစ်မှာဂတိစပေးတယ်အသက်80မှာရသေးလား85နှစ်မှာရလား80မှာရလားတော်ပြီကိုတော့မဖြစ်တဲ့စကားတွေရမ်းပြောတာပဲကိုတော့ရဲ့လို့မပြောဘူးအာဗြဟံကဒါလေးနဲ့အဆုံးသတ်ပြစေဒါတကယ်အဆုံးသတ်မှာဒါနဲ့အဆုံးသတ်မှာယောမအခန်းကြီးလေးအငယ်19 20ဒီသုံးဘက်ပဲဖတ်မယ်ပြီးတော့ယုံကြည်အားကြီးသည်ဖြစ်၍ယုံကြည်ဘာဖြစ်လဲဒါယုံကြည်တယ်နော်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးပြောမဖြစ်နိုင်တာမရှိဘူးကျွန်တော်သိမချအောင် nothing is impossible ဘာမှလို့သိမပြောတတ်တော့ထင်တယ်အမေရိကန်ရောက်တဲ့ခါတည်းအင်္ဂလိပ်လိုပြောရအောင် nothing is impossible with God ပြောရအောင် amen အင်္ဂလိပ်လိုကြောင့်အတန်နေကြလိုက်တယ်ကြာနောက်ပိုင်းဆိုအင်္ဂလိပ်လိုပဲဟောတော့မယ်နော် sorry နော်ဒီနေ့ nothing is impossible with God amen ယုံကြည်အားကြီးသည်ဖြစ်၍မိမိအသက်ဒီအနှစ်တရာလောက်ရှိတဲ့ဖြစ်မိမိကိုယ်ဒီအသေးကဲ့သို့ရှိကြောင်းကို၎င်းမိမိခင်ပွန်းစာရိုက်ဝန်ဒီပါလေဆိုတော့ဘာဖြစ်ပြီလဲအရှိတိုင်းဝန်ခံလိုက်တော့လေတော်ပြီလေအရှိတိုင်းဝန်ခံလိုက်ပေါ့ဒါမတန်တရားကြီးတွေရှော့မတောင်းတော့နဲ့လေမကောင်းတဲ့တက်90မှာကလေးညှိရတာလွယ်တာကိစ္စမှမဟုတ်တာကျွန်တော်ဒီနိုင်ငံမှာကျွန်တော်သားသမီး3ယောက်လုံးမွေးတော့လေဟာမွေးခနဲ့ဒီဝင်ရတာမမိုက်ဘူးကျွန်တော်လည်းလစ်တာနဲ့ကျွန်တော်ဒိုးမယ်လို့ your daddy come here ဟာစိတ်ညစ်တယ်ဗျာကျွန်တော်အဲ့နဲ့ကျွန်တော်မိမလည်းတစ်ခါ online ကျွန်တော်ဟိုမှာကျွန်တော်ကောင်းကင်နိုင်ငံရောက်တယ်လို့ပဲခံစားရတယ်အေးဆိုရင်ဘာလို့မသိတော့အဲ့မှာကျွန်တော်တင်ပေးတယ်မိမလက်ကိုလာခိုင်းတယ်ပို့ဆိုပြီမိမလက်ခိုင်းတာပဲသူ့ကိုကူညီပေးတယ်အဲ့ဆရာဝန်မကိုကူညီပေးငါဘာကူညီရမှာလဲငါမလုပ်တတ်ဘူးမဟုတ်ဘူးတဲ့ push တလုံးပဲអော်ပေး push မိမလက်ကိုင်တော့ push ခလေးကထွက်တာကြာပြီကျွန်တော်ရအောင်မလို့អော်နာ push အဲ့ဆရာဝန်ပြောတယ်ထွက်သွားပြီတော်တော့မလွယ်ဘူးအသက်90မှာ push အဗြဟံလောက်ရင်လည်းမကောင်းဘူးမမဆာရာအသက်ပါထွက်သွားတယ်ခလေးမထွက်ခင်အသက်ကထွက်သွားပြီလို့အသက်90မှာလွယ်တဲ့ကိစ္စမှမဟုတ်တဲ့ဟာယူမကြည့်မိမိကိုယ်ဒီအတေကဲ့သို့ရှိချောင်းကို၎င်းမိမိခင်မွန်းစာရိုက်ဝန်ဒီတေချောင်းကို၎င်းပါလဲမအောင်မေဘူးတဲ့အင်္ဂလိပ်ဆိုပါတလား he considered not his own body now dead in English ဆိုရှင်းတယ်ဗမာလိုကြတော့ရှင်းပြနေအောင်မရှင်းပြတော့အင်္ဂလိပ်လိုပဲနားလည်လိုက်တော့ now dead တေသွားပြီခန္ဓာတေတာမဟုတ်လူတေတာမဟုတ်တေသွားပြီနားလည်တဲ့သူကြီးကြဆိုတော့ရှင်းပြောရင်သူ့ရဲ့စက်ယုံလည်းပြတ်နေပြီသူမိမစက်ယုံလည်းပြတ်နေပြီအချင်းနေကမဟုတ်တော့ဘူးစက်ယုံက2ယောက်လောက်ကြီးလိုက်ရင်တယောက်နဲ့တယောက်ကြီးလိုက်ရင်စက်ယုံကပြတ်နေပြီဆိုတော့တယောက်နဲ့တယောက်အပြစ်တင်စရာမရှိဘူးစာတာနင်းကြောင့်လို့ပြောလို့မရဘူးစာတာလည်းပြန်ပြန်မယ်နင်းကိုလည်းနင်းပြန်ကြည့်နေနဲ့တိတ်နေပြီလို့ပြောမှာပေါ့ဆိုတော့ဒါပေမဲ့တဲ့မိစာရာဤဝင်းဒီတေချောင်းပါလေမအောင်မေဘူးတဲ့ပြောရမအောင်မေဘူး
မစင်စားဘူးအဲ့ဒါကိုပြောတာမဖြစ်နိုင်တဲ့အရာကို तू တစ်ချက်မှမစင်စားဘဲနဲ့ငါဖျားပြောပြီးဖြစ်ကိုဖြစ်ရမယ်ဒါပဲဆက်သွား20ယုံမှားသောစိတ်နဲ့ကြည်ရဖျားခင်ဂရိတော်တွေးတော်ခြင်းယုံကြည်ဖျားချီးမွမ်းတယ်စတင်ပြီးတော့မှတင်းရဲ့အတ္တတာထဲမှာမဖြစ်နိုင်တဲ့အရာတွေဖြစ်မယ်ဆိုတော့ကြိုတင်ချီးမွမ်းတတ်တော်သူတွေဖြစ်ပါစေ Hallelujah Hallelujah give thanks in advance ဖျားကိုစတင်ပြီးတော့ချီးမွမ်းတတ်တဲ့သူတွေဖြစ်ပါစေမဖြစ်နိုင်တဲ့အရာတွေစတင်ပြီးတော့ချီးမွမ်းမယ်အာမင်အာမင် Hallelujah ကျွန်တော်ပြောပြမယ်ညီကိုမောင်မတို့တလားဒေါ်လာ1000ရဖို့ဆိုတာဒီနိုင်ငံမှာတော်တော်ခက်တယ်โอเคเนาะလကစားအတွက်တလား1000ဆိုတာတော်တော်ခက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တလားဒေါ်လာ3000လို့တောင်းခဲ့ဘူးတယ်မဖြစ်နိုင်တဲ့အရာကိုကျွန်တော်ဝန်ခံခဲ့ဘူးတယ်တလား3000ကျွန်တော်ပြောရမလားခုတလား3000ကျွန်တော်တို့အလုပ်သမားတွေကိုလကပေးခါပဲရှိသေးတယ်လောက်တောင်မလောက်ဘူး3000ဆိုတာမရဘူးအဲ့ဒါများတယ်စဉ်းစားကြည့်ညီကောင်မကျွန်တော်ဝန်ခံခဲ့တဲ့အရာတွေအားလုံးက3000ဆိုကျွန်တော်တို့အရင်နေသွားပြီကိုဒါပေမဲ့1နဲ့ကြာကောင်းတော့ပြတချို့ကလေတစ်နှစ်မှ3000ရတဲ့ဖွဲ့ရှိတယ်တစ်နှစ်လုံးမှ3000ရတဲ့ဖွဲ့ရှိတဲ့အချိန်မှာကျွန်တော်တို့ဒါလားအဲ့ဒါတွေကအားလုံးကျွန်တော်ဝန်ခံခဲ့တဲ့အရာတွေလေဝန်ခံခဲ့တဲ့အရာတွေဖြစ်လာတယ်ဗျအာမင်နောက်ဒီနေ့စကြွညီကိုမဖြစ်နိုင်တဲ့ရောက်ဖြစ်စေတဲ့ဖခင်ကိုဆွဲလမ်းပါဒါကြည့်ဂတိထားတော်မူသောသူသည်ဒီမှာအရေးကြီးသွားပြီပြောရအောင်ဟာလေဂတိထားတော်မူသောသူသည်ဂတိတော်အတိုင်းတတ်နိုင်တော်မူသည်ကိုဘာလို့လဲစိတ်ဆွဲလန်းလေတယ်ဘယ်နှစ်ဆွဲလန်းလဲပြော85နှစ်ကလေးကဖခင်ဂတိပေးထားတယ်ဘယ်အချိန်မှပြည့်သွားလဲအတ္တတရားမှာပြည့်တယ်ဆိုတော့ဘယ်နှစ်သူဆွဲလန်းလဲ25နှစ်ဆွဲလန်းတယ်တင်းရဲ့ဆွဲလန်းခြင်းကတလနှစ်လပဲမဖြစ်လာသေးတာစိတ်တက်ကြစရာဘာအကြောင်းမှမရှိဘူးအချိန်တိုင်ရင်ဖခင်စကားကဖြစ်ကိုဖြစ်စေလိမ့်မယ်ဟာလေလုယာဒါယုံကြည်ခြင်းနဲ့ဆွဲလာယုံကြည်ခြင်းနဲ့ပုံဖော်ယုံကြည်ခြင်းနဲ့သိမ့်ပိုင်မယ်အားလုံးခရမတထားကြောင်းညီကိုမောင်းပါတယ်ဒီနေ့မဖြစ်နိုင်တဲ့ရောက်ဖြစ်စေတဲ့အသင်းတော်ဖြစ်ဖို့ဖခင်ကောင်းချီးပေးပါစေမဖြစ်နိုင်တဲ့အရာတွေဖြစ်လာလိမ့်မယ်ယုံကြည်ခြင်းနဲ့ဆွဲယုံကြည်ခြင်းနဲ့ပုံဖော်ယုံကြည်ခြင်းနဲ့သိမ့်ပိုင်မယ်ကျောင်းကြီးကိုမမအားလုံးကိုကျွန်တော်ပြောပြရှင်းတယ်ကျောင်းအားလုံးကိုဒီနေ့ကနေနှုတ်ဆက်ခဲ့ပါတယ်ဘုရားခင်ပြင်ဆင်ပေးတဲ့အချိန်မှာကျွန်တော်ပြန်တွေ့မယ်အရောက်စီတိုင်းကိုကျွန်တော်နှုတ်ဆက်ဖို့အချိန်မရှိတဲ့အတွက်ကြောင့်ဒီနေ့ကနေပဲကျွန်တော်နှုတ်ဆက်ပါတယ်နောက်နေ့မှာဘုရားရှင်ပို့ဆောင်ရှင်မှာပြန်တွေ့မယ်တတိယပြီးတော့တယောက်တယောက်ဆူတောင်းပေးကြရအောင်ဘုရားခင်ဘုန်းတော်အတွက်ဆက်ပြီးတော့အသက်ရှင်ကြရအောင်